အလုံးမဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်အခုတခါကျွန်မဖတ်ပြပေးမယ့်စာအုပ်လေးကတော့ Russell Harman Conwell ရေးသားထားတဲ့ A Cups of Diamond ဆိုတဲ့စာအုပ်လေးကိုဆရာဖေမြင့်ဘာသာပြန်ရေးဖွဲ့ထားတဲ့စိန်မြေဧကပေါင်းများစွာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ် Russell Conwell စိန်မြေဧကပေါင်းများစွာကိုဟောပြောသူကမ္ဘာသမိုင်းတစ်လျှောက်တွင်ထင်ရှားသောပုဂ္ဂိုလ်ကျော်တို့၏ဂန္ဓဝင်မြောက်မိန်ကွန်းချင်းပေါင်းများစွာရှိခဲ့ပါ၏ယင်းမိန်ကွန်းများအားလုံးလိုလိုပင်သူနည်းသူဟန်ဖြင့်တန်ဖိုးရှိကြပါ၏မှတ်သားလောက်စရာလည်းဖြစ်ပါ၏အချို့မိန်ကွန်းများဆိုလျှင်သူ့အချိန်သူ့အခါကလူအများ၏အတွေ့အမြင်ယူဆနှင့်ခံစားချက်များကိုလုံးလုံးလျားလျားပြောင်းလဲသွားစေနိုင်သည့်အန်ကြီးပွေရများအဖြစ်လေးစားဂုဏ်ပြုခြင်းခံခဲ့ရပါ၏သို့သောထိုသောအန်ကြီးပွေရမိန်ကွန်းများတွင်မှထူးခြားအံ့ဩဖွယ်ကောင်းသည့်မိန့်ခွန်းသို့မဟုတ်ဟောပြောချက်တည်းရှိသေး၏ယင်ကယခုဤစာအုပ်တွင်ဖော်ပြမည့်အမေရိကန်ပြည်သားလူငယ်မြင့်တင်ရေးသမားကြီး Russell Conwell ၏စိန်မြေဧကပေါင်းများစွာဟောပြောချက်ဖြစ်သည်အကြိမ်ပေါင်း6000ကျော်ဟောခဲ့သည့်တရား Conwell သည်ဤဟောပြောချက်ကိုသက်ဆိုင်ရာကာလဒေသအသီးသီးနှင့်လျော်ညီစွာအနည်းငယ်စီပြုပြင်ပြောင်းလဲပြီးအကြိမ်ပေါင်း6000ကျော်များပြောကြားခဲ့၏ဟောပြောသည့်တန်းကာလမှာနှစ်ပေါင်း90ကျော်များရှိခဲ့၍သူစကားကိုနားထောင်ခဲ့မှုသူများမှာတန်းချီ၍ပင်ရှိခဲ့သည်နားထောင်ပြီးပေးသက်သာရှိပါကသူကနေရာဌာနမရွေးဟောပြောတတ်သူဖြစ်သည်မြို့ကြီးပြကြီးများရှိလူပြည့်ကျက်ညက်သိမ့်နေသည့်အေယာမခမ်းမကြီးတွေမှလည်းဟောသည်တော်ကြီးလက်ခီးလန်းစုံအင်ဂျီစုစုကဖျားရှိခုကျောင်းငယ်လေးများမှလည်းဟောသည်အခါကျင်းငွေဆိုတာကလည်းအမျိုးမျိုးကျက်သားဟင်းထမင်းတနက်နဲ့ပြီးတာလည်းရှိသည်တပွဲကိုဒေါ်လာ8000 9000ရတာမျိုးလည်းရှိသည်ဟောပြောပွဲကရသည့်ဝင်ငွေများအလုံးကိုတူတူတိတ်တိတ်ထိမ့်သိမ့်သာလုပ်မည်ဆိုရင်ကုန်းဝဲအဖို့အနည်းဆုံးဒေါ်လာ9သန်းမြချမ်းသာစရာအကြောင်းရှိသည်သို့သောကုန်းဝဲကဝင်လာသမျှဥစ္စာကိုနှောင့်နှေးခြင်းကင်းစွာပေးကမ်းစွန့်ကြဲပြတ်တတ်သောပုဂ္ဂိုလ်ဖြစ်ချေသည်သူသည်ငွေကြေးကိုမမောသူမဟုတ်ဒါနဥစ္စာကိုကုတ်တွယ်ထားတတ်သူမဟုတ်ထို့ပြင်သူ၌ငွေကြေးကိုလူချင်းသလောက်ရှာနိုင်သောစွမ်းအားရှိ၏ထို့သောစွမ်းအားရှိကြောင့်လည်းသူ့ဘာသာသိ၍ယုံကြည်၏ထို့ကြောင့်လက်တလောအိတ်ထဲတွင်တပြားမှမရှိတော့လဲသူမစင်းရဲ့သူလှုပ်ချင်သည့်ကောင်းကျိုးချမ်းသာအလုပ်များတွင်ရေရောဖောသည်စွာသုံးဆွဲရန်ငွေကြေးလေးအမြဲရအောင်သူရှာနိုင်သည်ထို့ကြောင့်လည်းသူအားအိတ်ထဲမှငွေကြေးမကတ်သည့်တန်းကျွယ်တည်းဟုခေါ်လေးရှိကြခြင်းဖြစ်သည်စိန်မြေဧကပေါင်းများစွာသူ၏ကြောကြားလာသည့်စိန်မြေဧကပေါင်းများစွာဟောပြောချက်တွင်ခုံဝက်သည်ပုံမြင်ဆန်ဆန်ဖြစ်ရမှန်များနှင့်တစားစင်ကဤလောကကြီးအောင်အခွင့်အရေးတည်းဟုသောစိန်ပွင့်နေဖြန့်ကျက်ပြင်းနေလျက်ရှိသည့်လောကကြီးဖြစ်ကြောင်းဟောပြောလိရှိခဲ့သည်အခွင့်အရေးဟုသည်ယခုဤနေရာမှာပင်ရှိနေသည်မုဂုစဝိုင်းဤဟိုမှာဘက်တွင်မဟုတ်တင့်အိမ်ချန်ထဲမှာပင်ရှိသည်တင့်ရှိနာတင့်ခြေတော်နားမှာပင်မထင်မှတ်စရာအသွင်ပြင်မျိုးနှင့်ရှိနေသည်ဒါကိုတွေ့သည့်ကောက်ယူကပုတ်သက်သုတ်တင်ပေးလိုက်ပါကအခွင့်အရေးစိန်ရိုင်းသည့်အောင်မြင်မှုစိန်ဝင်များအဖြစ်တလဲလက်ထွက်ပေါ်လာလိမ့်မည်သို့သောနမောနမဲ့နေသူလူအများစုတို့ကဟိုဝေးစီမှာရှိနေမိထင်ရသည့်အခွင့်သူများကံကြမ္မာကောင်းများနောက်သို့အပြေးလွှားလိုက်ရင်စိန်ရိုင်းတို့များကိုဘေးသို့လွင့်စင်သွားအောင်ကံကြောက်ပစ်တတ်ခဲ့ကြသည်စင်စစ်ကံကြမ္မာကောင်းဟုသည်ရှိမှန်းချက်စိတ်သက်တင်ယူလက်ချက်မှုဝိရိယရှိမှုနှင့်ပတ်ဝန်းကျင်ရှိရုပ်ဖြစ်ပုံကွယ်နေသည့်အခွင့်အရေးမျိုးစေ့များကိုအမိအယဖန်ယူတတ်သောဉာဏ်အမျှော်မြင်တို့ပေါင်းဆက်လက်ခြင်း၏အကျိုးရလဒ်ပင်ဖြစ်သည်စသည်ဖြင့်သူယူဆယုံကြည်ကဒီယူဆကိုတာရကဆောင်နိုင်ရန်အတွက်သူတွေ့ကြုံသိကျွမ်းခဲ့သည့်လူပုဂ္ဂိုလ်များတို့ထံမှသင်ခန်းစာယူစရာအဖြစ်ပြများစွာကိုသူထည့်သွင်းအသုံးပြုခဲ့သည်စင်စစ်တကယ်တမ်းပြောဆိုမိဆိုပါကသူကိုယ်တိုင်၏ဘဝသည်ပင်အလွန်စိတ်ဝင်စားဖွယ်အတူယူဝဲကောင်းသည့်ဘဝသူတင်ပြသည့်အယူဆကိုအကောင်းဆုံးသောတာရကဆောင်နိုင်သည့်ဘဝဖြစ်ချေသည်ကုတ်အင်ကြီးအိတ်ထေကတကတူရဆက်ကွန်ဝဲကငယ်ရွယ်စဉ်ကပင်မိမိပတ်ဝန်းကျင်လက်ကားမှာရှိသည့်အခွင့်အရေးမှန်သမျှကိုဘဝတိုးတက်မှုအတွက်မိမိရရအသုံးချခဲ့သူတစ်ယောက်ဖြစ်သည်1843ခုနှစ်မှာသူ့ကိုမွေးသည်မက်ဆာချူးဆက်ကသူ့ဖခင်၏လေယာမြေမှာသူကြီးပြင်းရသည်လေယာမြေကကြောက်တုံးကြောက်ခဲတွေဘရဝနှင့်ထွန်ရိပ်မကောင်းသည့်မြေမျိုးမနေ့4နာရီအိယာမထကလူကြီးတယောက်လိုအလုပ်လုပ်ရသည်အနီးနားမှာဆရာမပြည့်စုံသည့်စာသင်ကျောင်းမျိုးလည်းမရှိသို့သောသူစဖတ်တက်ခဲ့သည်
တက်ယုံသားမကအလွန်လဲစဖတ်ဝါဒနာပါခဲ့သည်လေခွင်းထဲမှာစဖတ်သည်စကြက်မြခင်မှာဖတ်သည်စပားကြီးမှာဖတ်သည်အလုံနင်းနေအားသည်နှင့်စတ်အုပ်ကောက်ကင်တတ်သောအလိထကိုနောင်တစ်သက်လုံးလဲသူမဖြောက်ခဲ့ဒီအလိထ၏တန်ဖိုးကိုလူငယ်လူရွယ်များအားသူအမြဲဟောကြားလေရှိသည်ဒီမှာမင်းကုတ်အင်ကြီးအိတ်ထဲမှာတက္ကသိုလ်တစ်ခုထည့်တည်သွားလို့ရတယ်ဆိုတာအမြဲတည်းရဒါကသူ့လက်သုံးဩဝါဒစကားမှတ်ဉဏ်ကောင်းလွန်သူငငယ်ရွယ်ရွယ်မှာစဖတ်ဝဒနာကြီးခဲ့တယ်လို့မှတ်ဉဏ်ထက်တန်ကြီးကိုလည်းသူအလေးထားခဲ့သည်မှတ်ဉဏ်ကောင်းအောင်တမင်ကျူးဆိုင်လေ့ကျင့်ခဲ့ရာနောက်ပိုင်း၌အံ့ဩစရာကောင်းလောက်အောင်ပင်သူ့အုံနောက်ကမှတ်သားမှုစွမ်းရည်ထက်မြက်လာခဲ့သည်စာတမျက်နာကိုအာယုံဆိုင်မှတ်သားထားပြီးလျင်နောက်အချိန်အတော်ကြာပြီးသည့်တိုင်၎င်းစာရွက်ကိုလက်ထဲကင်ပြီးကြည့်လျက်ဖတ်နေပြီးသည့်အလားတလုံးတစ်ပါးမလွဲအောင်အလွတ်ပြန်ရွတ်ပြနိုင်စွမ်းရှိခဲ့သည်ဘယ်အချိန်နေဘယ်အချိန်အခါမျိုးကိုမျှသူအချင်းဤအလဟတ်တမထားတခုခုအကျိုးရှိအောင်အသုံးချသည်ပြည်တော်စုတက်မတော်ထဲမှအမှုထမ်းစဉ်ကာလ၌အချိန်အားရတိုင်းဘလက်စတုန်းဤဥပဒေကျမ်းကြီးကိုကောက်လှန်ဖတ်ရာနောက်၌တအုပ်လုံးပင်အလွတ်ရသွားခဲ့သည်ဆာဝီလျံဘလက်စတုန်းဤအင်္ဂလိပ်ဥပဒေအဖွင့်ကျမ်းမှာကွန်ဝဲတို့ခေအမေရိကန်များအတွက်အလွန်အရေးပါသည့်လက်ဆွဲကျမ်းကြီးတအုပ်ဖြစ်သည်နောက်နှစ်ပေါင်းအတန်ကြာကာလဘော့စတွန်မြို့တွင်ရှိနေတူအဖြစ်လုပ်ကိုင်လက်ရှိစဉ်မှာလည်းသူရုံးခန်းများသို့အသွားပြန်ရထားစီရသည့်အချိန်များအတွင်းနိုင်ငံခြားဘာသာသင်စာအုပ်များကိုဖတ်ရှုလေ့လာရာဘာသာစကား၅မျိုးပင်သူတက်မြောက်ခဲ့သည်Yale တက္ကသိုလ်သို့တက်ရောက်ပညာသင်ကြားချိန်၌သူကသူ့ကိုယ်သူအတော်နိုင်နေပြီကိုရီမန်းသည့်အလုပ်တစ်ခုထားမြအောင်မြင်အောင်ကိုပုံစံကိုစည်းကမ်းနှင့်စနစ်တကျအလုပ်လုပ်တတ်သူတစ်ယောက်ဖြစ်နေပြီYale တက္ကသိုလ်မှာသူသင်တန်းနှစ်ခုတစ်ပြိုင်တည်းတက်သည်အထွေထွေဝိဇ္ဇာသင်တန်းနှင့်ဥပဒေပညာသင်တန်းတစ်ဖက်ကလည်းကျောင်းစည်းနှင့်စားစည်းအတွက်မြို့ထဲကဟိုတယ်တစ်ခုမှာအချိန်ပိုင်းအလုပ်လုပ်သည်အမြောက်တပ်ဖို့ဒီအတွင်းပြည်တွင်းစစ်ကြီးဖြစ်ပွားလာသည့်အခါသူကသူ့စာတိနယ်သားလူငယ်များကိုစီးရုံးကမက်ဆာချူးဆက်တောင်ပေါ်သားတပ်ဖွဲ့ကိုဖွဲ့စည်းဦးဆောင်သည်ထို့နောက်တောင်ပိုင်းစစ်မြေပြင်မှတစ်ခေါက်ပြန်ရောက်လာကအမြောက်တစ်ခွဲဖွဲ့စည်းပြန်သည်ခွန်ဝဲကလူကောင်ထွားထွားရုပ်ရည်လဲတံပြန်သားနာသူဖြစ်ရာသူ့အားအသွင်အပြင်မြင်ယုံနှင့်လေးစားယုံကြည်သူတွေအတော်များလာသည်ပြည်တော်စုအစိုးရတပ်ဖွဲ့တွင်ဘူကြီးစင်းနှင့်ရှိစဉ်သူ့ကိုရဲဘော်တွေအလွန်ချစ်ခင်ကြသည်သူ၏ဝေယဝဆများဆောင်ရွက်ပေးရသည်အော်ဒလီရဲဘော်ဂျွန်ရင်းဆိုလျှင်သူ့ကိုကိုးကွယ်မတန့်ကြီးညိုလေးစားသည်တခါကနေယူဘန်မြို့အနီးတနေရာတွင်သူတို့တပ်ဖွဲ့စကန်ချနေစဉ်ရန်သူကွန်ဖီဒရစ်တပ်များလျှက်တစ်ပြည့်ဝင်ရောက်တိုက်ခတ်ရာကွန်ဝဲတို့လူစုလက်လွတ်ထွက်ပြေးကြရသည်မြေတစင်းကိုကတော်ကမျောဖြတ်တန်းပြီးနောက်မြေကူးတရာကိုအလင်းအမြန်မီးရှို့ဖျက်ဆီးကြရာကွန်ဝဲဤအော်ဒီဂျွန်ရင်မှာတစ်ဖက်ကမ်း၌ကြံရစ်နေလေသည်စင်စစ်ဂျွန်ရင်မှာဒီပကန်းရောက်ပြီးကမှသူ့ကပရင်ကွန်ဝဲဤတာတစ်ဖက်ကမ်းမှာကြံရစ်သည်ဟု၍ပြန်ပြေးယူခြင်းဖြစ်သည်ကပရီဤတလွဲကိုကိုင်ကတစ်ဖက်ကမ်းထိပ်တွင်ဂျွန်ရင်ပြန်ပေါ်လာသည့်အခါတရားကမီးဟုံဟုံတောက်နေကြပြီနောက်မှရန်သူကလည်းနိကပ်နေပြီဖြစ်ရာအခြားနီလန်းမရှိတော့သဖြင့်မီးတွေကြားကပင်ဂျွန်ရင်ဖြတ်ပြေးလာသည်သူ့အဝတ်စားများမီးဆွဲသည်ထို့နောက်ကျိုးကျသွားသောတရားနှင့်အတူရေထဲရောက်သွားသည်သူ့ကိုဝိုင်းစေကြသည်သူသတိပြန်လေလာပြီးသူ့ကပရိဤထားကိုလိုက်ရှာသည်အနီးမှရှိနေကြောင်းတွေ့ရသည့်အခါစိတ်အေးသွားဟန်ဖြင့်ပြုံးလိုက်ပြီးဓားကိုဖတ်ထားသည်ထို့နောက်ခဏမှပင်သူတည်ဆုံးသွားလေသည်နှစ်ယောက်စာဘဝဂျွန်ရင်တည်ဆုံးရခြင်းအတွက်ကွန်ဝဲများစွာစိတ်ထိခိုက်သွားမိသည်သူ့ကိုလေးစားကြည်ညိုလွန်းသည့်အတွက်ဂျွန်ရင်အသက်ပေးခဲ့ရခြင်းဖြစ်သည်မဟုတ်လားဂျွန်ရင်၏အလောင်းဘေးတွင်ရက်ခါသူအလေးအနက်သစ္စာပြုလိုက်သည်ဂျွန်ရင်၏စိတ်စေတနာကိုလေးစားတုံ့ပြန်သောအဖြစ်နောင်တသက်တာပတ်လုံးမိမိဘဝအတွက်သာမကဂျွန်ရင်၏ဘဝအတွက်ပါအသက်ရှင်နေထိုင်သွားမည်ဟုသောသစ္စာပြုချက်ထိုအချိန်မှစ၍နောက်နှစ်ပေါင်း60တိုင်တိုင်ကွန်ဝဲသည်သူ့ဘဝကိုတကယ်ပင်လူနှစ်ယောက်စာဘဝအဖြစ်နေထိုင်သွားခဲ့သည်နေ့စဉ်သူ့အတွက်အလုပ်ချိန်8နာရီဂျွန်ရင်အတွက်အလုပ်ချိန်8နာရီဖြစ်အောင်သူလုပ်သည်တာဝန်ကြီးလေးလာသည့်သူ၏သစ္စာစကားကိုအစဉ်အမှတ်ရစိတ်တည်သောငါဂျွန်ရင်အသက်ပေးရယူခဲ့သည့်သူ့တလွဲကိုသူ့အိယာခေါင်းရင်းမှအမြင်ချိတ်ထားသည်စစ်ကြီးအပြင်စစ်ပွဲကာလကရရှိခဲ့သည့်ဒဏ်ရာတခြင်းများကိုကုစားပြီးသည့်အခါကွန်ဝဲလုပ်ငန်းတွေဒရချန်စတင်သည်ဘော့စတွန်တွင်ရှေ့နေရုံးကနှကန်းတပြိုင်တည်းဖွင့်သည်
ဟောပြောပို့ချချက်တွေပြုလုပ်သည်ဘော့စတင်လူငယ်များကွန်ဂရက်ကိုတည်ထောင်သည်သတင်းစာများတွင်ရေးသည်ဂျာနယ်တစ်စောင်ကိုယ်တိုင်ထုတ်ဝေသည်နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုများပြုလုပ်သည်မြေယာအယောင်းဝယ်လုပ်ငန်းဖြင့်စီးပွားရေးထူထောင်သည်စင်ရသားများအတွက်ကုသိုလ်ဖြင့်ရှေ့နေရုံးခန်းတစ်ခုဖွင့်လှစ်သည်သူအလုပ်တွေကသူကျုံဝါထားသည့်အတိုင်းတကယ်နှစ်ယောက်စာလက်စင်တန်ဖျားရှိခိုးကြောင်းတနေ့မှာမိမကြီးတယောက်သူ့ထံရောက်လာကလက်စင်တန်မြို့ရှိဖျားရှိခိုးကြောင်းကလေးတစ်ကြောင်းရောင်းချနိုင်ရေးအတွက်ဥပဒေရေးရာများကူညီဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံသည်လက်စင်တန်မြို့ဆိုသည်ကကင်တက်ကီပြည်နယ်ထဲမှာရှိသည်ဘော့စတွန်နှင့်အတော်ဝေးသည်သို့သောထိုဖျားเจ้าမှဝိပုကိုးကွယ်သူလူစုအတွေ့ဂိယူနာတက်မိသဖြင့်သူလက်စင်တန်အထိတွားပြခဲ့သည်ဒီလူစုကစိတ်တကြနေကြသည်သူတို့တစ်သက်လုံးဝိပုလာခဲ့ကြသည့်ဖျားเจ้าကလေးယခုတော့အတော်ပင်ပြိုပြက်နေပြီအသစ်ဆောက်ဖို့လဲသူတို့မတတ်နိုင်အဲ့ဒီတော့ဒီဟာလေးရောင်းပြရုံမှအပအခြားနည်းလမ်းမရှိဟုသူတို့မြင်ကြသည်ရောင်းပြပြီးအဲ့ဒီပက်ဆန်နဲ့ဘာလို့မြင်လဲဘာမျှရေရေရရလုံနိုင်စရာအကြောင်းလည်းမမြင်ဘာလို့ရောင်းမလဲဗျာအသစ်ဆောက်နိုင်အောင်ကြိုးစားကြစမ်းပါကုံဝဲကတိုက်တွန်းသည်မဖြစ်နိုင်ဘူးဗျာဟုသူတို့ဆိုကြသည်ကဲဒါဖြင့်ပြန်ပြင်ဗျာကျွန်တော်ပါဝင်းကူမယ်ဆိုတော့မငင်းနိုင်ကြစုပေါင်းလိုအဖြစ်ပြင်ဆင်ကြမည်ဟုဆုံးဖြတ်လိုက်ကြသည်သို့သောချိန်ထားသည့်နေ့တွင်ကွန်ဝဲတယောက်သာလက်သမားကိရိယာပစ္စည်းတွေငှားရမ်းပြီးဖျားရှိခိုးကျောင်းသို့ရောက်လာသည်ကြံလူတွေတယောက်မျှပေါ်မလာကြကွန်ဝဲလက်မလျှော့ခနော်နီခနော်နဲ့ဖြစ်နေသည့်အဝင်ဝလီကားမှစတင်ကထူရိုက်ပြင်ဆင်ခြင်းပြုလေသည်မြို့ကန်လူတယောက်ရှေ့မှဖြတ်လျှောက်လာရင်သူလုတ်ကင်နေတာမြင်တော့မေးသည်ကျောင်းအသစ်ပြန်ဆောက်နေတာဗျဟုသူကဖြေသည်မြို့ကန်လူကအတော်ကြာအောင်သူနှင့်စကားပြောဆိုပြီးနောက်တရာပေါက်သွားကအဆောက်အုံတစ်အတွက်အလှငွေဒေါ်လာ100ထည့်ဝင်ပါမည်ဟုကတိပြုသွားသည်စိတ်ပြည့်နေသူများအတွက်တော့ငွေ100နဲ့ဘာလုံလောက်မလဲထင်ကြမည်ကုံဝဲအဖို့တော့ဒီငွေ100သည်အဖို့တန်ငွေ100စတဲ့သူရှိရင်နောက်ထပ်10ထဲမိသူ1000ထဲမိသူတွေသူဆက်လက်စီယုံသွားနိုင်မည်တကယ်လေဒီငွေ100ကစလိုက်သည့်ဖျက်ရှိကိုကြောင့်ရန်ပုံငွေကတနေ့တခြားတူးပွားလာခဲ့သည်ကျောင်းဟောင်းကိုပြင်မနေတော့ပဲရသမျှငွေနှင့်ကျောင်းသစ်စတင်သည်ကျောင်းသစ်ဆောက်လုပ်နေစေကာလအတွင်းဒီကျောင်းကိုကိုးကွယ်သူလူစုဝိပုရန်အတွက်အခမ်းများငှားရမ်းပေးထားပြီးကွန်ဝဲကိုယ်တိုင်ပင်ဓမ္မဒေသနာများဟောကြားခဲ့သည်နောက်တစ်နှစ်ခွဲများကြာသည့်အခါ၌ဖျားရှိခိုးကျောင်းသစ်ကြီးတစ်ကျောင်းဆောက်လုပ်ပြီးစီးသွားသည်ဒီကျောင်းတွင်ဝိပုကိုးကွယ်မိအသင်းဝင်များလည်းရခင်ထက်များစွာတိုးပေါ်လာခဲ့သည်တရားအဟောကောင်းလာသည့်ရှင်နေရက်ဆဲကွန်ဝဲသည်လည်းဒီဖျားရှိခိုးကျောင်း၏ဓမ္မဆရာအဖြစ်ခန့်အပ်ခြင်းခံခဲ့ရလေသည်ဓမ္မဆရာကွန်ဝဲလက်စင်တန်တွင်ကျောင်းတစ်ကျောင်းအောင်မြင်မြင်ထူထောင်ပေးနိုင်ပြီးသည့်နောက်၌ဖီဒယ်ဖီးယားရှိကျွေးထူနေသည့်ဖျားကျောင်းငယ်တစ်ခုကသူ့အားအကူအညီတောင်းပြန်သည်ဖီဒယ်ဖီးယားရောက်သွားတော့၎င်းကျောင်းကပုဂ္ဂိုလ်တွေသာစိတ်ပြည့်နေကြတော့လေတကယ်လက်တွေ့တွင်သူတို့မှာအခွင့်အလန်းအလားအလာတွေအများကြီးရှိနေတာသူမြင်သွားသည်သူ့အားကျောင်းဘာနာရင်းဖွဲ့ကဓမ္မဆရာဖြစ်ဆောင်ရွက်ပေးပါအခါကျင်းငွေဖြစ်တော့ဒေါ်လာ800နှုန်းမြသာယူပါဟုမြစ်တာရက်ခံပြီးအကယ်၍အတင်းသားဥယေတက်လာပါကတဆတိုးလင်တဆနှစ်ဆတိုးလင်နှစ်ဆဥယေတိုးသလောက်သူ့အတွက်တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်းကတိပြုကြသည်သူတာဝန်ယူပြီး6ပတ်အတွင်းမှာပင်အတင်းသားနှစ်ဆတိုးခဲ့သည်ဒီကျောင်းမှာ6နှစ်ကြာသည့်ခါ၌ဘာနာရင်းဖွဲ့ကသူ့အားဒေါ်လာ1000ထိတိုးပြီးလာရသည်သို့တော်တိထက်တော့သူတိုးမယူတော့ကဲခင်များတို့တော်ကြတော့နောက်ထပ်တိုးမပေးတော့နဲ့ဟုတားမြစ်ထားလိုက်သည်သူအပြောကောင်းသောသဖြင့်ဒီကျောင်းမှာဝတ်ပြုကိုးကွယ်သူတွေအများကြီးတိုးတက်လာခြင်းဖြစ်သည်တနင်္ဂနွေနေ့တိုင်းပင်ခမ်းမကြီးပြည့်ချက်ကနောက်ကျသူတွေအတွက်နေရာမရှိဖြစ်နေတတ်သည်ဒီနေ့မှာတော့နေရာမရသဖြင့်ပြန်ရတော့မည်မိန်းကလေးငယ်တယောက်ကိုသူခေါ်လာကတနေရာရအောင်စီစဉ်ပေးသည်ကလေးငယ်ကဓမ္မဆရာကြီးအားအထူးကျေးဇူးတင်ကတရားကြီးညိုစိတ်ပေါက်လာပြီဒီခမ်းမကြီးထက်၌ပို၍ကျယ်ဝန်းသောခမ်းမဆောင်ကြီးတစ်ခုစောက်လုပ်လှူဒါန်းနိုင်ရန်ငွေစုသည်သို့သောဒီလိုစုဆောင်းပြီးများမကြမီမိန်းကလေးခမဖျားနာပြီးကွယ်လွန်သွားခဲ့ရာဖခင်ဖြစ်သူကသူမ၏စုဆောင်းငွေကလေးကိုဆရာကွန်ဝဲထံအနံသည်ကွယ်လွန်သူမိန်းကလေးလှူဒါန်းသွားခဲ့သောငွေကြီးက$1မပြည့်58ဆင့်မြသာရှိကြသည်
သို့တော်ကွန်ဝဲစိတ်ဝင်စားသွားသည်လက်စင်တန်မာတို့ကဒေါ်လာ100ကိုအမာခံပြုကာဖျားရှိခိုးကြောင်းတစ်ကြောင်းဖြစ်သည့်အထိသူစီးရုံနိုင်ခဲ့သည်ဖီလော်ဖီယာမှာ58ပြားနှင့်ဒီထက်မကဖြစ်ရမည်ဟုသူဆုံးဖြတ်လိုက်သည်သူဩစာအရှိန်အဝါကလည်းဒီမှာအတော်ကြီးမားနေပြီမဟုတ်လား58ပြားနှင့်စခဲ့သည့်ဖျားရှိခိုးကြောင်းမြို့လေကောင်ဘရော့လမ်းမကြီးပေါ်မှာမြေနေရာတစ်ခုကိုသူရွေးချယ်ကပိုင်ရှင်ထံသား၍စကားပြောသည်ပိုင်ရှင်ကဒေါ်လာ1000တောင်းသည်ကွန်ဝဲကပြီးမိဗျာလောလောဆယ်တော့စရန်58ပြားယူထားပါဟုဆိုသည်ပိုင်ရှင်ကသဘောတူသည်ကွန်ဝဲလှုပ်လင်ဖြစ်မည်ဆိုကသူယုံကြည်သည်ယုံကြည်သည့်အတိုင်းလဲတတ်မှတ်သည့်အချိန်၌တကယ်ပင်မြေဘူးအကြည်ချေနိုင်ခဲ့သည်ထို့နောက်1890ခုနှစ်တွင်ထိုမြေပေါ်၌သူခေတ်သူခါကအကြီးမားဆုံးသောတရားဟောခမ်းမကြီးတစ်ခုပါဝင်သည့်ဘုရားရှိခိုးကျောင်းကြီးတစ်ကျောင်းဆောက်လုပ်ဖြစ်ခဲ့လေသည်ဤယာမလုပ်ငန်းကြီးများကိုကွန်ဝဲထူထောင်အကောင့်ထဲပေါ်ပုံမှာတစ်ပင်တပင်ပြုစုပြုထောင်ပုံနှင့်အလွန်တူ၏ရှေးဥစွာမျိုးစေ့တစ်စီးကိုရှာသည်ထို့နောက်၎င်းကိုအသက်တအားပေးနိုင်မိမြေဩဇာကိုရှာသည်ထို့နောက်၎င်းကြီးထွားရှင်သန်ရေးအတွက်လိုအပ်သမျှလိုအားကိုအပြည့်အဝပေးသည်လိုအပ်သောအကြောင်းချက်တွေပြည့်စုံသည့်အခါပမာမပြုတ်လောက်ဖွယ်မျိုးစေ့ငယ်မှထွားကျိုင်းဝေစာသောတစ်ပင်ကြီးဖြစ်လာသည် Temple တက္ကသိုလ်ပညာရေးကိစ္စမှာလည်းဒီအတိုင်းဖြစ်ခဲ့သည်ဥစွာပထမစတင်လာသူကစာပုံနေသမားလူငယ်တစ်ယောက်ဖြစ်သည်သူကပညာအခြေခံချွတ်တဲ့သည်ကိုဖြည့်တင်းပြုပြင်လိုသည်သို့သောစီးပွားရေးမပြည့်စုံမိခင်ကြီးကိုလည်းစောင့်ရှောက်ထောက်ပံ့နေရသည်ဟုဆိုသည်ဒီအခါကွန်ဝဲကဒီလိုလူမျိုးတွေနှင့်တွေ့သည့်အခါများတွင်သူပြောလေရှိသည့်ထုံးစံအတိုင်းစာဖတ်ပါခင်များကိုအင်ကြီးအိတ်ကိုခီးဆောင်စာကြည့်တိုက်ဖြစ်အသုံးချပါဟု၍ဩဝါဒပေးသည်ထို့နောက်ဒီလိုလုပ်ပြခင်များတစ်ပတ်မှာတရက်စီညနေပိုင်းကျွန်တော်စီလာပါကျွန်တော်ကိုယ်တိုင်တင်နိုင်တဲ့လောက်တင်ပေးမယ်ဟုဆိုလိုက်သည်စာတင်မိပထမနေ့တွင်ပုံနေသမားကတယောက်တည်းမလားတငယ်ချင်း6ယောက်ပါခေါ်လာခဲ့သည်ဒုတိယပတ်တွင်မူတင်နန်းသားဥယေက40ဖြစ်လာသည်တပတ်ထက်တပတ်လူဥယေတက်လာသည်နေရမလုံလောက်တော့သဖြင့်အိမ်တဆောင်ငှားရသည်စေတနာဝန်တန်းကူညီတင်ပြပေးမိအခြားဆရာများကိုပါရှာရခေါ်ရသည်ဒီလိုဖြစ်ရင်ပထမနေ့အကုန်တွင်သူ၏တက်ကြီးတက္ကသိုလ်လေးကကျောင်းသားဥယေ250အထိရှိလာခဲ့သည်စာသင်ကျောင်းအဖြစ်အသုံးပြုနိုင်ရန်နောက်ထပ်အိမ်တဆောင်ငှားရပြန်သည်နောက်တော့တဖြည်းဖြည်းတံပယ်ဖျားရှိခိုးကျောင်းကြီးတစ်ပေမြေကွက်လက်များတွင်ကျောင်းအဆောက်အုံတွေတစ်ခုပြီးတစ်ခုတိဆောက်တိုးချဲ့ရင်းတံပယ်တက္ကသိုလ်ကိုသူထူထောင်မိခဲ့သည်သူတက္ကသိုလ်ကတာမန်အဖြစ်တက္ကသိုလ်ပညာသင်ယူရန်အခက်အခဲရှိနေသည့်လူငယ်လူရွယ်များကိုအားပေးကူညီရန်ထူထောင်ခဲ့ခြင်းဖြစ်ရာ၎င်း၌အခြားတက္ကသိုလ်နှင့်မတူညီသည့်အစီအမံများရှိနေခဲ့သည်သူ၏ရှည်လျားလာသောဘဝတတန်းတွင်ဒီကျောင်းမှနေ၍ဘဝအခြေအနေနှင့်ပါသူလူငယ်ပေါင်း3သိန်းကျော်များတက္ကသိုလ်ပညာစီးပူးသွားခဲ့ကြသည်ကိုဝမ်းသာပီတိဖြစ်စွာကွန်ဝဲတွေ့သည့်ရှုမြင်ခွင့်ရခဲ့သည်ယခုအခါ၌ကတံပယ်တက္ကသိုလ်ဆိုသည်မှာဖီယာဖီယာမြို့တွင်ကျောင်းသားဥယျာဉ်အများဆုံးတက္ကသိုလ်ကြီးဖြစ်နေပေပြီစေယုံတည်ထောင်သူအလားတူပင်မထင်မရှားတည်တည်မွမွမှစတင်ခဲ့သည်သူ၏အခြားသောစေတနာဝန်ထမ်းလုပ်ငန်းတစ်ရပ်ကဖီတယ်ဖီယာရှိစမာရီတန်တက္ကသိုလ်ကြီးဖြစ်သည်အစတုန်းကလူနာတစ်ယောက်သူနာပြုတစ်ယောက်အခန်းတစ်ခန်းနှင့်စတင်ခဲ့ခြင်းဖြစ်သည်နောက်တော့မှတစားထက်တစားတိုးချဲ့ကြီးကျယ်ကတံပယ်တက္ကသိုလ်နှင့်တွဲဖက်ထားသည့်စေယုံကြီးဖြစ်သို့ရောက်ရှိလာပြီး၎င်းလက်အောက်တွင်လည်းနောက်ထပ်စေယုံကွယ်နှစ်ခုရှိလာခဲ့သည်ဒီလိုစေယုံတွေတက္ကသိုလ်တွေဖျားရှိခိုးကျောင်းတွေအောင်မြင်စွာထူထောင်နိုင်ခဲ့တော်လဲကွန်ဝဲမကျေနပ်နိုင်သည်သူနှင့်ဂျွန်ရင်နှစ်ယောက်စာဘဝအတွက်ဆောင်ရွက်စရာလုပ်ရက်တွေဒီများနှင့်ပြည့်စုံပြီဟုသူမယူဆတနေ့16နာရီအလုပ်ချိန်ထဲမှရသမျှအချိန်လေးတွေဖဲ့ယူကာသူနှင့်ခေပြိုင်ထင်ရှားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံနှီးနှောနိုင်ရန်သူကြိုးစားသည်တက္ကသိုလ်ပညာသင်နိုင်အောင်သူထောက်ပံ့ကူညီထားသောလူငယ်လူရွယ်များစွာတို့အားမျက်ခြေမပြတ်တွေ့ဆုံအကဲခတ်သည်ဖေးမကူညီသည်သူတို့ပြဿနာတွေဖြေရှင်းပေးသည်ကျမ်းပြပုဂ္ဂိုလ်ဒီဟာတွေကြားထဲတွင်သူနောက်ထပ်လုပ်သည့်အလုပ်တစ်ခုကစာရေးခြင်းဖြစ်သည်အထုပ်ပတ်တိများခရီးသွားမှတ်တမ်းများနှင့်ဥပဒေရေးရာစာအုပ်စာတမ်းများအပါအဝင်စုစုပေါင်းစာအုပ်38အုပ်တိသူရေးသားခဲ့သည်ဒီများလောက်ဆိုရင်တော့လူတစ်ယောက်စာအလုပ်ဖြစ်စီနှစ်ယောက်စာအလုပ်ဖြစ်စီပြည်စုံပြီ
တော်တင်းလောက်ပြီးဟုယူဆစရာရှိ၏သို့တော်ကွန်ဝဲအဖို့ကဒီမြနဲ့မပြီးနိုင်သေးပေသူ့မှာအေယာမအလုပ်ကြီးတစ်ခုရှိသေး၏ရင်ငါအရက်တကာလည်း၍ဟောပြောခြင်းပင်ဖြစ်သည်သူ့တသက်တာ၌ပွဲပေါင်း8000ကျော်မြဟောပြောခဲ့ရာရင်းအ내အကြိမ်ပေါင်း6000မကမှရှိတွင်ဆိုခဲ့သည့်အတိုင်းစိန်မြေဧကာပေါင်းများစွာကိုပင်အထက်ထက်အပြန်ပြန်သူဟောခဲ့ခြင်းဖြစ်သည်ဒီဟောပြောချက်၏အရှိန်ဝါကလည်းအတော်ပင်ကြီးမားခဲ့သည်ဒီဟောပြောချက်ကိုနားထောင်ပြီးဘဝပြောင်းသွားခဲ့သူတွေများစွာရှိသည်နောက်ပိုင်းသူအသက်အရွယ်ကြီးရင်သည့်ကာလတွင်သူရောက်လေရအယက်ဒေသများ၌ဂုံသည်များစီးပွားရေးလုပ်ငန်းရှင်များအတတ်ပညာရှင်များမှအစမြို့တော်ဝန်များပြည်내ပြည်ခံများအထိမိမိဘဝကိုမိမိကျင့်နှံ့မှုရှိနေကြသည့်ပုဂ္ဂိုလ်အများပြားပင်သူအားလာရောက်တွေ့ဆုံကစိန်မြေဧကာပေါင်းများစွာကိုနားထောင်ခဲ့ရသည့်အတွက်သူတို့စိတ်ဓာတ်တွေပြောင်းလဲပြီးသူတို့ဘဝအောင်မြင်တိုးတက်ခဲ့ရကြောင်းဝမ်းသာလှိုက်လဲစွာကျေးဇူးတင်စကားဆိုကြသည်ကိုကွန်ဝဲအမြဲကြားနာရတတ်သည်ဒီစကားတွေထည့်ပို့၍ဝမ်းသာကြည်နူးစရာဖြစ်ရသည်ကသူ့ထောက်ပံ့မှုဖြင့်တက္ကသိုလ်ပညာသင်ယူခွင့်ရခဲ့ကြသည့်လူငယ်ပေါင်းမြောက်များစွာတို့ထံမှတုံ့ပြန်လာသည့်ကာရဝတရားဖြစ်သည်ဒီလူငယ်တွေကိုအောင်မန်းကိုစီနှင့်မြင်တွေ့ရခြင်းသည်ပင်ကွန်ဝဲ၏ဘဝ၌အကြီးမားဆုံးအရာသာဖြစ်သည်လူငယ်များအားထောက်ပံ့ကူညီသူစင်းရဲချွတ်တဲ့သောကျောင်းသားများကိုသူ၏ဟောပြောခြင်းများမှရရှိသောငွေဖြင့်အထောက်အကူပေးရန်ကွန်ဝဲဆုံးဖြတ်ချက်စတင်ချိန်၌သူ့အသက်33နှစ်သာရှိသေးသည်သူ့မှာငွေကြီးလဲတကယ်တမ်းများများဆဆစုမိထားသည်မဟုတ်သို့သောယေလ်တက္ကသိုလ်မှာတော့ကသူနှိမ့်ချညှို့ငယ်ခဲ့တာငွေကြေးချွတ်တဲ့သဖြင့်နေရာတော်တော်များများတွင်တပန်းရှုံးခဲ့တာတွေကိုအကြောင်းပြုပြီးကိုချင်းစာနာကသူရရှိသမျှငွေကြေးဖြင့်တက်ဆွမ်းနိုင်သမျှထောက်ပံ့သွားမည်ဟုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ပညာသင်ထောက်ပံ့ရေးအစီအစဉ်မှာနှစ်ပေါင်း40ကျော်မြအဆက်မပြတ်ဆောင်ရွက်သွားနိုင်ခဲ့သည်ထောက်ပံ့ခြင်းလိုအပ်မည့်ကျောင်းသားအမည်စင်းတစ်ခုသူအမြဲဖွင့်လှစ်ထားသည်အဓိကကတက္ကသိုလ်ကောလိပ်ကျောင်းအုပ်ကြီးများပေးပို့သည့်အမည်များဖြစ်သည်ဒီအထက်မှစစ်စစ်ကအသင့်တော်ဆုံးလူများကိုရွေး၍ပေးသည်ထောက်ပံ့ခြင်းပေးရ၌သူထားရှိသည့်အရေးကြီးဆုံးစည်းကမ်းချက်ကတကယ်ကြိုးစားသောကျောင်းသားဖြစ်ရမည်ဟုသောအချက်ဖြစ်သည်ဟေလာဝါလာသမားကိုပေးမိမှာသူအလွန်စိုးရိမ်သည်အချင်းဤသုံးဖြုံးပြမိသူကြောင့်တကယ်အလားလာရှိသူတူအထောက်ပံ့ဆုံးရှုံးရမည်ဆိုရင်နှမျောစရာဟုသူမြင်သည်အသက်82နှစ်အရွယ်1925ခုနှစ်တွင်ရက်ဆက်ကွန်ဝဲကွယ်လွန်သည်ကွယ်လွန်ချိန်တွင်သူ၌ငွေကြေးမမေရမကြံရစ်ခဲ့သူပိုင်ပစ္စည်းတွေရင်းနှီးမြုပ်နှံထားတာတွေဟူ၍လည်းပြောပလောက်စရာတွေမရှိခဲ့သူကယူသွားသူမဟုတ်ပေးသွားသူသာဖြစ်သည်အများသူငါတို့အတွက်သူပေးဆက်ခဲ့သည့်အဖို့တရတနာများကိုရေတွက်စည်ရင်ချကြည့်လိုက်မည်ဆိုရင်တော်တော်နှင့်စုံနိုင်မည်မထင်စေယုံဖျားရှိခိုးကြောင်းစာတင်ကျောင်းတွေသူတည်ဆောက်ခဲ့သည်ပညာသင်ဖွဲ့ကြီးများသူတည်ထောင်ခဲ့သည်လူငယ်လူရွယ်များအတွက်ဘဝမြင့်တင်ရေးဆိုင်ရာစာအုပ်စာတမ်းများစွာရေးသားပြုစုခဲ့သည်သူအမည်နာမဖြင့်ပွဲများဒီဂရီများဂုဏ်ထူးဆောင်တစိမ့်များစုငွေများအများအပြားပေးအပ်ခဲ့သည်သူတသက်ပတ်လုံးပင်သူရရှိခဲ့သမျှငွေကြေးကိုလက်ထဲတွင်ကြာကြာမထားဘဲပေးကမ်းစွန့်ကြဲသွားခဲ့သည်သူ၏ဥစ္စာဒနာတွေသည်အနေနဲ့အရရှိသူထူထောင်မတ်တီပေးလိုက်သည့်လူငယ်လူရွယ်ပေါင်းများစွာထံတွင်ပြန့်နှံ့တည်ရှိနေကြောင်း၎င်းတို့စွမ်းဆောင်အောင်မြင်သမျှသည်မိမိ၏စွမ်းဆောင်အောင်မြင်မှုပင်ဖြစ်ကြောင်းအိတ်ထဲ၌ချူတပြားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိမိကအလွန်ချမ်းသာကြွယ်ဝသူတူသာဖြစ်ကြောင်းကွန်ဝဲဂျင်းနက်အားရစွာခံယူသွားခဲ့ပေသည်မူရင်း Frank Woods Crowther ၏ America Penniless Millionaire စိန်မြေဧကပေါင်းများစွာရက်ဆဲကွန်ဝဲ၏ဟောပြောချက်1880ပြည့်နှစ်တုန်းကကျွန်တော်ခီးသွားပေါ်တစုနဲ့အတူတိုက်ဂရစ်မြေရိုးတစ်လျှောက်အလေရောက်ခဲ့ပါတယ်။ဘက်ကလေးမြို့မှာလမ်းညွန်တယောက်ငားတယ်။ပြီးတော့ပါစီပိုလစ်နင်ပီနေဘေဘီလုံစတဲ့မြို့တော်ဟောင်းကြီးတွေနဲ့ရှစ်ခေတ်အဆီရီးယားနယ်မြေဒေသတွေကိုအာရေဗျပင်လယ်ကွေ့ရောက်တဲ့အထိရှောက်ကြည့်ကြတယ်။ကျွန်တော်တို့ငှားလာတဲ့ပုဂ္ဂိုလ်ကအဲ့ဒီနယ်မြေဒေသကိုအလွန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ပြီးတော့ဒီလူကဧည့်သည်ကိုအင်မတန်ဖျော်ဖြေခြင်းနဲ့အာတိတရှိတယ်။ဒါကတချို့လမ်းညွန်များရဲ့သဘာဝပါပဲ။စပင်းညက်သမားတွေကစကားများများပြောတယ်လို့ပေါ့ဗျာ။ခေါင်းကိုဆွဲလိုက်ကင်လိုက်ညှက်လိုက်ဖြတ်လိုက်လုပ်နေတာတွေတတိထားမနေမိအောင်အာယုံပြောင်းတဲ့အနေနဲ့ပုံတို့ပတ်စတွေရှောက်ပြောပြတာမျိုးအဲ့ဒီပုဂ္ဂိုလ်ကလည်းကျွန်တော်ကိုပုံမြင်တွေဇလန်းတွေအများကြီးပဲပြောတယ်။ကြတော့ကျွန်တော်နားကြီးလာတယ်။
သူစကားစမိကြရင်တစ်ဖက်လှည့်နေလိုက်တယ်နားမထောင်တော့ဘူးဒီလိုလုပ်နေတော့လဲကိုလူကစိတ်ဆိုးတယ်ဗျတနေ့ညနေတော့ကျွန်တော်မှတ်မိသေးတယ်သူကောင်းမှစောင်းထားတဲ့ဒူတကီအုတ်ထုပ်ကိုချွတ်ပြီးလေထဲမှာလှည့်နေတယ်ဗျဒါဘာအတိတ်ပဲလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့သူလှည့်ကြည့်မိရင်ပုံမြင်ဖမ်းအပြောခံရမှာဆိုတာနဲ့ကျွန်တော်မမြင်ချင်းအောင်စောင်းနေတယ်ဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်ဗျမကြည့်ဘူးဆိုတဲ့အထက်ကလှည့်ကြည့်မိတယ်လှည့်လဲကြည့်မိရောကိုလူကစားတော့တာပဲကျွန်တော်အခင်မင်းဆုံးမိတ်ဆွေတွေအတွက်တီးတန့်ထားတဲ့ပုံမြင်တစ်ပုဒ်ခမားကိုပြောရအောင်မယ်တဲ့ဒါနဲ့ကျွန်တော်လဲကိုအခင်မင်းဆုံးမိတ်ဆွေဖြစ်ခံယူပြီးသူ့ပုံမြင်ကိုနားထောင်လိုက်ရတယ်အဲ့ဒီပုံမြင်နားထောင်မိတဲ့အတွက်ဒီနေ့အထိကျွန်တော်ဝမ်းမြောက်လို့မဆုံးဘူးစိတ်မြင်နဲ့လွယ်ခဲ့သူကဘာပြောသလဲဆိုတော့တခါတော့ငါတဲ့အိန္ဒူမြစ်နဲ့တိတ်မဝေးတဲ့တနေရာမှာအယ်ဖာဖယ်ဆိုတဲ့ပါရှန်လူမျိုးတယောက်ရှိတယ်အဲ့ဒီပါရှန်ကြီးဟာမြေယာအမြောင်များပိုင်ဆိုင်သူဖြစ်တယ်သူ့မှာစပါးကင်းစိုက်ခင်းတွေရှိတယ်ဥယျာဉ်တွေရှိတယ်တစ်သီးခြံတွေရှိတယ်သူဟာပြည့်စုံကုန်လုံးသူဖြစ်တယ်လို့ရောင်ရဲတင်းတိမ်သူလည်းဖြစ်တယ်ပြည့်စုံကုန်လုံးလို့ရောင်ရဲတင်းတိမ်နဲ့ရောင်ရဲတင်းတိမ်လို့ပြည့်စုံကုန်လုံးနဲ့ဒီလိုနဲ့နေတော့တနေ့မှသူ့စီကိုရတိကြီးတစ်ပါးရောက်လာတယ်ရတိကြီးကသူ့အိမ်မှာညာဘက်မီးဖိုနှပေအေးအေးဆေးဆေးထိုင်ပြီးဒီကမ္ဘာလောကကြီးဖြစ်ပေါ်လာပုံအကြောင်းတွေပြောပြတယ်ဒီကမ္ဘာကြီးဟာအစပထမကနှင်းမြူအစုဝေးတစ်ခုသာဖြစ်တယ်ဒီအစုဝေးကြီးကိုအနန္တတကူတော်ရှင်ကလက်ညှိုးနဲ့ထိုးပြီးဖြည်းဖြည်းချင်းလှည့်တယ်နောက်တစ်ဆင့်ပြီးတစ်ဆင့်အရှိန်မြင့်မြင့်ပြီးလှည့်လိုက်တာနောက်ဆုံးကြတော့ဒီနှင်းမြူတို့ကြီးဟာအလွန်ပူပြင်းတဲ့အခိုးအလျံလုံးကြီးဖြစ်လာတယ်ဒီအခိုးအလျံလုံးကြီးဟာပတ်ချလဲပြီးစက်ကြဝဠာကြီးတဲ့လွင့်ထွက်လိမ်သွားရင်းနဲ့လမ်းတစ်လျှောက်မှာတွေ့သမျှတခြားနှင်းမြူအစုဝေးတွေကိုတိုက်မိတိုးမိတယ်ဒီခါမှာအပြင်မှာရှိတဲ့ရေကိုးရင်ငွေတွေကစုဖွဲ့ပြီးမိုးရီဖြစ်တယ်ဒီအခိုးအလျံလုံးကြီးရဲ့ပူပြင်းတဲ့မျက်နှာပြင်ပေါ်ကိုမိုးတွေရွာချတော့အပေါ်ရံမျက်နှာပြင်ဟာအေးခဲလာတယ်အတွင်းမှာတော့မီးတောက်မီးလျံတွေရှိတော့ပေါ့ဒီမီးလျံတွေကအေးခဲနေတဲ့အပေါ်လွှာကိုအရှိန်နဲ့ဖောက်ထွက်တော့အဲ့ဒီအပေါ်ပိုင်းတွေမှာတောင်ကြီးတွေတောင်ကလေးတွေဖြစ်လာတယ်ဒါကြောင့်မို့ဒီကနေ့ကျတော့ကဘာကြီးမှာတောင်ကုန်းတောင်တန်းတွေချိန်ဝမ်းလင်ပြူတွေနဲ့တာယာလှပတဲ့မျက်နှာပြင်ရှုခင်းတွေဖြစ်လာရတယ်လို့ဆိုတယ်ပြီးတော့ဒီလိုတွင်းပိုင်းအရေးဘူးတွေအပြင်ဘက်ဖောက်ထွက်ပြီးအပြင်မှာအေးခဲသွားကြတဲ့အခါအင်မတန်မြန်မြန်ကြီးအေးသွားတဲ့အပိုင်းတွေကကြောက်ဆိုင်ကြောက်သားဖြစ်တယ်သူထက်အေးခဲနှုံးနှေးတဲ့အပိုင်းကငွေဖြစ်တယ်ဒီထက်မကနှေးတဲ့အပိုင်းကရွှေဖြစ်တယ်ရွှေဖြစ်ပြီးတဲ့နောက်ပိုင်းမှာမှစိန်ဖြစ်တယ်ဒါကြောင့်မို့လို့စိန်ဆိုတာအခဲဖွဲ့သွားတဲ့နေကြီးတစ်စက်ပဲတဲ့ယတိကြီးကမှတ်ချက်စကားဆိုတယ်သူပြောတဲ့ချက်တွေကသိပ္ပံအယူဆတွေနဲ့လည်းသိတော့မကွဲလွဲလှဘူးပေါ့ယတိကြီးပြောတဲ့အထက်မှာထူးခြားတဲ့စကားတစ်ခွန်းပါသေးတယ်အဲ့ဒါပါလဲဆိုတော့အနန္တတကူတော်ရှင်ဖန်ဆင်းခဲ့တဲ့တွင်းထွက်ပစ္စည်းများထဲမှာစိန်ဟာနောက်ဆုံးပိတ်လည်းဖြစ်အမြင့်မားဆုံးလည်းဖြစ်တဲ့ဖန်ဆင်းမှုဖြစ်တယ်အဲ့ဒီလိုပဲတက်ရှိတော်များတဲ့ကြတော့အမြင့်မားဆုံးအနေနဲ့နောက်ဆုံးဖန်ဆင်းခဲ့တာဟာမိန်းမဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ဒီနှစ်ဦးဟာတဦးကိုတူအင်မတန်စုံမဲ့တွေ့တာနေကြတာများလားလို့ကျွန်တော်တို့တွေးမိတယ်ယတိကြီးကအယ်ဖာဘက်ကိုစိန်အဖို့တန်ပုံဆက်ပြောတယ်စိန်သာလက်တဆုပ်စာလောက်ရှိရင်တိုင်းပြည်တစ်ပြည်လုံးဝင်နိုင်တဲ့အကြောင်းစိန်တွင်ပိုင်ထားလို့ကတော့ဒနာအရှိန်ဝါတစ်ခုတည်းနဲ့တင်သားတွေမြေးတွေအားလုံးရာဇပလင်ကိုစီထရအောင်ဖန်တီးပေးနိုင်နေဆိုတဲ့အကြောင်းတွေယတိကြီးပြောလိုက်တာအားရပါရပဲစိတ်တရားနာပြီးအဲ့ဒီညအိယာဝင်တဲ့အခါမှာတော့အယ်ဖာဘက်ဟာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ဖြစ်သွားတယ်သူ့ပစ္စည်းတွေရုတ်တရက်ဆုံးပါသွားလို့မဟုတ်ဘူးလက်ရှိသူ့အနေထားကိုမတင်းတိမ်မကြေနပ်နိုင်တော့လို့ဆင်းရဲသွားရတာမတင်းတိမ်မကြေနပ်နိုင်ဖြစ်ရတဲ့အကြောင်းရင်းကတော့သူ့ကိုယ်သူတိတ်ဆင်းရဲမွဲတီသူပဲလို့ထင်မြင်သွားလို့အဲ့ဒီလိုပတ်ချလေသွားပြီငါစိန်တွင်ပိုင်ချင်လိုက်တာစိန်တွင်သာပိုင်ရရင်သိကောင်းမှာပဲဒါပဲသူတဖွာဖွာပြောနေတယ်အဲ့ဒီညသူလုံးဝအိမ်မရဘူးဒါနဲ့မနဲ့အစောကြီးယတိကိုနှိုးတယ်ယတိဆိုတာကလည်းမနဲ့အစောကြီးအိယာကထားရရင်သိစိတ်တူတတ်တဲ့အမျိုးဟာဖက်ကဒါကိုမစင်စားနိုင်ဘူးယတိကြီးအိမ်မက်လို့ကောင်းနေတော့အတင်းနှိုးပြီးပြောတယ်
ကျွန်တော်ကိုစိန်ရှာရမယ့်နေရာပြောစမ်းပါဆိုတော့ယတိကအေးရေးမဝတဝနဲ့ဟာမင်းကစိန်ဘာလို့မလို့လဲလို့ပြန်မေးတယ်မနဲ့ဆိုကြီးဒီကောင်ဘာဖြစ်တာပါလိမ့်ပေါ့လေဇဝေဇဝါနဲ့အယ်ဖာဘက်ကတော့ရှင်းရှင်းပဲကျွန်တော်သိချမ်းသာခြင်းနေပြီတဲ့စိန်ဘယ်နာသွားရှာရမလဲမသိလို့ယတိကြီးကိုမေးတာတဲ့ဒီလိုဆိုတော့ယတိကြီးကပြောတယ်ကောင်းပြီကွာတဲ့မင်းဒီလောက်သိချင်ရင်ငါပြောမယ်တဲ့အင်မတန်မြင့်တဲ့တောင်ကြီးတစ်ခုကြားကဖြတ်စီးလာတဲ့တဲပြင်ဖွေးဖွေးမြစ်ချောင်းမျိုးကိုမင်းလိုက်ရှာအဲ့ဒီမြစ်ပြင်မျိုးကတဲထဲမှာစိတ်ရှိတယ်ဆိုတော့ဒီလိုမြစ်မျိုးတကယ်ရှိသလားတဲ့ဟာဘက်ကမေးတယ်ဟာရှိတာပေါ့တိတ်ရှိတာပေါ့အများကြီးရှိတယ်မင်းအလုတ်ကအဲ့ဒီမြစ်မျိုးရှိတဲ့နေရာရောက်အောင်သွားတဲထဲမှာရှာမင်းစိန်ရမယ်ဒါပဲအဲ့ဒီတော့အယ်ဖာဘက်ကကျွန်တော်သွားမယ်တဲ့ပြက်ပြက်တသားပဲသူ့မြေယာတွေရောင်းချတယ်သူ့မိသားစုကိုအိမ်နီးချင်းတယောက်စီစောင့်ရှောက်ဖို့အပ်တယ်ပြီးစိန်ရှာဖို့တကူတည်းထွက်ခဲ့တယ်ပထမဦးဆုံးငွေဆန္ဒတောင်နှံဘက်ကိုသူသွားတယ်အဲ့ဒီနောက်ပါလက်စတိုင်းကိုရောက်တယ်အဲ့ဒီနောက်ဟိုရွှေ့ဒီပြောင်းနဲ့ဥရောပတွေရောက်လာတယ်အဲ့ဒီမှာကြာလာတော့ပါတဲ့ပိုက်ဆံတွေကိုလူကစုပ်ပြတ်ထမင်းငါငတ်နဲ့စိတ်တဲ့အကြီးအကျယ်ကြာလာတယ်ဒီအချိန်မှာစပိန်ပြည်ပါစီလိုနာကန့်ချီနာရောက်တော့ပင်လေပြင်ကတလိလိတက်လာတဲ့ဒီလိုင်းတွေကိုကြည်ရင်ပင်လေပြင်ရဲ့ဆွဲဆောင်ခုံငင်တဲ့တန်ကိုမခံနိုင်ဖြစ်လာပြီးနောက်ဆုံးအဲ့ဒီရေလိုင်းဖူးဖွေးတွေရဲ့အောက်မှာသူ့ဘဝကိုနှင်းမြုပ်ဆုံးသက်သွားခဲ့တယ်။အယ်ဖာဘက်ရဲ့စိတ်မချမ်းမသာစရာဇလန်းကိုပြောပြပြီးတဲ့နောက်ကျွန်တော်မိတ်ဆွေအဲလန်းညွန်ကြီးကကျွန်တော်စီးနေတဲ့ကလအုပ်ကိုရှက်တယ်။ပြီးတော့နောက်ဘက်ကကလအုပ်တစ်ကောင်ပေါ်မှာတင်လာတဲ့အထုပ်တွေပြုတ်မကျအောင်ပြန်သွားပြီးချီနှောင်းနေတယ်။ဒီတုန်းကျွန်တော်စဉ်းစားတယ်ဘယ်လိုလဲပေါ့။သူအခင်မင်းဆုံးမိတ်ဆွေတွေအတွက်အထူးစပယ်ရှယ်ထားတယ်ဆိုတဲ့ပုံမြင်ကလည်းဘယ်လိုကြီးလဲ။အစမရှိအလယ်မရှိအဆုံးမရှိဆိုတာမျိုးကြီးဖြစ်နေတယ်။ဇလန်းကချီယုံရှိသေးတယ်ဇလိုက်ကတည်သွားပြီ။အခန်းတစ်လို့ခေါင်းစဉ်တက်ထားပြီးပြီးပါပြီနဲ့အဆုံးသတ်ထားသလိုဖြစ်နေတယ်။ဒါပေမဲ့ခဏကြာတော့ကျွန်တော်ပုဂ္ဂိုလ်ပြန်ရောက်လာတယ်။ကျွန်တော်ကလအုပ်ကစက်ကျိုးကိုပြန်ဆွဲတယ်ပြီးတော့စကားဆက်ပြောတယ်။သူဆက်ပြောတာကပိုက်ကွန်တာစိန်တွင်အယ်ဟာဖက်ရဲ့မြေတွေကိုဝယ်လိုက်တဲ့လေသမားဟာတနေ့သူကလအုပ်ကိုယာတဲ့ကစမ်းကြောင်းတစ်ခုမှာရေစင်းတိုက်တယ်။ကလအုပ်ရေတောက်နေတော့စမ်းရည်တင်တင်ရဲ့အောက်မှာတဲပြင်မှာပြိုးပြိုးပြောင်ပြောင်အရာတစ်ခုသူသွားမြင်တယ်။ဒါနဲ့ကောက်ယူကြည့်လိုက်တော့အနက်ရောင်ကြောက်တလုံးတနေရာကနေပြီးဖြက်ခနဲအလင်းရောင်တွေဖြာထွက်နေတယ်။တက်တန့်ရောင်စုံဒါနဲ့ကြောက်ခဲကလေးကစိတ်ဝင်စားစရာလေးကြည့်လို့လှတယ်ဆိုပြီးသူကအိမ်ယူလာတယ်ပြီးတော့တိုလီမိုလီတွေတင်နေကြမီးလေးကိုအပေါ်အစ်မှာဒီလိုပဲတင်ထားလိုက်တယ်ဒီနောက်တော့ဘာမှလည်းစိတ်ဝင်စားမနေဘူးကို့အလုပ်ကိုလုပ်ရင်းဒီကြောက်ခဲကိုအမှတ်တမဲ့ပဲနေလိုက်မိတယ်ဒါပေမဲ့တနေ့ကျတော့အယ်ဟာဖက်ကိုစိတ်အကြောင်းပြောခဲ့တဲ့ယတိကြီးပဲဒီလူအိမ်ရောက်လာပြန်တယ်သူကမိဖို့စင်ဘောကပြောင်ပြောင်လဲလဲကြောက်တုံးကိုမြင်တော့ဟာစိတ်လုံးကြီးပါလားဆိုပြီးပြေးပြီးကောက်ကင်နေပြီးတော့အယ်ဟာဖက်ပြန်ရောက်လာပြီပေါ့လို့မေးတယ်ဟာမဟုတ်ဘူးဘယ်မှာရောက်ရမှာလဲအဲ့ဒါလဲစိတ်မဟုတ်ပါဘူးကျွန်တော်စမ်းကြောင်းတွေကကောက်လာတဲ့ကြောက်ခဲပါလို့အင်ရှင်ကပြောတော့ဟာကောင်ဒါစိတ်ကွငါကမြင်တာနဲ့သိတယ်လို့ယတိကဆိုတယ်အဲ့ဒီနောက်သူနဲ့အင်ရှင်ချန်နဲ့ဆင်းသွားစမ်းကြောင်းကတဲပြင်ဖူးဖေးမှာလက်နဲ့ဟိုထိုးဖွားဒီထိုးဖွားနဲ့လိုက်ရှာတော့စိန်တွေဟိုနာတလုံးဒီနာတလုံးပထမတွေ့ထားတဲ့အလုံးထက်ပိုလှတာတွေပိုပြီးအဖိုးတန်တာတွေအများကြီးတွေ့တော့တာပဲဂိုးကိုနာစိန်တွင်းကြီးဟာအဲ့ဒီကစပြီးပေါ်လာတာတဲ့ကျွန်တော်အဲလန်းညွန်ကြီးကပြောတယ်ဟုတ်တယ်ဂိုးကွန်ဒါဟာတမိုက်တစ်လျှောက်အကြီးကျယ်ဆုံးစိန်တွင်းကြီးပဲတောင်အာဖရိကကကင်ဘာလီစိန်တွင်းကြီးထက်တောင်ပိုပြီးအဖိုးထိုက်တန်သေးတယ်ဒီနေ့ကဘာမှာထင်ရှားတဲ့ဗြိတိရှဘီမတရဖူကကိုဟီနူးစိန်ကြီးတို့ရုရှားစာဘီရင်ရဲ့နန်းစင်ရတနာတစ်ပါးဖြစ်တဲ့ကမ္ဘာအကြီးဆုံးစိန်ကြီးတို့ဆိုတာတစ်ချိန်ကအယ်ဟာဖက်ပိုင်ခဲ့တဲ့ဂိုကွန်တာစိန်မြေကထွက်ခဲ့တာတွေကြီးပဲအဲလန်းညွန်ကြီးကအဲ့ဒီနောက်ဆက်တွဲဇလန်းကိုပြောပြပြီးတဲ့နောက်သူကောင်းကတူတကီအုတ်ထုတ်ကိုချွတ်ပြီးတော့လေထဲလှည့်နေပြန်တယ်ကျွန်တော်အာယုံစိတ်အောင်လုပ်နေတာပုံမြင်ပြောပြီးပြီဆိုတော့ဒီပုံမြင်နဲ့ပတ်သက်တဲ့မှတ်ချက်ကိုပြောမလို့ဤပုံမြင်ကိုထောက်ရှု၍မိသူသောသင်ခန်းစာများရရှိနိုင်ပါသည်ဆိုတဲ့ပုံမြင်ကပေးတဲ့ဩဝါဒစကားကိုပြောမလို့ဒါလေအဲလန်းညွန်ရဲ့ထုံစံ
ပုံမြင်တစ်ခုပြောပြီးတိုင်းအဲ့ဒီပုံမြင်နဲ့ပတ်သက်တဲ့မှတ်ချက်ခေါ်ဩဝါဒစကားပဲခေါ်အဲ့ဒါကိုဏီကုံချုပ်အနေနဲ့ပြောလို့ရှိတယ်အခုလည်းပဲသူကဘယ်လိုမှတ်ချက်စကားဆိုတယ်ဆိုတော့အကယ်၍အဟာဘက်တီသူ့အိမ်သာနေခဲ့မယ်သူ့အိမ်အောက်ကမြေကြီးကိုသာဒူးခဲ့မယ်ဒါမှမဟုတ်သူ့ဥယျာဉ်ချမ်းမြေထဲမှာသာဒူးဆွကြည့်ခဲ့မယ်ဆိုလို့ရှိရင်အခုလိုရေကြားမြေကြားတိုင်းတစ်ပါးမှာဆင်းရဲမွဲတွေတည်ဆုံးသွားရတဲ့အဖြစ်မျိုးကြုံရမှာမဟုတ်ဘူးစိတ်မြေဧကပေါင်းများစွာပိုင်တဲ့မဟာတထေးကြီးဖြစ်မှာဘာကြောင့်လဲဆိုတော့သူပိုင်ဆိုင်တဲ့မြေဧကတိုင်းပေါတူးတွေခေါ်ပြားတွေနဲ့ဒူးဆွဖော်ထုတ်လိုက်တဲ့သူပိုင်တဲ့မြေဆိုင်မြေခဲတိုင်းမှာစိန်တွေကြီးပဲဒီစိန်တွေဟာဒီကနေ့ကဘာအရရက်ကမင်းအကရုတီရဲ့တရဖူတွေမှာစီချဲပြီးရှိနေတယ်တဲ့ပုံမြင်နဲ့ပတ်သက်တဲ့သူ့ရဲ့မှတ်ချက်ကိုကြားပြီးတဲ့အခါဒီပုံမြင်ကိုသူ့ရဲ့အခင်မင်းဆုံးမိတ်ဆွေများကိုသာပြောကြားတာပါဆိုတဲ့အာရကြီးရဲ့စကားကိုကျွန်တော်သဘောပေါက်လိုက်ပါတယ်သူဘာအဓိပ္ပာယ်နဲ့ဒီစကားပြောတယ်လဲကျွန်တော်သိပြီဒါလည်းအာရတွေရဲ့ထုံးစံတစ်ခုပါပဲဒီလူတွေကရှေ့နေများလို့ပဲသူတို့စိတ်ထဲမှာပြောလဲပြောချင်တယ်တဲ့ပြောလို့လည်းမဖြစ်ဘူးဆိုတဲ့ကိစ္စမျိုးကိုဘေးကလှက်ပတ်ပြီးပြောပြအောင်တော့ပြောလို့ရှိတယ်အခုလေလူရင်းအချုပ်ကတော့ရှင်းရှင်းလေးပဲလူငယ်လူရွယ်တယောက်ကျွန်တော်ပေါ့လေကိုပြီးကိုဒေတာဖြစ်တဲ့အမေရိကမှာကိုတိုးတက်ရာတိုးတက်ကြောင်းတွေလောက်ကင်နိုင်ပါလေရဲ့အတိပယ်မရှိသူတို့စီလာပြီးတိုက်ခရက်မြဝန်းဒေတာကိုလေပတ်လိလာတယ်ဆိုတာမျိုးလို့ရင်အချိန်ဖြုံးနေတယ်လို့ပြောချင်တာပဲဒါပေမဲ့ကျွန်တော်အဲ့ဒီလိုသဘောပေါက်တဲ့အကြောင်းသူ့ကိုလုံးဝဖွင့်မပြောလိုက်ဘူးခင်ဗျားပြောတာနားထောင်တော့ကျွန်တော်လည်းပုံမြင်တစ်ခုကိုသွားသတိရတယ်ဗျာဆိုပြီးတော့သာကျွန်တော်ပုံမြင်တစ်ပုဒ်ကိုသူ့ကိုမြန်မြန်လေးပြန်ပြောလိုက်တယ်ရွှေတိုက်ကျွန်တော်ပြောလိုက်တာကကယ်လီဖိုးနီးယားပြည်နယ်ကလူတစ်ယောက်အကြောင်းပါဒီလူက1848ခုနှစ်တုန်းကကယ်လီဖိုးနီးယားမှာခြံတချမ်းပိုင်နေစကြက်မြေခင်းနေတောင်ကုန်းချိန်ဝန်းတွေနဲ့အင်မတန်ကျဲဝန်းတဲ့ခြံကြီးဒါပေမဲ့ဒီခြံကိုသူအားမရဘူးခြံအလုပ်နွားမွေးတဲ့အလုပ်လဲသူစိတ်ဝင်စားဘူးအဲ့ဒါနဲ့တနေ့ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာရွှေတွေအများကြီးထွက်နေတယ်ဆိုတဲ့သတင်းဖတ်ရတဲ့အခါမှာသူလည်းရွှေရောဂါတက်လာပြီးသူ့ခြံကြီးကိုရောက်နေပြီးတော့တောင်ပိုင်းမှာရွှေသွားတူးမယ်ဆိုပြီးထွက်သွားတယ်ဒီအတွင်းသူ့ခြံကိုဝယ်လိုက်တဲ့ကာနက်စတာဆိုတဲ့ပုဂ္ဂိုလ်ကခြံထဲကစမ်းကြောင်းတစ်ခုနဘေးမှာစကလေးတစ်လုံးတည်တယ်ဒီနေ့ကျတော့စတာရဲ့သမီးလေးကစော်တာပေါ့လေစိတ်ယုံရည်စည်းမြောင်းတွေကတဲနေနေကျုံလာပြီးမိဖို့နဘေးမှာအချောက်ခံထားတယ်ကောင်မလေးကတဲတွေထဲထိုးဖွာလိုက်လက်နဲ့နဲဆုပ်နေပြီးပြန်ဖြူလိုက်ချလိုက်လုံနေတာကြည့်ရင်ဧည့်သည်တယောက်ကတဲထဲမှာရွှေရောင်ပြောင်တွေမြင်သွားတယ်အဲ့ဒါဟာကယ်လီဖိုးနီးယားမှာရွှေအကြီးအကျယ်တွေ့ရှိမှုရဲ့နေတန်းစာပဲနောက်တစ်နေ့မှာရွှေတွေအကြီးကျယ်ထွက်လာမဲ့ခြံကြီးကိုဖြစ်ပြီးရွှေရှာထွက်သွားတဲ့ပုဂ္ဂိုလ်ကတော့လုံးဝပြန်ပေါ်မလာတော့ဘူးစုဆမြုပ်ဆကိုပျောက်သွားတယ်ကျွန်တော်အခုဟောပြောချက်ကိုလွန်ခဲ့တဲ့2နှစ်လောက်တုန်းကကယ်လီဖိုးနီးယားမှာတစ်ကြိမ်ပြောခဲ့ဘူးတယ်စောစောကပုဂ္ဂိုလ်ရဲ့ခြံမြေနားမှာတည်ထားတဲ့မြို့ကြီးမှာပါအဲ့ဒီကပုဂ္ဂိုလ်ချို့ကကျွန်တော်ကိုပြောလိုက်တယ်ဒီရွှေရင်းကြီးဟာဒီနေ့အထိမကုန်ခန်းသေးဘူးတဲ့ခြံမြေရဲ့သုံးပုံတစ်ပုံပိုင်ထားတဲ့လူတစ်ယောက်ဟာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းရွှေမြေကဝင်ငွေအဖြစ်တနာရီဒေါ်လာ80နှုန်းနေ့ညမပြတ်တရဇက်ရနေခဲ့တယ်လို့ဆိုပါတယ်ဘယ်လောက်အားကျစရာကောင်းတဲ့ဝင်ငွေလဲကျွန်တော်အခုပြောနေတဲ့အကြောင်းအရာလမ်းကြောင်းပေါ်မှာပဲဒီထက်မကဘူးပြီးအောင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုရှိပါသေးတယ်အဲ့ဒါကပင်စီဗေးနီးယားပြည်နယ်မှာပါရေနံမြေတစ်ခုလုံးဆုံးရှုံးခဲ့သူပင်စီဗေးနီးယားမှာလူတစ်ယောက်ကလေယာမြေတစ်ခုပိုင်ဆိုင်နေဒီလူကဒီလေမြေကိုဘာလုပ်တယ်လဲဆိုတော့ကျွန်တော်သာအဲ့ဒီလေမြေကိုပိုင်ဆိုင်သူဖြစ်ခဲ့ရင်လုံးမဲ့နီလန်းအတိုင်းပေါ့ဗျာဒါကိုရောင်းပါတယ်ဒါပေမဲ့မရောင်းခင်နောက်ထပ်အလုပ်သစ်တစ်ခုတေချာအောင်တော့အရင်ဆုံးလုပ်ပါတယ်ကနေဒါမှာသူ့ညီအကိုဝမ်းခွဲတစ်ယောက်ရှိတယ်ရေနံလုပ်ငန်းလုပ်နေတယ်အဲ့ဒီလူစီလှမ်းပြီးရေနံကုမ္ပဏီမှာသူ့အတွက်ယာရုတဲ့နေရာရအောင်စီမံပေးဖို့အကူအညီတောင်းတယ်လူကတော့အတော်စင်စင်ဆဆအလုပ်လုပ်တဲ့လူပဲနောက်အလုပ်မသေးကြဘဲနဲ့အရင်အလုပ်ကိုစွန့်လို့မဖြစ်ဘူးဆိုတဲ့သတိမျိုးရှိတယ်တချို့ရှိတယ်မဟုတ်လားသိယူတဲ့လူတွေနောက်အလုပ်ဘယ်နေမှမသိဘူးလက်ရှိအလုပ်ကအရင်ထွက်နေပြီကျွန်တော်ဒီပုဂ္ဂိုလ်ကတော့ဒီလိုယူတဲ့အစားထဲမှာမဟုတ်ဘူးသူကကနေဒါကိုအရင်စာလန်းရေးတယ်ကနေဒါကလည်းစာပြန်လာပါတယ်ဒါပေမဲ့အလုပ်ခန့်တဲ့စာတော့မဟုတ်ဘူးသူ
သူဟာရေနံလုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံဘူးသရရှိသူမဟုတ်လေတော့သူ့ကိုတင့်တင့်နဲ့ယာတူမျိုးခံထားနိုင်မှုခက်တဲ့အကြောင်းပြန်ရေးလိုက်တဲ့စာဒါပေမဲ့ဒီလူကလက်မလျှော့ဘူးလုပ်ငန်းပညာတတ်မှဆိုရင်လေငါသိမယ်ကွာငါတက်အောင်လေ့လာမယ်ဆိုပြီးဒီပညာတရားလုံးကိုလေ့လာတယ်ထာဝရဘုရားသခင်ကဘာမြေကိုဖန်ဆင်းပုံကစလို့ပေါ့ကနဦးတစ်တော်ကြီးတွေကနေကြောင်မီတွေဖြစ်ရေနံဖြစ်တဲ့အထိရေနံဘူမိဗီဒာနဲ့ပတ်သက်သမျှလိုက်လေ့လာတယ်ဒီလုပ်ငန်းအကြောင်းကောင်းကောင်းသိပြီဆိုတဲ့ခါကျတော့ကနေဒါကိုစာထပ်ရေးပြန်တယ်ငါနားလည်နေပြီပေါ့ဒီခါကျတော့ဟိုကစာလာတယ်ဒါဖြင့်လေလာခဲ့တော့တဲ့ဒီလေသမားဟာသူတို့ခရိုင်ရုံးမှာမှတ်တမ်းရှိပါတယ်သူ့လေယာမြေကို$833တိတိနဲ့ရောင်းခဲ့တယ်လေမြေရောင်းပြီးလို့သူအဲ့ဒီကထွက်ရုံပဲရှိသေးတယ်သူ့စီကဝယ်လိုက်တဲ့လူကနွားတွေရေတိုက်ဖို့လုပ်တော့စမ်းကြောင်းထဲမှာပထမပုဂ္ဂိုလ်လှုပ်ထားတဲ့အစီအမံလေးတစ်ခုသွားတွေ့တယ်လှုပ်ထားပုံကအတော်ဟုတ်တာသူ့စမ်းကြောင်းကတောင်ဆောင်တစ်ခုပေါ်ကစီးဆင်းလာတဲ့အခါစမ်းရည်ပေါ်ရံမှာမဲမဲညင်းညင်းအညိုတွေဝေးလာပါတယ်နွားတွေကအဲ့ဒီအညိတွေကိုကြောက်ပြီးရေမတောက်ဘူးအဲ့ဒီတော့မူလပိုင်ရှင်ကအဲ့ဒီပေါ်ရံအညိပါတဲ့ရေကိုတားဆီးဖယ်ရှားတဲ့အနေနဲ့စမ်းကြောင်းလေးကိုပြင်ချက်တစ်ချက်ဒီဘက်ကန်းဆက်ကနေဟိုဘက်အတော်လေးလှမ်းတဲ့အထိထောင်ပြီးထိုးထားတယ်ရေအောက်နည်းနည်းမြုပ်ရေပေါ်နည်းနည်းဖော်အဲ့ဒီတော့အညိတွေကပြင်ချက်အတားအဆီးလွတ်တဲ့ဟိုဘက်ကန်းနာဘက်ကကွေးပြီးစီးရတယ်နွားတွေကပြင်ချက်အောက်ဘက်ပိုင်းအညိမပါတဲ့ရေကိုတောက်ကြတယ်ပြင်ချက်အထက်ပိုင်းအညိတွေကိုကောင်းပြူလို့တောင်မကြည့်ကြဘူးဒါပေမဲ့အဲ့ဒါရေနံတွေကနေဒါမှာရေနံလုပ်ငန်းသွားလို့ရအောင်လို့သူ့လေမြေကိုရောင်းချသွားတဲ့မူလပိုင်ရှင်လက်သမားဟာသူ့စမ်းကြောင်းနဲ့စီးဆင်းလာတဲ့ရေနံတွေကိုအညစ်အကြေးတွေဘေးကစီးသွားကြပါစီဆိုပြီးဖေရှားလာခဲ့တာသူအဲ့ဒီမှာနေခဲ့တဲ့23နှစ်လုံးလုံးပဲနောက်ပိုင်းပင်စီဗေးနီးယားပြည်နယ်ဘူမိဗေဒအရာရှိရဲ့တရားဝင်ထုတ်ပြန်ချက်အရဒီနေရာကထွက်တဲ့ရေနံဟာ1880ပြည့်နှစ်တန်ဖိုးအရဒေါ်လာတန်100ကျော်ဘူးရှိတယ်လို့ဆိုတယ်အခုအဲ့ဒီနေရာမှာတီတိုစပီဆိုတဲ့ရေနံမြို့ကြီးတစ်မြို့ရှိနေပြီရေနံတွင်းတွေကတသွင်သွင်စီးထွက်တော့ရေနံရဲ့သဘာဝကိုထာဝရဘုရားသခင်ကဘာမြေကြီးကိုဖန်ဆင်းတဲ့နေ့ကစပြီးဒီကနေ့ကာလအထိညက်ညက်ကြည့်အောင်လေ့လာထားပါတယ်ဆိုတဲ့လေသမားဟာအဲ့ဒီရေနံတိုက်ကြီးတစ်ခုလုံးကိုငွေ$833တိတိနဲ့ရောင်းသွားတယ်ပြားစွန်းတောင်မတောင်းဘူးကြည်စမ်းအံ့ဩစရာငွေတုံးဖင်ခုထိုင်ထားတာကျွန်တော်ပြောပါဦးမယ်နောက်တစ်ခုဒါကမက်ဆာချူးဆက်မှာတွေ့ခဲ့ဘူးတာကျွန်တော်စိတ်မကောင်းပါဘူးအထူးသဖြင့်မက်ဆာချူးဆက်ကကျွန်တော်နေခဲ့ဘူးတဲ့ပြည်နယ်ဟောင်းဆိုတော့ပိုစိတ်မကောင်းဘူးအဲ့ဒီမှာလူငယ်တယောက်ပြည်နယ်ပြင်ပအထီးထွက်ပြီးပညာသင်နေ Yale College တက်တဲ့သူတင်နာကတထုတွင်ပညာတထုတူးဖော်ရေးပညာတော်ပါတယ်ကျောင်းမှာနောက်ဆုံးနှစ်သင်တန်းတက်တဲ့အချိန်တစ်ဖက်ကကိုယ်စာကိုဖတ်ရင်းဂျန်တဲ့အချိန်မှာတွင်းထွက်ပစ္စည်းဘာသာရပ်ကိုစာမလိုက်နိုင်တဲ့အခြားကျောင်းသားတွေကိုတင်ပေးတဲ့အတွက်တစ်ပတ်ကို$15နှုန်းရတယ်။ဘွဲရပြီးတဲ့အခါကျတော့တက္ကသိုလ်မှာပဲဆရာလုပ်ပါဆိုပြီးသူ့ကိုရှာတူးပေးတယ်။လကလည်းတစ်ပတ်$15နှုန်းပေးတယ်။မဆိုးဘူးဒါပေမဲ့ပုဂ္ဂိုလ်ကအိမ်ပြန်လာတယ်။အမေကိုပြောတယ်တစ်ပတ်$45နဲ့ကျွန်တော်မလုပ်နိုင်ဘူးအမေတဲ့။ကျွန်တော်လိုအုံနောက်မျိုးရှိတဲ့ကောင်ကိုတစ်ပတ်$45ဆိုတာဘာမှအတိတ်ပဲမရှိဘူးကျွန်တော်တို့ကယ်လီဖိုးနီးယားကိုသွားမယ်အမေယာအဲ့ဒီမှာမြေကရန်ခံပြီးကို့ဘာသာရွှေတူးမယ်ဗျာအကြီးအကျယ်ချမ်းသာရမယ်ဆိုတော့အမေကတားတယ်မဟုတ်သေးဘူးသားပစ္စည်းချမ်းသာတယ်လို့လူစိတ်ချမ်းသာဖို့လေအရေးကြီးတယ်သားရဲ့လို့ဖြောင်းပြတယ်ဒါပေမဲ့သူကတူးဒီတော့သားပဲအမြဲသူ့အလိုလိုက်ခဲ့ကြတာဆိုတော့လေအခုလည်းပဲတားမရဘူးသူ့အစီအစဉ်တိုင်းမက်ဆာချူးဆက်ကခြံကိုရောင်းပြီးပြောင်းကြရတယ်တကယ်ပြောင်းတော့ကယ်လီဖိုးနီးယားမဟုတ်ဘူးဝစ်ကွန်ဆင်နယ်ဘက်ပြောင်းတယ်ဟိုကျတော့ကိုပိုင်ရှူရင်းလေးမတူးပြစ်ဘူးစူပီရီယာကျင်းနီတူဖော်ရေးကုမ္ပဏီမှာဝင်လုပ်တယ်လကသူကျောင်းသားဘဝတုန်းကရဘူးတဲ့တစ်ပတ်$15နှုန်းပဲရတယ်ဒါပေမဲ့မဲ့လုံးတစ်ခုတော့ရှိတယ်အဲ့ဒီကုမ္ပဏီအတွက်တထုတစ်ခုရှောက်ပြီးဖော်ထုတ်ပေးနိုင်တဲ့အခါတိုင်းသူကကော်မရှင်သဘောမျိုးအကျိုးမြတ်ခံစားခွင့်ရမယ်ဒါပေမဲ့ရမယ်ဆိုတာပဲရှိတယ်တကယ်လက်တွေ့တော့ရခဲ့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူကကုမ္ပဏီအတွက်ဘာတွင်မှဖော်ထုတ်ပေးနိုင်ခဲ့မှာမဟုတ်တာ။ကျွန်တော်အတိအကျမသိဘူးနော်။ဒါပေမဲ့သူဘာမှတွေ့မှာမဟုတ်ဘူးဆိုတာတော့ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲကျွန်တော်ပြောပြမယ်။ဒီ
ပုဂ္ဂိုလ်လေးကသူတို့ရောင်းလိုက်တဲ့ခြံကထွက်လို့ဘာမှတော့မကြသေးဘူးဒီခြံကိုဝယ်လိုက်တဲ့လေသမားကခြံထဲရှိတဲ့အာလူတွေကိုဖော်တယ်ဒီအာလူတွေသူကတောင်းကြီးတစ်လုံးနဲ့ထည့်ပြီးခြံဝင်းတကားကဖြတ်ပြီးတဲတယ်အဲ့ဒီမှာမက်ဆာချူးဆက်လေသမားတွေထုံစံကခြံကိုခြံမြေတွေကရတဲ့ကြောက်တုံးတွေနဲ့စီယိုးကာလေးရှိတယ်ကြောက်တုံးတွေကများတော့သူတို့ကိုနေရာများများပေးလိုက်ရတယ်နဲ့တူပါရဲ့ဂိတ်ပေါက်ကြတော့ကျင်းသွားတယ်အာလူတောင်းကြီးထုတ်တော့ဂိတ်ပေါက်ဝါကမဆန်ဘူးကြက်နေတယ်အဲ့ဒီတော့တောင်းကြီးကိုမြေကြီးမှာချပြီးဆွဲရတာပေါ့ဒီဘက်ကနေနဲ့ဆွဲလိုက်ဟိုဘက်ကနေနဲ့ဆွဲလိုက်ဂိတ်တကားတစ်ဖက်တစ်ချက်တစ်လှည့်စီပုတ်တိုက်ပြီးဆွဲရတယ်အဲ့ဒီလိုဆွဲနေတော့ဂိတ်ပေါက်နိုင်ရနဲ့ကက်လက်ရှိတဲ့အပေါ်ပိုင်းကကြောက်တုံးတုံးဟာရိုးရိုးကြောက်မဟုတ်ဖဲငွေတုံးဖြစ်နေတာသွားတတိထားမိတယ်တဘာဝငွေရိုင်းတော့ရှစ်လက်မပတ်လေလောက်ရှိတယ်ကြည်စမ်းဒီချမ်းဟာငွေတတ်ထုတွင်းကြီးဖြစ်နေပြီဒါပေမဲ့တက္ကသိုလ်မှာတတ်ထုတွင်းပညာတတ်ထုတူးဖို့ရေးပညာနဲ့တွင်ထွက်ပစ္စည်းရေးရာဘာသာရပ်တွေမှာဆရာအဖြစ်တင် जा ပို့ချဖို့တာဝန်ပေးအပ်ခြင်းခံရတဲ့ပုဂ္ဂိုလ်လေးဟုတ်လားတပတ်$45နှုန်းလောက်နဲ့အလုတ်မလုတ်နိုင်လောက်အောင်ဉာဏ်ပညာကြီးကျယ်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်လေးကဒါကိုမသိခဲ့ဘူးချမ်းအယောင်းဝယ်လုပ်တဲ့အချိန်ကသူအဲ့ဒီကြောက်တုံးပေါ်တက်ထိုင်ပြီးတော့ကိုဈေးစကားပြောခဲ့တာဆိုခဲ့တာဒီချမ်းဟာသူကြီးပြင်းခဲ့တဲ့ချမ်းဒီကြောက်တုံးဟာလေသူအမြဲတမ်းတိုးဝှေ့ပုတ်တိုက်နေခဲ့တဲ့ကြောက်တုံးကသူ့ကိုအမြဲလှမ်းပြောနေတာဟေးနေပါဦးကွဒီမှာကြည်စမ်းမှာဒါ$1သိန်းကွငါ့ကိုမယူဘူးလားကွနဲ့ကြောက်တုံးခမစိတ်မကောင်းရှာဘူးဒါပေမဲ့ကိုလူကမယူဘူးလှဲ့ကိုမကြည့်ဘူးဘဲကြည့်မလဲဒီနေရာငွေထွက်တဲ့နေရာမှမဟုတ်ဖဲသူသိတာပေါ့သူကတထုတွင်ပါတကူပဲဒီနားမှာငွေမရှိဘူးဘယ်မှာရှိသလဲသူမသိဘူးဒါပေမဲ့ဒီနားတော့မဟုတ်ဘူးတခြားဟိုးတနေရာမှာရှိမယ်ဒါပဲသူကတထုတွင်ပါတကူအဲ့ဒီတော့ငွေတုံးကြီးငုတ်တုတ်ထိုင်နေတာကိုကိုင်းသားကြည့်နေခဲ့တယ်ရှားမသွားဘူးဒီလိုလူတော်လူဓာတ်တွေရတနာပုံနဲ့လွဲခဲ့ရတဲ့အကြောင်းမျိုးတွေသာဆက်ပြောရမယ်ဆိုရင်ကျွန်တော်ဒီတညလုံးပြောလို့မကုန်ဘူးဒါပေမဲ့ထားတော့ကျွန်တော်အဲ့ဒီဝစ်ကွန်ဆင်ဘက်ကိုပြောင်းသွားတဲ့တထုဆရာလေးဘာလုပ်နေမလဲဆိုတာသိချင်လာတယ်ကျွန်တော်ဖာသာစဉ်းစားမိတာတော့ရှိတယ်ဒီပုဂ္ဂိုလ်လေးစောင်းမိဖို့နဘေးမှာသူ့မိတ်ဆွေတွေနဲ့စကားလက်ဆုပ်ကြတဲ့အချိန်ပြောမဲ့စကားခင်ဗျာဖီရဖီယာကကုံဝဲဆိုတဲ့လူသိလားဗျကြားဘူးတယ်ဟိုမျိုးကဂျုံဆိုတဲ့လူကိုဗျကြားဘူးပါတယ်အဲ့ဒီလိုမေးပြီးတော့သူရင်မေတဟဟနဲ့ကိုရှင်မေအဲ့ဒီလူတွေလည်းကျုပ်လိုပါပဲဗျာတထရတဲ့တူတူပဲအားလုံးကျုပ်တိုင်းလှုပ်ခဲ့ကြတဲ့လူတွေကြီးပဲလို့ပြောမယ်ဟုတ်တယ်ခင်ဗျကျွတ်တူကသူတို့သာဟာတကယ်ရေရတဲ့လူပဲအောက်မေ့နေတာတကယ်ကခင်ဗျားတို့ရောကျွန်တော်ပါအတူတူပဲသူ့လိုဖြစ်ခဲ့ဘူးသူတွေကြီးပဲငွေတုံးဖင်ခုထိုင်ပြီးငွေတုံးမှမသိပဲထားပစ်ခဲ့တဲ့လူတွေဒီမှာထိုင်းနေတဲ့ပြည်သက်ထဲမှာ100မှာ90လောက်ဟာဒီနေ့ထိအဲ့ဒီအမှားမျိုးကျူးလွန်နေသေးပဲခင်ဗျားတို့ဟာဒီကနေ့ချမ်းသာနေရမယ့်လူတွေလို့ကျွန်တော်ပြောချင်တယ်ဆင်းရဲနေဖို့လုံးဝမတင်ဘူးခင်ဗျားတို့မှာဆင်းရဲစရာအကြောင်းမရှိဘူးဖီယာမှနေပြီးတော့မချမ်းသာဘူးဆိုတာသိဆိုတယ်ချမ်းသာနိုင်တဲ့အခွင့်အရေးတွေရှိနေပါလေဆင်းရဲနေရတာနှစ်ထပ်ကွမ်းပူဆိုတယ်ဖီယာဟာချမ်းသာဖို့အခွင့်အရေးတွေအများကြီးပေးနေတာပဲခင်ဗျားတို့မှာချမ်းသာဖို့ဝတ္တရားရှိတယ်ငွေတီတကူစွမ်းအားကျွန်တော်ဒီလိုပြောတော့ဘာသာရေးအစွဲလန်းကြီးတဲ့ပုဂ္ဂိုလ်တချို့ကဆိုကြလိမ့်မယ်ခင်ဗျားလူငွေတွေကိုအချိန်ရှိသမျှငွေရှာဖို့နဲ့တိုက်တွန်းနေသလားသူတို့ခေါင်းထဲကိုစီးပွားရေးစိတ်ဓာတ်တွေကြီးခင်ဗျားကတရက်ဆက်ရိုက်သွင်းပေးနေသလားငွေရှာရင်းနဲ့ပဲသူတို့အချိန်တွေအကုန်ခံရမှာလားမေးစရာရှိတယ်ဟုတ်တယ်ကျွန်တော်ကတော့ပြောမယ်အချိန်ကုန်မှာပဲလူငယ်တွေငွေရှာဖို့ချမ်းသာအောင်လုပ်ဖို့အချိန်တော့သုံးရမှာပဲတချို့ကပြောမယ်လောကကြီးမှာငွေထက်တန်ဖိုးရှိတာတွေလည်းအများကြီးရှိသေးတယ်လို့မှန်ပါတယ်ခင်ဗျားတို့ကျွတ်တူအားလုံးသိတာပဲငွေထက်ကြီးကျယ်တာမြင်မာတာငွေနဲ့အစားထိုးမရနိုင်တာတွေရှိပါတယ်ရွှေတုံးရွှေကက်ထက်တကူကြည့်တာဥခိုက်ပူဇော်တိုက်တာတွေလောကမှာဘဝမှာအများကြီးရှိပါတယ်သို့တော့ကျွန်တော်တို့ရိုးရိုးလေးစဉ်းစားရုံနဲ့သိနိုင်ပါတယ်ကျွန်တော်တို့တန်ဖိုးထားသောအဲ့ဒီအရာတွေအရေးကိစ္စတွေဒီကျွန်တော်တို့လက်ထက်မှာငွေကြီးလုံလောက်စွာရှိတဲ့အခါငွေကြေးအင်အားနဲ့ဖြည့်ဆည်းပံ့ပိုးလိုက်နိုင်တဲ့အခါပိုးပြီးပြည့်စုံမလာဘူးလားပြီးပြင်းမလာဘူးလားပိုးအဆင်ပြေမလာဘူးလားငွေဟာတကူစွမ်းအားတစ်ခုပါ
အားလုံးသိကြတဲ့အတိုင်းချစ်ချင်းမေတ္တာဆိုတာဒီကမ္ဘာလောကကြီးမှာအကြီးအကျယ်အမြင့်မြတ်ဆုံးအရာတစ်ခုပေါ့ဒါပေမဲ့အဲ့ဒီချစ်ချင်းမေတ္တာပိုင်ရှင်ချစ်တတ်သောနှလုံးသားပိုင်ရှင်မှာဒဏငွေကြီးသာပြည့်ပြည့်ဝဝဖောဖောတီတီရှိနေခဲ့မယ်ဆိုရင်သူဟာပိုပြီးကြီးကျယ်မြင့်မြတ်တဲ့လုပ်ရက်တွေစွမ်းဆောင်မလာနိုင်ဘူးလားငွေဟာတကူစွမ်းအားငွေမှာဖန်တီးနိုင်တဲ့စွမ်းအားတွေရှိတယ်လောကကြီးအတွက်ကောင်းရာကောင်းကြောင်းတွေဖန်တီးနိုင်တယ်လူအများအကျိုးကိုတည်ပိုးနိုင်တယ်ကျုပ်ငွေမလိုချင်ဘူးဆိုတဲ့လူတယောက်ကိုခမည်းအများအကျိုးမတည်ပိုးချင်တဲ့လူပဲပြောရင်အတင်းဆွဲပြောသလိုကြီးဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒီနှစ်ခုဟာဆက်ဆက်နေတယ်ခွဲလို့မရဘူးလူဘဝဆိုတာအင်မတန်ကြီးကျယ်မြင့်မြတ်ပါတယ်တန်ဖိုးရှိလာပါတယ်ဒီဘဝကိုကြီးကျယ်နိုင်သမျှကြီးကျယ်စေဖို့တန်ဖိုးရှိနိုင်သမျှတန်ဖိုးရှိစေဖို့ငွေရှာတဲ့နေရာမှာလည်းအချိန်သုံးရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ငွေမှာတကူစွမ်းအားတွေရှိနေလို့ပဲဒါပေမဲ့တချို့ဘာသာရေးအယူဆွဲကြီးတဲ့ပုဂ္ဂိုလ်တွေကငွေမုန်းတိစိတ်တိတ်ကြီးမားနေကြတယ်ဖျားသခင်ရဲ့သူစင်းရဲဆိုတာမျိုးဖြစ်ရမှာကိုအလွန်ကြီးမြတ်တဲ့ဂုဏ်ထူးဝိသေသနာတစ်ခုလိုခံယူနေကြတယ်စိန်မီဧကပေါင်းများစွာဆိုတဲ့စာအုပ်ထဲကငွေမုန်းတီးသမားများဆိုတဲ့အကြောင်းကိုဆက်လက်လို့ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ဒီလူတွေရဲ့မျက်နှာကိုမြင်နေတယ်ဆူတောင်းတရားဝဲတစ်ခုမှာလူတစ်ယောက်ကပြောတယ်ဖျားသခင်ရဲ့သူစင်းရဲတယောက်ဖြစ်ခွင့်ရတာသူသိဝမ်းသာတယ်ကျေးဇူးတင်တယ်တဲ့ဒီစကားကြတော့ကျွန်တော်စဉ်းစားတယ်သူဒီနေရာမှာပြောနေတာတော့ဟုတ်ပါပြီဒါပေမဲ့သူအခုပြောတဲ့စကားသူ့ဇနီးကြရင်ဘာပြောမလဲကိုလူကအေးအေးဆေးဆေးဝရန်တာမှာဆီလစ်ကလေးဖွာပြီးထိုင်ဆင်းရဲနေတဲ့အချိန်မိမကသူများအိမ်မှာရှော်ဟဲဖို့ဟဲနဲ့မိသားစုအငတ်ဘေးမဆိုင်အောင်ပင်ပန်းကြီးစွာရုန်းကန်နေရတာကျွန်တော်ဒီလိုပုံစံမျိုးနဲ့ရှိနေတဲ့ဖျားသခင်ရဲ့သူဆင်းရဲဆိုတာမျိုးတွေမမြင်ချင်ဘူးဗျာကျွန်တော်မကြည့်နိုင်ဘူးဒါကြောင့်မို့လို့လူတစ်ယောက်ဒီချမ်းသာပိုင်ခွင့်ရှိပါလေမချမ်းသာဘူးဆင်းရဲချွတ်တဲ့နေတဲ့မစွမ်းနိုင်မဆောင်နိုင်တဲ့အနေအထားမျိုးတပန်းရှုံးတဲ့အနေအထားမျိုးမှာရောက်နေမယ်ဆိုရင်ဒီလူဟာမားနေပြီသူဟာသူ့ကိုယ်သူစေတနာမရှိသူတစ္ဆာမရှိသူဖြစ်နေပြီသူ့မိသားစုသူ့ဆွေမျိုးသားချင်းသူ့ပတ်ဝန်းကျင်အတိုင်းဝိုင်းအပေါ်ကျင်နာမှုကင်းမဲ့သူဖြစ်နေပြီလို့ကျွန်တော်ပြောချင်တယ်အဲ့ဒီတော့ချမ်းသာအောင်ကျွန်တော်တို့လုပ်ရလိမ့်မယ်ဒါကျွန်တော်တို့တောင်းဒါပေမဲ့ချမ်းသာအောင်ကြိုးစားတဲ့နေရာမှာတော့ဂုဏ်သိက္ခာရှိသောဘာသာတရားနဲ့မဆန့်ကျင်သောနိလန်းများနဲ့လှုပ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနိလန်းများတည်တာချမ်းသာမှုပန်းတိုင်ကိုလှမ်းကင်နိုင်ဖို့အသေးချဆုံးအမြန်ဆုံးအစစ်မှန်ဆုံးနည်းတွေဖြစ်လို့ပဲလို့ကျွန်တော်ပြောချင်တယ်။ကျွန်တော်ကငွေရှာဖို့အကြောင်းတွေသိပြောတော့ကျွန်တော်ကိုတချို့ကတလဲအတိပဲကောက်ကြတယ်။တခါတော့ကနှစ်ပေါင်းသိမကြသေးပါဘူး။ကျွန်တော်မှရှိနေတဲ့အယူအဆွဲမားတွေကိုချစ်ချွတ်ဖို့ဆိုပြီးဘာသာရေးကျောင်းတက်နေတဲ့လူငယ်တယောက်ကျွန်တော်ရုံခန်းကိုရောက်လာပါတယ်ကျွန်တော်စိတ်ထဲမှာဆရာကြီးနဲ့တွေ့ဆုံဆွေးနွေးဖို့တာဝန်ရှိနေတဲ့ယူဆလို့ကျွန်တော်လာခဲ့တာပါတဲ့ဘယ်လိုအကြောင်းများကြောင့်ပါလဲကျွန်တော်ကမေးတော့ကျမ်းစာတော်တွေထဲမှာငွေတီအလုံးစုံသောအကုသိုလ်ဒုစရိုက်တို့ဤအရင်းခံအကြောင်းတရားဖြစ်သည်လို့အခိုင်အမာပြဆိုထားတဲ့အကြောင်းပြောချင်လို့ပါတဲ့ဒါနဲ့ကျွန်တော်ကမေးတယ်အဲ့ဒီစကားခမည်းဘယ်နာတွေ့တုံးဆိုတော့တမ္မာကျမ်းစာထဲမှာတွေ့တာတဲ့ဘယ်တမ္မာကျမ်းစာတော့ခမည်းမှာတမ္မာကျမ်းစာအစ်များရှိသလားမေးတော့အသိမရှိပါဘူးငကူမူလတမ္မာကျမ်းစာမှာပါပဲတဲ့ဟာဟုတ်လားတမ္မာကျမ်းစာထဲမှာအဲ့ဒီအရေးသားမျိုးကျုပ်တစ်ခါမှမတွေ့ဘူးပါလားခမည်းရှာပြစမ်းပါအောင်ဆိုတော့သူကအခန်းထဲကထွက်သွားပြီးသူတမ္မာကျမ်းစာအုပ်ကိုင်းပြီးပြောင်းဝင်လာတယ်ကျမ်းဂန်ထဲမှာပါတဲ့အဆိုမိတ်တွေကိုတလွဲတချော်တွေအတိပ္ပယ်ကောက်ပြီးအာပေါင်းအာရင်တန်တန်ငင်းခုန်တတ်တဲ့တီယူတန်သမားများရဲ့မာနာမျိုးအပြည့်နဲ့ပေါ့ဗျာစောက်ကြီးကျွန်တော်ရှိဇဝဲဝချတယ်ပြီးတော့သူ့ဘက်ကပိုင်မီဆိုပြီးတိတ်အားရဝမ်းသာဖြစ်နေတဲ့လေတံမျိုးနဲ့ဟောဒီမှာကိုယ်တိုင်ဖတ်ကြည့်ပါတဲ့အဲ့ဒါနဲ့ကျွန်တော်ကပြောတယ်မောင်ရင်ကငေသေးတော့ကြားဘူးချင်းမှကြားဘူးမယ်တမန်ကျမ်းစာကိုသူများကိုဖတ်ခိုင်းမယ်ဆိုရင်ကိုနဲ့ဂိုင်းကနမတူတဲ့လူမျိုးကိုမဖတ်ခိုင်းမိစေနဲ့တဲ့ဘာကြောင့်လဲဆိုတော့စိတ်မချရလို့တဲ့အဲ့ဒီလိုအဆိုရှိတယ်ဒါပေမဲ့ထားပါအခုကိစ္စမှာမောင်ရင်လဲကိုနဲ့ဂိုင်းချင်းမတူသူတယောက်ဖြစ်နေပြီသို့တော့အခုတော့မောင်ရင်ပဲဖတ်ပြပါဒါပေမဲ့တခုတော့တတိထားမောင်ရင်တို့ဟာစာဤအဓိပ္ပာယ်ရှင်းလင်းသိကြဖို့အတွက်စာကိုထန်ကတိုင်းကြကြဖတ်ရမယ်ဆိုတဲ့ကြောင်းမျိုးမှာစာသင်နေတယ်ဆိုတာမမေ့နဲ့ကျွန်တော်ဖတ်ခိုင်းတော့သူစာအုပ်ကောက်ကင်နေဖတ်တယ်အဲ့ဒီတော့ဘာတွေ့လဲ
ငွေကိုတတ်မဲ့ခြင်းသည်အလုံးစုံသောအကုသိုလ်ဒုစရိုက်တို့၏အရင်းခံအကြောင်းတရားဖြစ်သည်တဲ့အဲ့ဒီတော့မှအမှန်အတိုင်းဖတ်မိတော့တယ်ငွေကိုတတ်မဲ့ခြင်းတဲ့အဲ့ဒီတော့မှတမန်ကျမ်းစာလေမူလဂုံတိတ်ခါပြန်ရသွားတယ်လူတွေရဲ့ချစ်မြတ်နှူးခြင်းပြန်ခံရတယ်ကမ္ဘာပေါ်မှာရှိတဲ့အကြီးကျယ်ဆုံးအတွေးခေါ်ပညာရှင်များရဲ့လေးမြတ်ကြီးညိုမှုကိုပြန်ရတယ်ခင်ဗျားတို့လည်းအထိတ်တလန့်ဖြစ်เสียမလိုတော့ဘူးစိတ်ချလက်ချကိုကားနိုင်ပြီခင်ဗျားရဲ့တည်ခြင်းရှင်ခြင်းတဘောတစ်ခုလုံးဒီအပေါ်ပုံအပ်နိုင်ပြီအဲ့ဒီလိုမှန်မှန်ကန်ကန်ဖတ်မိပြီဆိုမှတော့အမှန်တရားကိုသူကိုကားမိသွားပြီငွေကိုတတ်မဲ့ခြင်းသည်အလုံးစုံသောအကုသိုလ်ဒုစရိုက်တို့ကိုအရင်းခံအကြောင်းတရားဖြစ်သည်တဲ့ဒါပဲငွေကိုအသုံးပြုပြီးအကျိုးရလဒ်တွေရှာနိုင်တယ်ငွေကကောင်းကျိုးရလဒ်တွေရဖို့သာဂရုပြုပါအဲ့ဒီကောင်းကျိုးရလဒ်တွေကိုသာတန်ဖိုးထားပါထွေးပိုက်ပါငွေကြီးတက်တက်ကိုမျက်နှာကိုကိုွယ်မနေပါနဲ့ကောင်းကျိုးရလဒ်ဖြစ်ပေါ်မဲ့ကိစ္စတွေမှာငွေကိုအသုံးမပြုဘဲကိုရနိုင်သမျှသာကျုံယူမယ်တိမ်ဆဲသူဝက်မယ်ငွေစက်ကူကနာလာကြည့်ရဲ့လို့ထအော်ရလောက်အောင်ထိလက်ထဲမှာကြစ်ကြစ်ပါအောင်စုပ်ကင်ထားမယ်ဆိုရင်တော့အကုသိုလ်ဒုစရိုက်တို့ဤအရင်းခံအကြောင်းတရားဆိုတာတကယ်ဖြစ်လာမယ်ဒါပေမဲ့စဉ်းစားကြည့်ခမည်းအိတ်ထဲမှာငွေရှိမယ်ဆိုရင်ခမည်းမိမအတွက်ဘာတွေလုပ်ပေးနိုင်မလဲခမည်းကလေးအတွက်ဘာတွေဝယ်ချမ်းပေးနိုင်မလဲခမည်းအိမ်ခမည်းမြို့အတွက်ဘာတွေဖန်တီးပေးနိုင်မလဲခမည်းမှာငွေများများရှိမယ်လူချင်းတန်းကျင်စိတ်လေးရှိမယ်ဆိုရင်ဒီနားကကောလိပ်ကျောင်းတွေခမည်းမလူရနိုင်ဘူးလားဒီကောလိပ်ကျောင်းပိုကောင်းလာအောင်ပိုအဆင့်တန်းမြင့်လာအောင်တခုခုလုပ်မပေးနိုင်ဘူးလားကြည်စံဒါတောင်မှပဲပြောတဲ့လူကပြောသေးတယ်ငွေရှာရင်အချိန်ဖြုံးမနေကြနဲ့တဲ့ငွေရှာမယ်ဆိုရင်အချိန်ကုန်တဲ့လောက်တော့ကုန်မှာပဲဒါပေမဲ့ဒီငွေနဲ့ကောင်းရကောင်းကြောင်းမလုပ်နိုင်ဘူးလားငွေမှာတကူစွမ်းအားရှိတယ်ငွေနဲ့ကောင်းရကောင်းကြောင်းတွေဖန်တီးတိဆောက်လို့ရတယ်ဒါပေမဲ့ငွေရှာသူငွေရှိသူတွေပေါ်ကျွန်တော်တို့အာဃာတတွေများနေကြတယ်အကောင်းမမြင်နိုင်ကြဘူးဘာကြောင့်လဲဆိုတော့ဒီလူတွေနဲ့ပတ်သက်လို့ကောလဟာလတွေမုသာဝါဒတွေအများကြီးပြောခဲ့ကြတာကိုသူတို့အကြောင်းမဟုတ်တာမမှန်တာတွေပဲအမြင်ကြကြရတာကိုဘာကြောင့်လဲအဓိကတော့မနာလိုလို့ဖြစ်တဲ့ကိစ္စတထေးကြီးရော့ကဖက်လာကျွန်တော်တရကအနေနဲ့ပြောပြမယ်အားလုံးသိတဲ့အတိုင်းရေနံနဲ့စက်မှုလုပ်ငန်းရှင်တထေးကြီးမစ္စတာရော့ကဖက်လာနဲ့ပတ်သက်ပြီးမဟုတ်တာတွေအများကြီးပြောကြတယ်ကြားရတဲ့လူတွေကလည်းအဲ့ဒီမဟုတ်တာတွေကိုယုံကြည်ကြတယ်ဘာကြောင့်လဲဆိုတော့သူကဒေါ်လာသား200ချမ်းသာတာကိုမှတ်ချက်ထိုစဉ်ကအမေရိကတွင်တန်းကျွေတတိဆိုတာပင်အလွန်ရှားပါသေးသည်ရော့ကဖဲလာနဲ့ပတ်သက်လို့တကယ်အဖြစ်မှန်နဲ့ကဘာကကြားနေသိနေရတာတွေဟာတခြားစီပဲသတင်းစာတွေဆိုတာကလည်းအုပ်အော်တောင်းနေဖြစ်မဲ့ကောလာဟာလာသတင်းတွေနဲ့လှုပ်ရှားနေကြတာဆိုတော့အဖြစ်မှန်ကိုဖော်ထုတ်ပေးနိုင်ဖို့အင်မတန်ခက်တယ်သတင်းစာတွေထဲမှာဒီလူတွေနဲ့ပတ်သက်ပြီးမဟုတ်တရုတ်ရေးကြသားကြတာတွေကကြောက်စရာကောင်းလောက်အောင်ကိုလွန်ကျွန်းနေတယ်ကျွန်တော်ဒီလိုတွေပြောတော့တချို့ကလက်မခံချင်ကြဘူးတနေ့ကလူငယ်တယောက်ကျွန်တော်စီရောက်လာပြီးပြောတယ်မစ္စတာရော့ကဖဲလာဟာလူကြီးမင်းထင်နေတယ်လို့လူကောင်းတယောက်သာဖြစ်ရုံမှန်ရင်ရှိသမျှလူတွေကဘာလို့သူ့အကြောင်းမကောင်းပြောနေကြမှာလဲတဲ့ဟာဒါအရှင်းလေးပဲသူကကျွတ်တို့အားလုံးထက်ရှေ့ရောက်နေတာကိုကျွတ်တို့အားလုံးထက်ချမ်းသာနေတာကိုအဲ့ဒါကြောင့်သူ့အကြောင်းမကောင်းပြောနေကြတာဒါပဲတမလီတထေးကြီးအင်ဒရူကာနီကီကတော့တရောကလုံးမကောင်းပြောနေကြတာဘာကြောင့်လဲဒါပဲပေါ့မနာလို့ပဲပေါ့သူ့မှာကျွန်တော်တို့ထက်အများကြီးပိုရှိနေလို့ပဲပေါ့လူတယောက်ကကျုပ်ထက်ပိုတက်ပိုတိနေတယ်ဆိုရင်အဲ့ဒီလူပြောတာဆိုတာတွေကိုကျုပ်လိုက်ဝေဖန်နေမှာပေါ့ကြံဖန်အပြစ်ပြောမှာပေါ့ဟိုတရားဟောဆရာစီမှာပိသက်တွေထောင်နေချီလို့အုံကြွကြွကျုပ်စီမှာတော့အိမ်ငိုက်နေတဲ့လူ45ယောက်ဆိုရင်ကျုပ်အဲ့ဒီလူမကောင်းကြောင်းရှောက်ပြောမှာပေါ့ကိုယ့်ထက်သာရင်မနာလို့ဖြစ်တာကျွန်တော်တို့တဘာဝပဲအဲ့ဒီတော့ဝေဖန်မယ်ပြစ်တင်မယ်အတင်းပြောမယ်မပြောဘဲနေနိုင်မလားသူ့အိတ်ထဲမှာတန်းတရာရှိနေခြင်းခမည်းအိတ်ထဲမှာပက်ဆံငားမှုပဲရှိတယ်ဒါပေမဲ့တခုသတိထားဖို့ကခမည်းရောသူပါကိုနဲ့ထိတ်တန်ရာကိုရထားကြတယ်ဆိုတဲ့အချက်ပဲဒီတိုင်းပြည်မှာချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်တယောက်ကဒီနေ့ကျွန်တော်အိမ်ဧကန်းမှာထိုင်ပြီးပြောတယ်သတင်းစာတွေထဲမှာကျွတ်တူမီတာစုနဲ့ပတ်သက်ပြီးမဟုတ်တမ်းတရားတွေရေးထားတာတွေ့သလားတဲ့ကျုပ်ကတွေ့သားပဲပေါ့မဟုတ်တာတွေဆိုတာ
နည်းနည်းဖတ်ကြည့်ရုံနဲ့သိပါတယ်ဆိုတော့ဘာကြောင့်ဒီလူတွေကျွန်တော်ကိုမဟုတ်မတရားရေးသလဲဗျာတဲ့အဲ့ဒီတော့ကျွန်တော်ကပြောတယ်ခင်ဗျားအဲ့ဒါမခံနိုင်ဘူးဆိုရင်ခင်ဗျားချမ်းသာတဲ့ပိုက်ဆံတန်တရားကျွန်တော်ပေးဗျာမတရားအပြောခံရတာတွေပါအဲ့ဒီပတ်စံနဲ့တွေ့ပြီးကျွန်တော်ယူလိုက်ပါမယ်ဆိုတော့သူကအေးဗျာတဲ့ဒီလူတွေဘာအကျိုးကျေးဇူးရှိလို့ရှောက်ပြောနေကြတာလဲကျွန်တော်တော့လုံးဝအထိပ္ပယ်ရှာမရဘူးဗျာတဲ့ပြီးတော့ကျွန်တော်ကိုမေးတယ်ဒီမှာကွန်ဝဲခင်ဗျားပွန့်ပွန့်လင်းလင်းပြောစမ်းဗျာအမေရိကန်လူမျိုးတွေကျွန်တော်ကိုဘယ်လိုမြင်နေကြသလဲတဲ့ခင်ဗျားဟာကမ္ဘာပေါ်မှာအညစ်ပတ်ဆုံးအယုတ်မဆုံးအကောက်ကျစ်ဆုံးလူတစ်ယောက်လို့မြင်တာပေါ့ဆိုတော့အဲ့ဒီကိစ္စကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာတဲ့ဘယ်လိုမှလုပ်လို့မရဘူးတွဲယူလိုက်ဒါပဲဒီလူကျွန်တော်သိပါတယ်လူတော်လူကောင်းတစ်ယောက်ပါဒါပေမဲ့မတတ်နိုင်ဘူးခမည်းတန်းတရာချမ်းသာရင်အပြောအဆုခလိုက်သူတို့ဘာသာဟုတ်တာပြောပြောမဟုတ်တာပြောပြောခံလိုက်လုပ်ငန်းနယ်ပယ်တစ်ခုမှာခမည်းဘလောက်အောင်မြင်နေတယ်လဲဆိုတာခမည်းနဲ့ပတ်သက်ပြီးကောလာဟာလာတွေမဟုတ်မမှန်တာတွေဘလောက်ပြောနေကြတယ်လဲဆိုတာနဲ့တိုင်းတာလို့ရတယ်အဲ့ဒီတော့ရှိပါစီဒီအတွက်နဲ့တော့1မိနစ်နဲ့နောက်မတွန်းနဲ့ချမ်းသာအောင်သာခမည်းလုပ်ပါလို့ကျွန်တော်ပြောမယ်ချမ်းသာအောင်လုပ်ပါဆိုတဲ့အချက်ကြတော့ပြဿနာတစ်ခုကရှိပြန်ပါတယ်ကျွန်တော်စီလာနေကြတဲ့လူငယ်တွေကျွန်တော်စီးပွားရေးလုပ်ချင်နေဒါပေမဲ့အခြေအနေမပေးဘူးဟာဘာလို့အခြေအနေမပေးရမှာလဲအရင်အနည်းမရှိလို့အရင်အနည်းဘာအရင်နည်းလဲလုပ်ငန်းစားဖို့အရင်နည်းဟာမဟုတ်တာမောင်ရင်ဖီတယ်ဖီယာမှာနေတာပဲကြည်စမ်းပါဒီကနေ့ချမ်းသာနေတဲ့ပုဂ္ဂိုလ်အားလုံးငယ်ငယ်တုန်းကဆင်းဆင်းရဲရဲကောင်းလေးတွေကြီးပဲမောင်ရင်ကအရင်နည်းရှိမှလုပ်ငန်းစားနိုင်မှာလားမောင်ရင်ဒီကနေ့အရင်အနည်းမရှိတာသိတ်ကံကောင်းတယ်မှတ်ပါမောင်ရင်လက်ထဲမှာဒီကနေ့ပိုက်ဆံမရှိတာကိုဝမ်းသာတယ်ကျွန်တော်ဒီလိုပဲပြောတယ်တထေးသားတကယ်ပါတထေးသားလေးတွေကျွန်တော်ကြည့်ပြီးတနာတယ်ဒီကနေ့ခေတ်တထေးသားတယောက်ရဲ့အနေထားဟာတော်တော်ဆိုးတယ်ရှေ့ရမကောင်းဘူးတနာစရာတထေးသားတယောက်ဟာလူဘဝမှာဘယ်ဟာအကောင်းဆုံးဘယ်ဟာအရေးကြီးဆုံးဆိုတာမသိနိုင်ဘူးသူ့မှာသိနိုင်တဲ့အခြေအနေမရှိဘူးအဲ့ဒါကြောင့်တနာစရာမက်ဆာချူးဆက်ပြည်နယ်မှာကောက်တဲ့စည်ရင်စရာတွေအရတထေးသား18ယောက်မှာတယောက်သားလင်းအသက်ကြီးရင်အိုမင်းနဲ့အထိချမ်းချမ်းသာသာနေသွားရတယ်လို့ဆိုတယ်။မွေးတုံးကအလျံပေကျော်ဝစာနဲ့မွေးခဲ့တယ်။တီတော့ဆင်းဆင်းရဲရဲမုံမွဲတီတီနဲ့တည်ရတယ်။အကယ်၍တထေးသားတယောက်တည်သူ့အဖေရဲ့ပတ်စံကိုသူ့လက်ထဲမှာမပြောက်မပြက်အောင်ထိမ့်သိမ်းထားနိုင်နေဆိုအောင်တော့လူဘဝရဲ့တကယ်အနှစ်သာရတွေကိုတော့သူခမညာသိနိုင်ရှာအောင်မှာမဟုတ်ဘူး။ကျွန်တော်တို့ဟော်ရီနာကိုလီကလူငယ်တယောက်ကကျွန်တော်ကိုမေးတယ်လူတယောက်ရဲ့ဘဝသမိုင်းတစ်လျှောက်မှာအပျော်ရွှင်ရဆုံးအချိန်ဟာဘယ်အချိန်လဲတဲ့သူအမေးပို့စာကိုကျွန်တော်အချိန်ယူစဉ်းစားပြီးမှအဖြေပေးနိုင်ပါတယ်လောကီလူဘဝလူသားတယောက်ရဲ့ပျော်စရာအကောင်းဆုံးအချိန်ဟာကိုလက်ထပ်ထိမ်းမြခဲ့တဲ့သူတို့သမီးကိုကိုယ်တိုင်ရှောက်ဖွေတဲ့ငွေကြေးနဲ့ဝယ်ယူထားတဲ့ကိုပိုင်အင်စီကိုခေါ်လာနိုင်တဲ့အချိန်ပဲချစ်စနီးအသစ်ဆက်ဆက်ကလေးကိုအင်စီခေါ်လာမယ်အိမ်ရှိတကားဝနာရောက်တဲ့အခါကို့အိမ်ကလေးကိုကိုယူစွာနဲ့ပြပြီးအချစ်ဒါကိုဝယ်ထားတဲ့အိမ်လေးကိုစွမ်းကိုအားနဲ့ကိုဘာသာရှောက်ဖွေစုဆောင်ပြီးဝယ်ခဲ့တဲ့ကိုပိုင်အိမ်အခုတော့အချစ်တွေအိမ်ပေါ့ကိုတို့နှစ်ယောက်အတွက်တီးတန့်ကဘာလေးပေါ့ဘာညာစသည်ဖြင့်ကျွန်တော်ပြောတာထက်အများကြီးလှပနှုတ်ရတဲ့စကားလုံးတွေနဲ့တဝါကြီးပြောနိုင်တဲ့အချိန်ဒါဟာယောက်ျားတစ်ယောက်ရဲ့ဘဝမှာဂုဏ်တည်အရှိဆုံးအချိန်တကယ်ဝမ်းသာကြည်နူးနိုင်ဆုံးအချိန်ပဲတထေးသားမှာအဲ့ဒီအတွေ့အကြုံမျိုးမရှိနိုင်ဘူးအဲ့ဒီလိုဝမ်းသာလှိုက်လဲရတဲ့အရာမျိုးမခံစားနိုင်ဘူးသူလက်ထပ်ပြီးတဲ့အချိန်မှာသူ့ဇနီးကိုသူများတွေထက်ပိုကောင်းပိုခန့်နာတဲ့အင်ကြီးမျိုးစီကိုတော့ခေါ်သွားနိုင်မှာပေါ့အမတ်တမဲ့ကြည့်ရင်တော့မိမတယောက်ကိုအိမ်တဆောင်မိတပြောင်ထားနိုင်တယ်လို့ပေါ့အိမ်ထဲဝင်သွားတော့လေအဖိုးတိုင်ပစ္စည်းတွေကြီးပဲပေါ့ဒါပေမဲ့ဒါတွေပြပြီးသူဘလို့ပြောမလဲမိမကြီးဒါအမေဝယ်ပေးထားတာလေအဲ့ဒါလေအမေပဲဒါလေအမေလက်ဆောင်ပဲပေါ့အဲ့ဒါကတော့အမေကိုဝယ်ခိုင်းရတာတဖြည်းဖြည်းနဲ့မိမရဲ့စိတ်မှာသူ့ယူမဲ့အစားသူ့အမေသာယူလိုက်ရရင်ဆိုတာမျိုးတွေးမိလာလိမ့်မယ်ကျွန်တော်တထေးသားတွေတနာတယ်ဆိုတာအဲ့ဒါမိဘကမြောက်စားလိုလေသေးမရှိလောက်ကင်ပေးလိုတာထက်ပူစင်ပြီးကြာတော့ပိုးကြောင်ကြောင်ဖြစ်လာတယ်ဘယ်လိုဝိရမှမသိဘယ်လိုနေရမှမသိဘယ်လိုပြောရမှမသိလူကြည့်လိုက်ရင်မြောက်ကြနဲ့လူတွေကဟောဒီလိုအောက်ဖက်မကြဘူးကြွနေတယ်ခင်ဗျားတို့လည်းမြင်ဘူးကြမှာပါကျွန်တော်အဲ့ဒီလိုစိတ်ညစ်စရာတရားဝါမျိုးတစ်ကောင်တစ်ကြိမ်တွေ့ခဲ့ဘူးတယ်လူပုံကအခုထိလည်းမျက်စိတွေကမထွက်ပါဘူး
နိုင်ယာဂရာရေတကွန်စခန်းမှာဟောပြောတော့ငါပါဟောပြောဝဲအပြီးဟိုတယ်ကိုပြန်လာတော့အဲ့ဂျူကောင်တာမှာအဲ့ဒီပုဂ္ဂိုလ်လေးရောက်နေတာသွားတွေ့တယ်နယူးယောက်ကတန်းကျက်တတိကြီးတယောက်ရဲ့သားပါဒီပုဂ္ဂိုလ်လေးရဲ့ရုပ်လက္ခဏာကိုခမရတို့မျက်စိတွေသူ့အရှိတိုင်းမြင်အောင်ကျွန်တော်ဘယ်လိုပြောရမှန်းတောင်မသိဘူးသူဟာကဘယ်လိုဖြစ်နေတယ်ဆိုတော့မနုဿဗေဒပြကမ်းမှာကပမတန်မစွမ်းသုံးလူသားဆိုပြီးပြထားရမယ်ပုံမျိုးဘာမှအတိတ်ပဲမရှိဂျိုင်းချာတစ်ဖက်မှာကျိန်တုပ်တစ်ချောင်းညှက်ထားတယ်ဒုက္ခတာမမဟုတ်ဘူးလက်ကင်ဘူးနဲ့ရွှေနဲ့ကွက်ထားတယ်ဘူးတစ်ခုတည်းနဲ့တင်သူ့ထက်အဖို့တန်နေဆိုတဲ့သဘောမျက်မှန်ကြီးတစ်လက်လေအပူဆရာတက်ထားလိုက်သေးတယ်အဲ့ဒီမျက်မှန်တက်လိုက်တဲ့အတွက်သူမျက်စိကငကုံမူလလောက်ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူးခြေတော့မှလည်းအတော်အစီရခက်မဲ့တေးပြောင်ဖနှက်တရံစီးထားတယ်ဒါကြောင့်လမ်းလျှောက်တဲ့အခါအချိုးမကျဘူးဘောင်းမီကလည်းသူများနဲ့မတူဘူးတအားကြက်တောက်နေတယ်အထိုင်အထမသက်သာဘူးခြုံပြောရရင်လူကပရစ်လိုလိုနှောင်ကောင်လိုလိုပုံစံမျိုးဖြစ်နေတယ်မျက်စိထဲမှာနည်းနည်းလေးမှအချိုးမကျဘူးအဲ့ဒီအချိုးမကျတဲ့တရားကကျွန်တော်ဝင်လာတဲ့အချိန်အဲ့ကျူကောင်တာနက်ကလာပြီးမမြင်ရတဲ့မျက်မှန်ကြီးကိုဟိုပင့်ဒီပင့်လုပ်ပြီးအဲ့ကျူစီကိုစကားမပြီးကလာနဲ့လှမ်းပြောတယ်ခညာကျေးဇူးပြုတော်အဖြစ်ကျွန်ုပ်ကိုတက်ကူနည်းနည်းတက်အိမ်နည်းနည်းပေးစမ်းပါတဲ့စရီးကဘာလဲဟာဆိုတဲ့ပုံစံမျိုးနဲ့လူပုံကိုတစ်ချက်မော့ကြည့်လိုက်ပြီးအန်ဆွဲတဲ့ကစကုထရက်နဲ့စာအိတ်သုံးလေးအိတ်ထုတ်ပြီးကောင်တာပေါ်လှမ်းတင်ပေးလိုက်တယ်ပြီးတော့သူ့စင်းစာအုပ်တွေဆက်ကြည့်နေတယ်အဲ့ဒီအချိန်ဟိုတော်ဝါဖြစ်ပြနေတဲ့ပုံခမားတို့မြင်စီခြင်းနဲ့သူကသူ့အလိုဆန္ဒမှန်သမျှကိုအလိုလိုကြိုသိတဲ့အစီပါးတွေနဲ့နေထိုင်ကြည့်ပြလာရတဲ့ပုဂ္ဂိုလ်သူ့ဘာသာဘာမှမလုပ်တတ်ဘူးမမြင်ရတဲ့မျက်မှန်ကိုပြန်နေရာချပြီးစရီးကိုလှမ်းអော်တယ်ဒီမဒီဘက်လှည့်ပါဦးခမဒီဘက်ခဏလောက်လှည့်ပါအလုသမားတယောက်ခိုင်းပေးစမ်းပါဒီဟာတွေဟိုစပွဲကိုပို့ခိုင်းပေးပါတဲ့ဘလောက်စိတ်ညစ်စရာအော်ကလီဆန်စရာကောင်းတဲ့တရဝါလေအဲ့ဒီစက်ကူနဲ့စာအုပ်ကိုပေ20လောက်ဝေးတဲ့စပွဲစီသူယူသွားလို့မရဘူးသူ့လက်တွေကကြွတ်တယ်နေတယ်ကင်ဘူးအောက်ကိုချလို့မရဘူးအဲ့ဒီလိုလူပေါက်ပန်းမျိုးတွေကျွန်တော်သိစိတ်ကုန်နေဒါကြောင့်မို့လို့ခမားတို့မှာအရင်နှင်းမရှိဘူးမိဘအမွေနှင်းမရှိဘူးဆိုတဲ့ကိစ္စဝမ်းမနေပါနဲ့အဲ့ဒါကောင်းတယ်ကျွန်တော်ဝမ်းသာတယ်လို့ပြောတာငွေအရင်နှီးကအရေးမကြီးဘူးခေါင်းထဲမှာအုံနောက်ရှိဖို့ကအရေးကြီးတယ်စဉ်းစားချင့်ချိန်တတ်ဖို့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်တတ်ဖို့ပဲအရေးကြီးပါတယ်AT စတီဝတ်ရခဲ့တဲ့သင်ခန်းစာနယူးယောက်ကကုန်သည်ကြီး AT စတီဝတ်အားလုံးသိပါတယ်သူခေတ်ကအမေရိကမှာအချမ်းသာဆုံးတထေးကြီးပေါ့ဒါပေမဲ့ငငယ်တုန်းကအင်မတန်ဆင်းရဲတယ်သူအယောင်းဝယ်လုပ်ငန်းစားတော့အရင်လေးဆိုလို့$1ခွဲပဲရှိတယ်အဲ့ဒီအရင်လေးနဲ့အချီလုံးရဲ့အပ်ရဲ့ကျေသီးတွေရဲ့ဝယ်ပြီးရောင်းတယ်ဒါပေမဲ့သူ့ပစ္စည်းတွေကရောင်းမစွန်ဘူးဘယ်စွန်မလဲလူမကြိုက်တဲ့ပစ္စည်းတွေဝယ်ထားတာကိုအဲ့ဒီတော့သူရှုံးတယ်89ပြားခွဲတိတိရှုံးသွားတယ်ငကူထက်တဝက်မကဆင်းရဲသွားတယ်အဲ့ဒီတော့လူတယောက်ဆင်းရဲတယ်ဆိုတာဘယ်အခါမျိုးမှဆင်းရဲတယ်လဲခမားပစ္စည်းလူမကြိုက်တဲ့အခါဆင်းရဲတယ်ခမားပစ္စည်းခမားကျွမ်းကျင်မှုခမားလှုပ်ဆောင်မှုတွေရောင်းမစွန်ဘူးခမားလက်ထဲပဲကျန်းနေရင်ခမားဆင်းရဲတယ်အဲ့ဒါအရေးကြီးတဲ့သင်ခန်းစာအဲ့ဒီသင်ခန်းစာကိုထိထိရောက်ရောက်အသုံးချတတ်ဖို့လိုတယ် AT စတီဝတ်အယောင်းဝယ်လုပ်ချင်တယ်ဒါပေမဲ့လူတွေဘာလို့ကျင်လဲသူမသိဘူးမသိပဲရမ်းဝယ်တော့လူမလိုချင်တဲ့ပစ္စည်းတွေဖြစ်နေတယ်အဲ့ဒီတော့သူ့လက်ထဲကျန်းနေတယ်သူရှုံးတယ်ဒါကိုစတီဝတ်သဘောပေါက်ပြီးတစ်သက်လုံးအတွက်သင်ခန်းစာယူတယ်လူတွေဘာလို့ကျင်တယ်လဲသိကြအောင်အရင်ဆုံးလုပ်ပြီးမှရောင်းကုန်ပစ္စည်းတွေငါဝယ်မယ်လို့ဆုံးဖြတ်လိုက်တယ်ပြီးတော့အိမ်ပေါက်စိတ်လိုက်မေးတယ်ဘာပစ္စည်းလိုချင်တယ်လဲတင်းနဲ့နှုတ်ထားနဲ့ရပါစီမယ်အဲ့ဒီလိုလိုက်မေးပြီးလူတွေဘာဝယ်ချင်တယ်လဲဆိုတာသိကြတော့မှသူ့မှာကြန့်ရှိနေတဲ့ပတ်စံ62ပြားခွဲကိုရင်းနှီးပြီးအယောင်အဝယ်လုပ်ငန်းကိုဆက်လုပ်တယ်အဲ့ဒီတော့မှသူစားပြီးအောင်မြင်တယ်ဈေးအောင်ဈေးဝယ်ကိစ္စမဟုတ်ဘူးခမရတို့ဘာအလုပ်လုပ်သည်ဖြစ်စေဘယ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုသည်ဖြစ်စေရှင်းနေကျောင်းဆရာဝန်အင်ရှင်မဘယ်သူအတွက်ဖြစ်ဖြစ်အဲ့ဒီသင်ခန်းစာဟာအရေးကြီးတယ်လူတွေဘာလို့ရှိတယ်လဲအရင်ဆုံးသိအောင်လုပ်ပါပြီးတော့မှအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးအတွက်ကိုယ်မှရှိသမျှစွမ်းအားကိုရင်းနှီးမြှုပ်နှံပါအဲ့ဒါဆိုရင်မူချအောင်မြင်ရမှာပဲစတီဝက်ကဒီစနစ်တိုင်းကျင့်သုံးတော့တန်း40ချမ်းသာသွားတယ်အဲ့ဒီတော့တချို့ကပြောမယ်နယူးယောက်မှာတော့ခမားပြောတဲ့အတိုင်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာဒါပေမဲ့ဖီလ်ဒဲလ်ဖီးယားလိုနေရာမှာတော့မဖြစ်နိုင်ဘူးဘာညာမလုပ်ပါနဲ့ကျွန်တော်ပြောမယ်နယူးယောက်မှာကောက်တဲ့စရင်စရာနော်
တည်တည်ချာချာလုပ်ထားတာဗါတယ်လေနယူးယောက်မြို့မှာဒေါ်လာ10 သန်းထက်ချမ်းသာတဲ့တတိ109ယောက်ရှိတယ်တဲ့ဟာအဲ့ဒါနယူးယောက်သွားအလုပ်လုပ်ပြီးချမ်းသာတာမဟုတ်လို့ဘာတော့ပြောစရာရှိတယ်မဟုတ်ဘူးစင်းရင်ကမပြီးသေးဘူးအဲ့ဒီဂရိကျတတိ109ယောက်နဲ့9ယောက်သာနယူးယောက်မှာစီးပွားရှာပြီးချမ်းသာတာတဲ့ကျန်တဲ့လူတရာကချမ်းသာပြီးမှနယူးယောက်တက်လာတာအဲ့ဒီလူတရာထဲမှာမှ69ယောက်တီဟာလူဦးရေ6000မပြည့်တဲ့မြို့သေးသေးလေးတွေမှာအလုပ်လုပ်ပြီးချမ်းသာလာကြတာပြီးတော့ဒီစင်းကောက်တဲ့အချိန်ကအမေရိကမှာချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်ဟာလူဦးရေ3500ပဲရှိတဲ့မြို့ကလေးတစ်မြို့မှာနေတယ်ခဏနေနေတာမဟုတ်ဘူးတစ်သက်လုံးနေတာဘယ်ကူမှမပြောင်းဘူးအဲ့ဒီတော့ခမည်းဘယ်မှာနေတယ်ဆိုတာအကြောင်းမဟုတ်ဘူးခမည်းဘာလဲဆိုတာသာအကြောင်းအဲ့ဒီမျိုးအကြီးအသေးကိစ္စစဉ်းစားဆက်ရှိလာမယ်ဆိုရင်တော့မြို့အသေးဟာကြီးပွားဖို့အခွင့်အရေးပိုပေးတယ်ဆိုတာမမေ့နဲ့ကြီးပွားအောင်လုပ်သွားပုံနဲ့ပတ်သက်လို့အကောင်းဆုံးနမူနာတစ်ခုကျွန်တော်ပြောပါဦးမယ်ဂျွန်ချက်ကော့အက်စတာဒီကနေ့အက်စတာမီသားစုချမ်းသာသမျှဒနာဥစ္စာကိုရှာပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးနောက်ပိုင်းသူ့အဆက်အနွယ်တွေလည်းရှာကြပါတယ်ဒါပေမဲ့သူရှာတာကနောက်လူအလုံးရှာသမျှစုစုပေါင်းထည့်ပို့တယ်အက်စတာအုတ်ထုတ်ရောင်းတဲ့နီးအဲ့ဒီအက်စတာဟာငငယ်တုန်းကစင်စင်ရဲရဲကောင်းလေးအဲ့ဒီကတက်လာတာစောစောပိုင်းတစ်ချိန်ကသူနယူးယောက်မှာအမျိုးသမီးအုတ်ထုတ်အယောင်းဆိုင်တစ်ဆိုင်ဆက်တူလုတ်ကင်ခဲ့ဘူးတယ်မူလဆိုင်ပိုင်ရှင်ကအယောင်းဝယ်မဖြစ်ရှုံးပေါ်ဆိုင်ကိုသူ့စီပေါင်နိုင်ရာကနေသူနဲ့ပါတနာဖြစ်လာတာပါတနာဖြစ်တော့ဘာလုပ်တယ်လဲဟိုလူကိုဆိုင်မှာမူလရှိတဲ့ပစ္စည်းတွေနဲ့ပဲဆက်ထိုင်ခိုင်းထားခဲ့ပြီးသူကတော့ပန်းညံနဲ့သွားထိုင်နေအဲ့ဒီမှာသူ့လုပ်ငန်းနဲ့ပတ်သက်တဲ့အရေးအကြီးဆုံးစိန်လဲအကြဆုံးအလုပ်ကိုလုပ်တယ်ပန်းညံနဲ့ဖြတ်တန်းသွားလာနေကြတဲ့အမျိုးသမီးချောချောတွေကိုတည်တည်ချာချာလိုက်ကြည့်တယ်အလုပ်အဲ့ဒီတော့ဒီလိုလူမျိုးမချမ်းသာရင်ဘယ်သူချမ်းသာမလဲတကယ်ပါခင်ဗျားတို့စဉ်းစားကြည့်သူ့ရှေ့ကအမျိုးသမီးတယောက်ဖြတ်သွားတယ်အမျိုးသမီးကချောချောလာလာလမ်းလျှောက်ပုံကလည်းကြွကြွရရကိုယုံကြည်မှုအပြည့်နဲ့တကဘာလုံးဝိုင်းအောင်ကြည့်မယ်ဆိုရင်တောင်ခြေလမ်းပြတ်မှာမဟုတ်ဘူးဆိုတဲ့အသွင်ပြင်မျိုးအဲ့ဒါဆိုရင်အဲ့ဒီအမျိုးသမီးဆောင်းတဲ့အုတ်ထုပ်ကိုသူတည်တည်ချာချာလိုက်ကြည့်ပြီးအုတ်ထုပ်ရဲ့ပုံပန်းတရံအပေါ်ယံချိတ်ဆွဲထားတဲ့အစင်တစားအတွန့်အတက်တွေဘေးအနာပတ်မှာကဘယ်လိုရှေ့နားကပါလေကျွန်တော်တော့မိန်းမဆောင်အုတ်ထုပ်တွေနဲ့ပတ်သက်လိုက်ရင်ဘာမှရေရရမပြောတတ်ဘူးသူတို့ဟာတွေကလည်းဒီနေ့ဒီပုံစံခစ်စားရင်နောက်တစ်နေ့နောက်တစ်မျိုးဖြစ်နေတာကိုထားပါတော့အက်စတာကတော့သူမြင်လိုက်ရတဲ့ပုံစံကိုတိတိကျကျမှတ်သားပြီးဆိုင်ကိုချက်ချင်းပြီးသူ့ပတနာကိုအဲ့ဒီလိုပုံစံမျိုးအုပ်ထုတ်လိုက်ရှာဆိုင်မျက်နှာစာကပစ္စည်းပြတဲ့နေရာမှာအမြန်ဆုံးတင်ဆိုပြီးသူကပန်းချံပြန်သွားစစ်ကြည့်နောက်ထပ်အမျိုးသမီးတယောက်ပထမအမျိုးသမီးနဲ့တော့ယုံကြည်ခြင်းတရန်ဟန်ပန်ခြင်းမတူဘူးသို့တော့သူလေတတနာနာသူနီးသူဟန်သူ့ပုံစံနဲ့စတိုင်ကြဆိုတော့သူကဘလို့အုပ်ထုတ်မျိုးဆောင်းတယ်လေတည်တည်ချာချာကြည့်ဆိုင်ပြန်ပြီးကဲတင်စမ်းအဲ့ဒီအုပ်ထုတ်မျိုးဒါပဲဆိုင်မှာလူမကြိုက်တဲ့အုပ်ထုတ်တွေမျက်နှာစာကမှန်ရှုကိမှာပြထားပြီးကိုကဆိုင်ထဲမှာဝဲသူကိုထိုင်ဆောင်နေလို့ရမယ်လားဘယ်သူမှဝင်မလားသူများဆိုင်ကအုပ်ထုတ်ပဲဝဲသွားကြတော့မှလူတွေကဘာညာရှောက်ကလောဆဲနေလို့ဖြစ်မလားအက်စတာကတော့အပြင်မှာလှလှပပသာနာအမျိုးသမီးတွေဝတ်ထားဆောင်ထားတဲ့အုပ်ထုတ်မျိုးကိုမှသူ့ဆိုင်ရှေ့ကမှာပန်းပြပြီးရောင်းနေအဲ့ဒါသူကြီးပွားတဲ့အဓိကအကြောင်းပဲဒီကနေ့ကျွန်တော်တို့မြို့မှာအထူးသဖြင့်ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမဲ့လူတွေအတွက်အခွင့်အလမ်းတွေအများကြီးပေါ်ပေါက်နေတယ်သို့တော့တစ်ချိန်တည်းမှာပဲကျွန်တော်တို့စီမှာစက်ရုံအလုပ်ရုံများကိုအစုဆက်ပိုင်ဆိုင်တဲ့စတော့ရှယ်ယာရှင်တွေနဲ့အဲ့ဒီပိုင်ရှင်တွေစီမှာအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေဆိုပြီးနှစ်ပိုင်းဟာတည်တည်ချာချာကြီးစီချပြီးရှိတယ်လို့ဖြစ်နေတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့တိုင်းပြည်မှာလူအများစုမှာစိတ်ဓာတ်ကြတာညှို့ငယ်တာတွေဖြစ်နေတယ်အလုပ်သမားဆိုတဲ့လူများစိတ်မှာသူတို့တွေဟာလက်ရှိအခြေအနေကဘယ်လိုမှတက်မလာနိုင်အောင်ဖိနှိပ်ခံထားရတယ်သူတို့ကောင်းထက်မှာသူတို့ဖောက်ထွက်လို့မရနိုင်တဲ့အမာခံလွှာကြီးတစ်ခုဖုံးလွှမ်းနေတယ်ဝေရှင်ကျေးရှင်လုပ်ငန်းရှင်ကြီးတွေဟာသူတို့ထက်အစမတန်မြင့်မားတဲ့နေရာကိုရောက်ရှိသွားကြပြီဒီလူတွေကအောက်ကိုဘယ်တော့မှငုံကြည့်မှာမဟုတ်ဘူးသူတို့စီကအကူအညီရဖို့လုံးဝမျှော်လင့်စရာမရှိဘူးစသဖြင့်မြင်နေကြတယ်ကျွန်တော်တို့လူတွေကောင်းတဲ့မှာအဲ့ဒီလိုအတွေ့အဲ့ဒီလိုခံစားချက်တွေလွှမ်းမိုးနေတယ်ဒါပေမဲ့ခင်ဗျားတို့ကိုကျွန်တော်ပြောချင်တယ်ဒီကနေ့ဟာကျွန်တော်တို့တိုက်ပြည်ရဲ့တမိုင်းတစ်လျှောက်မှာစင်ရသားတယောက်တတိဘွားရောက်နိုင်မဲ့အခြေအနေခွင်လန်းနေအများဆုံးပေးနေတဲ့အချိန်ပဲအခုဟောဒီကျွန်တော်တို့ဖီလာဒဲလ်ဖီးယားမြို့မှာလဲထိုနည်း၎င်းပါ
ဒါပေမဲ့ကိုလူတွေစိတ်သက်ကြနေကြတယ်မဖြစ်နိုင်ဘူးထင်ပြီးလက်မိုင်ချနေကြတယ်အဲ့ဒီအကြောင်းတစ်ခုတည်းကြောင့်ကိုသူတို့ကြီးပွားရေးပိတ်နေတာဒါပဲတခြားဘာမှမရှိဘူးစင်းရဲသားလောကကတတိလောကကိုကူးတတ်မဲ့လမ်းမကြီးဟာပွင့်နေတာပဲဒါကိုကို့ဘာသာမပိတ်ပါနဲ့ကျွန်တော်တို့သိတယ်ဒီနေ့အလုပ်သမားသမဂ္ဂတွေမှာပြဿနာကြီးနှစ်ရပ်ရက်ဆိုင်နေရတယ်အဲ့ဒီပြဿနာကြီးနှစ်ရပ်ကိုဖြေရှင်းဖို့နီလန်းကအရှင်းလေးပါဒါပေမဲ့အလုပ်သမားသမဂ္ဂတွေကဖြေရှင်းဖို့မကြိုးစားဘူးသူတို့ကိုယ်တိုင်ကအရင်ရှင်ကြီးများလို့ပဲပြဿနာမဖြေရှင်းနိုင်အောင်ကြိုးစားပန်းစားပိတ်ဆို့တားဆီးနေကြတယ်လူအားနဲ့အရင်ကျွန်တော်ပြောပါမယ်အလုပ်သမားသမဂ္ဂတွေမှာဒုက္ခရောက်နေတဲ့ကိစ္စကြီးတစ်ခုနဲ့တစ်ခုကဘာလဲဆိုတော့လူအားစွမ်းရည်မတူညီတဲ့အလုပ်သမားအားလုံးကိုတန်ဖိုးတစ်မျိုးတည်းသတ်မှတ်ချင်နေတဲ့ကိစ္စအဲ့ဒီကိစ္စအတွက်ဘာလို့တလဲဆိုတော့ဒီနေ့မှာ$5ရနိုင်တဲ့အရေးချင်းရှိတဲ့အလုပ်သမားကိုတစ်နေ့$2ခွဲပဲရအောင်လျှော့ချပစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့လုံးနေလို့မှ$50ဝက်ရစရာအကြောင်းမရှိတဲ့အပြင်းဆုံးအတုံးဆုံးအလုပ်သမားနဲ့ညီတူညီမျှဖြစ်စေခြင်းလို့ပါ။အဲ့ဒါအလုပ်လုပ်သူများအတွက်အနေအကြီးဆုံးစိတ်သက်ကြစရာလေအကောင်းဆုံးကိစ္စ။ဒီပုံစံအရအလုပ်သမားတယောက်ဟာသူ့အလုပ်ကိုပိုကောင်းအောင်ပိုအည်သွေးမြင်မလာအောင်သူများတွေထက်အချိန်နာရီပိုများအောင်ဘလောက်ပဲလှုပ်လို့အဲ့ဒီအတွက်သူဘာအကျိုးရလမှခံစားရစရာမရှိတော့ဘူးဒါအင်မတန်အနေကြီးတဲ့ကိစ္စအလုသမားတိုင်းမိမိဖာသာလွတ်လပ်စွာရပ်တည်နိုင်သူတွေဖြစ်ဖို့အမေရိကန်တိုင်းတခြားအမေရိကန်တွေနဲ့တန်းတူညီမျှဖြစ်နိုင်ဖို့ဆိုရင်အလုလုပ်သူတယောက်အနေနဲ့သူတန်ရာတန်ဖိုးကိုသူတောင်းဆိုခွင့်ရယူခံစားခွင့်ရှိရလိမ့်မယ်အလုသမားတယောက်ကိုအရင်ရှင်ကဟေ့မင်းတန်ဖိုးရဲ့တဝက်ပဲလုပ်ကွာလို့ခိုင်းစီတာမျိုးခွင့်မပြုသင့်တယ်လို့ခမည်းအရင်ရှင်တွေအတွက်ခမည်းစွန့်ရည်ရဲ့တဝက်ပဲလုပ်ပြလို့အလုသမားသမဂ္ဂကပြောတာမျိုးလေးခွင့်မပြုသင့်ဘူးအဲ့ဒီတော့တတိရှိပါလွတ်လွတ်လပ်လပ်ရပ်တည်ကြပါအဲ့ဒါဆိုရင်အလုသမားအနေနဲ့သူဆင်းရဲဘဝကလူချမ်းသာဘဝကိုတက်လှမ်းဖို့လမ်းပွင့်လာပါလိမ့်မယ်အလုသမားသမဂ္ဂတွေမှာရှိနေတဲ့သူတို့ဘာသာသူတို့ဖြည့်ရှင်းရမယ့်နောက်ပြဿနာတစ်ခုကသူတို့စီလာလာပြီးတနရှင်ရဲ့ရက်ဆက်ယုံမှမှုတွေဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်အာပေါင်းအာရင်တန်တန်ဟောပြောကြတဲ့ပုဂ္ဂိုလ်တွေဒီလူတွေရဲ့ဟောလုံးပြောလုံးတွေကြားရပါများလွန်းလို့ကျွန်တော်တို့တရေနိုးထပြောခိုင်းတောင်ပြောလို့ရနေပြီကျွန်တော်လည်းအလုပ်သမားတွေကြားတဲ့နေလာခဲ့တဲ့သူပါသူကိုယ်တိုင်လည်းအလုပ်လုပ်နေသူတူပါအလုပ်သမားသမဂ္ဂတွေကသူတို့ရဲ့တင်းလုံးကျွတ်အစည်းအဝေးတွေမှာတရားဟောဖို့ဖိတ်ခေါ်တဲ့ပုဂ္ဂိုလ်တွေဟောကြားပြောကြတာကျွန်တော်မကြက်ခဏနားထောင်ခဲ့ရပူပါတယ်ယူယူတတအလုတ်လုတ်ကိုင်းနေကြတဲ့အလုသမားတို့ရှေ့ထွက်ပြီးဒီပုဂ္ဂိုလ်တွေကဘာပြောတယ်လဲယူသားတော့စူးစားတော့ရဲဘော်အလုသမားပေါင်းတို့ခမည်းတော်ဟာဒီကဘာကြီးရဲ့ဒဏအရင်အနည်းအလုံးကိုဖန်တီးပေးနေသူတွေဖြစ်တယ်မင်းဆိုရာဇာတွေအတွက်နန်းတော်ကြီးတွေခမည်းတော်စောက်လုပ်ပေးခဲ့ကြတယ်ကုန်းမြေပေါ်မှာမီးရထားလမ်းတွေပင်လယ်သမုဒ္ဒရာပြင်မှာမီးတင်မောကြီးတွေခမည်းတော်စွမ်းအားနဲ့တိစောက်ပေးခဲ့ကြတယ်ဒါပေမဲ့ဒီအတွက်ခမည်းတော်မှာဘာတွေအကျိုးခံစားရတယ်လဲနောက်ဆုံးတော့ခမည်းတော်မှာကျွန်ဘဝပဲမဟုတ်လားအရင်ရှင်ကခမည်းတော်ကိုမှုံမှုံညက်ညက်ကြည့်အောင်မြေမှာခြံနေနေတယ်သူ့မှာကခြံကြီးဝင်းကြီးတိုက်တာအင်ယာကြီးတွေနဲ့သူ့ဘာနာတိုက်တွေထဲမှာရွှေတုံးရွှေခဲတွေအပြည့်နဲ့သူကဒါတွေနဲ့စီးစိမ်ခံယုံကြည်နူးပျော်ရွှင်နေယုံမကခမည်းတော်ဆင်းရဲဒုက္ခရောက်နေတာကိုပါကြည်ပြီးအားရဂျင်းနဲ့နေသေးတာတကယ်ကသူ့မှာရှိနေသမျှဒနာဥစ္စာဟာခမည်းတော်ခန္ဓာကိုယ်ရဲ့နှလုံးသားတွေကအသွေးအသားတွေနဲ့သုံးလုပ်ပြီးခဲ့ရတာတွေကြီးပဲမဟုတ်လားဒီလိုစကားမျိုးတွေသူတို့ပြောကြတယ်စဉ်းစားကြည့်ပါဒါတွေဟာအားလုံးအလိအညာတွေကြီးပါမဟုတ်တမ်းတရားရှောက်ပြောနေကြတာတွေမှနားထောင်သူအများစုလည်းသိကြတာပါဒါပေမဲ့ဒီစကားတွေပဲထက်တလဲလဲကြားနေရတယ်အရင်ရှင်တွေယုံပါတယ်ကောက်ကျစ်စင်လေးတွေအလုသမားတွေဂျုံခံနေရတယ်မလောက်ပါနဲ့မဟုတ်တာတွေမပြောပါနဲ့တိုင်းပြည်ချစ်တဲ့လူမှန်ရင်ဒီတိုင်းပြည်ကြီးတကယ်တိုးတက်စေခြင်းရင်တိုင်းပြည်မှာလူအများကောင်းစားတာမြင်ခြင်းရင်အရင်သမားနဲ့လှုပ်အားသမားညီညီညာညာလက်တွဲလာအောင်စိတ်တူသဘောတူရက်တီလာအောင်သာကိုစွမ်းညံစွမ်းရှိသမျှဆောင်ရွက်ပေးပါလှုပ်အားနဲ့အရင်ကိုဘယ်တော့မှမခွဲပါနဲ့ဒီနှစ်ခုကိုခွဲခြားဖို့ကြိုးစားတဲ့လူရန်တိုက်ပေးဖို့ကြံစီတဲ့လူဟာတိုင်းပြည်ရဲ့ရန်သူပဲဒီထွင်သူများနောက်တစ်ချက်ဆိုပါတော့ကျွန်တော်အခုဒီပိသက်ထဲဆင်းလျှောက်ပြီးကဲကျွန်တော်ကိုခမရတို့ဖီဒယ်ဖီယာကတီထွင်သူပုဂ္ဂိုလ်များနဲ့မိတ်ဆက်ပေးစမ်းပါလို့ပြောမယ်ဆိုပါတော့
ခင်ဗျားတို့ကဆိုမယ်ဟာဖီတယ်ဖီယာမှာတီထွင်သူမရှိပါဘူးကျွန်တော်တို့ကအင်မတန်နောက်ကျတဲ့နှိကွေးတဲ့ဒေသပါလို့ဆိုကြမယ်ဒါပေမဲ့ကျွန်တော်ကတော့လက်မခံဘူးခင်ဗျားတို့စီမှာအဲ့ဒီစက်ကရိယာပစ္စည်းမျိုးတွေကြံစီလုတ်ကင်ခဲ့ကြသူများလို့တီထွင်သူပုံကိုယ်တွေအများကြီးရှိတယ်လို့ပဲဆိုမယ်ဘာကြောင့်လဲတီထွင်သူတွေဆိုတာငကူမူလကတော့လူသူမသိကြတဲ့ရိုးရိုးတာမန်လူတွေပါနောက်တနေ့ကဘာအတွက်အကြီးကျယ်ဆုံးအကျိုးပြုမဲ့တီထွင်သူပုဂ္ဂိုလ်လောင်းလျာဟာလောလောဆယ်မှာသူ့ကိုယ်သူဘယ်ဒီလောက်မျှော်မှန်းထားအောင်မလဲအဲ့ဒီအမျိုးသားသို့မဟုတ်အမျိုးသမီးရဲ့စိတ်ထဲမှာဟာငါကတော့ဘာမှတီထွင်နိုင်မဲ့သူမဟုတ်ပါဘူးလို့ပဲထင်နေအောင်မယ်ဒါထုံးစံပါတီထွင်မှုသမိုင်းကြောင်းတွေဖတ်ကြည့်ရင်ခင်ဗျားတို့အံ့ဩကြမယ်ဘာကြောင့်လဲအီယာမတီထွင်မှုကြီးတွေပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေဟာနောက်တော့မှသာအီယာမပုဂ္ဂိုလ်တွေဖြစ်သွားကြတာအစပိုင်းတုန်းကသူတို့ကိုယ်သူတို့အဲ့ဒီလောက်ကြီးကျယ်တဲ့အလုပ်ကြီးတွေဖြစ်မြောက်အောင်ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ကြိုတင်မြင်အောင်ထားကြတာမဟုတ်ဘူးဒါပေမဲ့အောင်မြင်ပြီးတဲ့အချိန်လေအဲ့ဒီပုဂ္ဂိုလ်ကြီးတွေကိုသွားကြည့်ပါဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲတကယ်ရိုးရိုးစင်းစင်းနေထိုင်တဲ့လူတွေဖြောင်းဖြောင်းရှင်းရှင်းပြောသူတွေတာမန်သူလိုငါလိုစဉ်းစားဉာဏ်မျိုးနဲ့တဘာဝကြကြစဉ်းစားကြသူတွေကြီးပဲအေးကြီးတာတစ်ချက်ပဲသူတို့မှထူခြားတာရှိတယ်အဲ့ဒါကသူတို့ပတ်ဝန်းကျင်လောကမှာဘယ်အရာတစ်ခုလိုအပ်နေတယ်ဆိုတာသူတို့မြင်တယ်ပြီးတဲ့နောက်အဲ့ဒီကိစ္စကိုအပြည့်အဝဆုံးနားလည်နိုင်ဖို့နဲ့အစွမ်းကုန်ဖြည့်ဆည်းပေးနိုင်ဖို့သူတို့ကြိုးစားကြတယ်ဒါပဲအဲ့ဒီအခါမှာအမှတ်မထင်တီထွင်မှုကြီးတစ်ခုပေါ်ပေါက်လာတယ်အဲ့ဒီတော့ခမည်းမှာတစုံတရာတီထွင်ခြင်းနဲ့ဆန္ဒရှိမယ်ဆိုပါတော့ခမည်းကောင်းတွေကခွေးသွားစိတ်ပင်ရံတွေကြားမှာကြီးလိုက်ရှာမနေပါနဲ့အပြေမှာရှိနေတဲ့စက်ရန်သားတွေကြားမှာကြီးပဲလိုက်မရှာပါနဲ့ဘေးပါဝင်းချင်းကိုအရင်ကြည့်ပါလူတွေမှာဘာတွေလိုအပ်နေတယ်လဲအဲ့ဒီလိုအပ်ချက်ကိုခမည်းဘယ်လိုဖြည့်ဆည်းနိုင်မလဲစဉ်းစားကြည့်ပါကြံစပါလုပ်ပါအဲ့ဒါဆိုရင်ငကူအိမ်မက်တောင်မမက်ခဲ့ဘူးတဲ့တီထွင်မှုကြီးတစ်ခုခမည်းထမြောက်အောင်မြင်ပါပဲတီထွင်သူကြီးတွေဆိုတာအေယာမပုဂ္ဂိုလ်ကြီးတွေကိုနဲ့ဘာမှမဆိုင်တဲ့လူတွေလို့မအောင်မေ့ပါနဲ့အေယာမတီထွင်သူကြီးတွေတွားကြည့်ရင်တကယ်ရိုးရိုးရှင်းရှင်းပုဂ္ဂိုလ်ကြီးပဲဆိုတာတွေ့ရလိမ့်မယ်ပိုပြီးကြီးကျယ်လေးလေးပိုပြီးရိုးစင်းလေးလေးပဲအဲ့ဒါတန်ဖို့ပဲစရန်တရားများလဲကြည့်လုပ်ငန်းစွမ်းရည်ချင်းတူညီမယ်ဆိုရင်တိဆောက်ပုံရှင်းလင်းတဲ့စဟာပိုတန်ဖို့ရှိတဲ့စက်တကယ်တန်ဖို့ရှိတဲ့ပုဂ္ဂိုလ်ကြီးများဟာအဲ့ဒီအတိုင်းပါပဲအနေအထိုင်အလွန်ရိုးတယ်သူလိုငါလိုတာမန်မဲနေတယ်အမှတ်တမဲ့ကြည့်ရင်သူလုပ်နေတဲ့အလုပ်ဟာငါလည်းလုပ်နိုင်မယ်လူတကာလုပ်နိုင်မယ်လို့ထင်ရတယ်သူတို့ဟာဟိတ်ဟန်မရှိဘူးသူတို့နဲ့တခြားလူတွေကြားမှာစီချမထားဘူးခမည်းမှာအဲ့ဒီပုဂ္ဂိုလ်မျိုးတယောက်အင်းနီနာချင်းရှိမယ်ဆိုပါတော့ဟေးဂျင်နေကောင်းရလား Good morning Sam စသည်ဖြင့်အေးအေးဆေးဆေးပဲအပြန်အလှန်ခင်ခင်မင်းမင်းနှုတ်ဆက်စကားပြောလို့ရတယ်ဒါကိုရိကျွန်တော် General Coffee နောက်တွင်အမေရိကန်သမ္မတတဦးဖြစ်လာသူအထုပ်ပတ်တိရေးမဲ့အခါသူ့အိမ်သွားတယ်သူ့အိမ်နီးချင်းတယောက်ကကျွန်တော်ကိုအိမ်နောက်ဖေးပေါက်ကခေါ်သွားပြီးဂျင်ဖြုတ်ဂျင်နဲ့လှမ်းခေါ်တယ်ချက်ချင်းမှာပဲဂျင်ထွက်လာပြီးကျွန်တော်ကိုအိမ်ထဲခေါ်တယ်အဲ့ဒါ General Coffee ကျွန်တော်တို့ခေတ်ရဲ့အကြီးကျယ်ဆုံးပုဂ္ဂိုလ်တယောက်တကယ်ကြီးကျယ်ပြေးပွားတဲ့ပုဂ္ဂိုလ်များဟာဒီတိုင်းမှာပဲဒီချိန်လဲကျွန်တော်ဗာဂျီးနီးယားပြည်နယ်ရောက်လာတယ်အဲ့ဒီကတက္ကသိုလ်တစ်ခုမှရှိတဲ့ပုဂ္ဂိုလ်ကြီးတယောက်စီကျွန်တော်သွားတော့ခြံထဲမှာတစ်ပင်လေးတစ်ပင်စိုက်နေတဲ့လူတယောက်စီလမ်းညွှန်နေကျွန်တော်အဲ့ဒီလူနာသွားပြီးကျွန်တော်တက္ကသိုလ်အဓိပတိကြီး General Robert Ely နဲ့တွေ့ကျင်လို့ပါပြောတော့ကျွန်တော် Generally ပါခင်ဗျာတဲ့တကယ်ကြီးကျယ်ပြေးပွားတဲ့ပုဂ္ဂိုလ်များအဲ့ဒီလိုပဲဟိတ်ဟန်မရှိမာမာနမရှိတကယ်ရိုးရိုးစင်စင်ပဲမှတ်ချက် Generally ဒီအမေရိကန်ပြည်တွင်းစစ်ကာလကတောင်ပိုင်းတပ်များ၏စစ်ဒေနာပတိချုပ်အဖြစ်ဦးဆောင်ခဲ့သူဖြစ်သည်။အေယာမပုဂ္ဂိုလ်ကြီးတွေဟာဝင့်ဝါပါလွှမ်းမှုကင်းတယ်လို့အေယာမတည်ထွင်မှုကြီးတွေဟာလည်းအခြေခံကတော့ရိုးရိုးစင်စင်တွေကြီးပါပဲ။ကျွန်တော်စာတင်ကျောင်းတစ်ကျောင်းမှာကလေးတွေကိုကဘာပေါ်မှာအထင်ရှားဆုံးတည်ထွင်သူကြီးတွေနာမည်ပြောစမ်းပါဆိုတော့မိန်းကလေးတယောက်ကထားပြီးဖြစ်တယ်။ကိုလမ်ဘတ်တဲ့သူလဲတိတ်ကြီးမားလာတယ်တော့မဟုတ်ပါဘူး။ပြောမယ်ဆိုရင်ပြောလို့ဖြစ်တာကိုကိုလမ်ဘတ်ကယာမီတစ်ခုကိုဝယ်တယ်ဝယ်ပြီးတော့အဲ့ဒီမှာလုပ်တယ်ပေါ့ဗျာပုံစံကတော့ကျွန်တော်ဖေရဲ့ရခင်ကျွန်တော်ဆက်လုပ်ခဲ့ရတယ်လို့မျိုးနေမှာပါပဲပေါက်ပြားလေးတစ်လက်ကိုင်းလေကွင်းနဲ့ဆင်းသွားကြောက်တုံးတုံးပေါ်ထိုင်ပြီးငေးပေါ့ကိုလမ်ဘတ်ရဲ့နေရာကပင်လယ်ကမ်းနားမှာတ
သမုဒ္ဒရာကြီးကိုလှမ်းမြင်ရတဲ့နေရာမှာအဲ့ဒီမှာထိုင်ပြီးပင်လယ်ဘက်မြုပ်ကြည့်တော့ရွှက်သင်းမိုးကြီးတွေဟိုဝေးစီရွှဲလွင့်သွားတဲ့အခါဝေးသွားတာနဲ့အမျှပင်လယ်ထဲတဖြည်းဖြည်းနှိမ့်ဆင်းသွားပြီးပျောက်သွားတာမြင်ရတယ်ပထမသင်းမိုးကိုရဲ့အနောက်ရွက်ဖားဖားအဲ့ဒီနောက်ရွက်တိုင်ထိပ်ဖြာတဖြည်းဖြည်းရေထဲနစ်သွားသလိုမြင်ရတယ်အဲ့ဒီအချိန်ကလေးကစပိန်သင်းမိုးတွေကလည်းပင်လယ်သမုဒ္ဒရာထဲနှစ်ဆင်းသွားသလိုဝေးဝေးလန်လန်ခေါင်ခေါင်ဖျားဖျားတွေထိသွားနေကြပြီကိုလမ်ဘတ်ကပေါက်ပြားလက်ကင်ယူလုံးလုံးကိုကိုင်းပြီးရွက်တိုင်တွေရေထဲနစ်သွားတာထိုင်ထိုင်ကြည့်ရင်စဉ်းစားမိတယ်ဒီလက်ကင်ယူအလုံးကိုပတ်သွားရသလိုပဲနည်းနည်းဝေးသွားတော့အောက်ဖက်နှိမ့်ဆင်းသွားသလိုမြင်ရတယ်ပိုဝေးတော့အောက်ဖက်ပိုနှိမ့်သွားတယ်ဒီထက်ဝေးတော့အထက်ဖက်ငကူနေရပြန်ရောက်လာကဘာကြီးလည်းဒီတိုင်းပဲငါအနောက်ဆူဆူကိုတောက်လျှောက်ရွက်လွင့်ဆင်းသွားရင်အရှိအိန္ဒိယရောက်မှာဒါပဲရှင်းရှင်းလေးပဲကိုလမ်ဘတ်ကောင်းထဲမှာပေါ်လာတဲ့အတွေ့ရှင်းလင်းလွန်းလို့ကြီးကျယ်သွားတာတောင်ကြီးတွေလိုပဲကြည့်လိုက်စမ်းပါရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားကြီးမြင်ရတာပဲဒါပေမဲ့ရှင်းလင်းထင်ရှားခြင်းကြောင့်ပဲအေယာမတောင်ကြီးဆိုပြီးဖြစ်လာရတာဒီထွင်သူပုဂ္ဂိုလ်ကြီးများဆိုတာလေဒီလိုပါပဲသူလိုငါလိုတာမန်လူတွေပဲရိုးရိုးစင်စင်ရှင်းရှင်းတွေးသူတွေပဲကိုဘေးကလူတွေမှာဘာတစ်ခုလိုအပ်နေတယ်လဲအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့သူတို့ကြိုးစားကြတာပဲဒါပဲရတနာတိုက်တွေ့ကြသူများကျွန်တော်ဒီချိန်ကမြောက်ကယ်လီဖိုးနီးယားနယ်မှာဟောပြောခဲ့တဲ့အခါပေးသက်ထဲမှာဘန်ကငွေကိုင်းစီးတယောက်ပါတယ်သူရှိတက်တက်ထိုင်နေတဲ့အမျိုးသမီးကအုတ်ထုပ်ကြီးတစ်လုံးစောင်းထားတယ်အဲ့ဒီနေ့ဟောပြောချက်ထဲမှာကျွန်တော်တခုထည့်ပြောတယ်ခင်ဗျားတို့အတွက်တနာဥစ္စာဟာခင်ဗျားတို့နားလေးမှာကပ်ပြီးရှိနေတယ်နီးလုံးလို့ခင်ဗျားတို့မမြင်ကြဘူးသူ့အပေါ်ကျော်ပြီးတခြားကိုကြည့်နေကြတယ်ဆိုတဲ့စကားဒီစကားနားထောင်ပြီးအဲ့ဒီငွေကိုင်းပုဂ္ဂိုလ်ကသူ့ဘေးနားကမိတ်ဆွေကိုအဲ့ဒီတည်းပဲပြောတယ်ကျုပ်အတွက်တနာဥစ္စာတော့အဲ့ဒီအုတ်ထုပ်ထဲမှာရှိနေပြီပြတဲ့ဒီကိစ္စကိုနောက်ပိုင်းသူကျွန်တော်စီစာရေးလို့သိရတာပါအဲ့ဒီနေ့ကကျွန်တော်ပြောတဲ့အထက်မှာလူတွေရဲ့လိုအပ်ချက်ဘယ်မှာရှိသလဲအဲ့ဒီရှိတဲ့နေရာတိုင်းမှာရတနာတိုက်တစ်ခုကိန်းအောင်နေတယ်ဆိုတဲ့စကားတစ်ခုလည်းပါခဲ့တယ်ကျွန်တော်စကားကိုသူသဘောပေါက်သွားတယ်သူ့အတွက်ကြိုးရှိအောင်ယူသွားတယ်သူရှိကထိုင်တဲ့မိမရဲ့အုတ်ထုပ်မှာပင်တစ်ချောင်းထူထားတယ်အဲ့ဒီပင်ကတိတ်နေရမကြဘူးဒီထက်ပိုပြီးအသုံးတဲ့အဆင်ပြေတဲ့ပင်မျိုးဖြစ်တဲ့နဲ့လုံမယ်ဆိုရင်လည်းဖြစ်နိုင်နေအဲ့ဒါစဉ်းစားမိပြီးသူတကယ်လို့ဖြစ်သွားတယ်မိမအုတ်ထုပ်တွေမှာထူမဲ့ပူကောင်းတဲ့ပင်တစ်ချောင်းနောက်ကြတော့အဲ့ဒီပစ္စည်းကိုတူးတဲ့ထုတ်လုပ်ခြင်းတဲ့သူကသူ့စီကအမှုပိုင်ခွင့်ကိုဒေါ်လာ9000ခွဲပေးပြီးဝယ်သွားတယ်ကြည်စံဟောပြောပွဲခမ်းမထဲမှာတင်ထိုင်ရင်ခဏချမ်းသာသွားတာအရေးကြီးတာကဒါပဲခမည်းမျက်စိထဲမှာလူတွေအတွက်ဘာလိုအပ်ချက်တွေမြင်တယ်လဲဒါအရေးကြီးတယ်ကျွန်တော်ဇာတိတောင်ပေါ်ဒေသကလူတယောက်ကျွန်တော်တတိယသေးတယ်စီးရင်ပါတယ်နှစ်ပေါင်း20လောက်အရက်ကကူညီထောက်ပံ့ထားရတဲ့လူဒီလူချန်ထဲမှာမိပေပင်ကြီးတပင်ရှိတယ်အကိုင်းအခတ်တွေကသူ့တဲခေါမှုပေါ်အထိဖြန့်ကျက်အုပ်ဆောင်နေတယ်ကောင်းငင်ဘုံကကောင်းချီးမိကလာပြီးထားတယ်လို့ပါပဲမှတ်ချက်မိပေပင်အမျိုးမျိုးရှိသည်တရားမိပေပင်ဆိုသည်ကပင်စီမအချွေတစ်မျိုးထွက်သည်ပင်စီတဲ့ကိုထိုးပေါက်ကပြောင်းတစ်ခုဓာတ်ပြီးအောက်မှပုံးဖြင့်အည်ခံ၍ရသည်၎င်းကိုကျွတ်ချက်လျင်တရားညွန်များရသည်အဲ့ဒီအပြင်ကျွန်တော်မှတ်မိပါသေးတယ်ຫນွေဥပေါက်ရောက်ပြီဆိုရင်ကျွန်တော်တို့ငငယ်တုန်းကအဲ့ဒီနာကချက်တိတွေကလည်းအတော်ဆူတယ်ဗျຫນွေဥပေါက်ရောက်ရင်အဲ့ဒီပုဂ္ဂိုလ်ကသူ့မိပဲပင်မှာပုံလေးတစ်ပုံချိတ်ထားပြီးတရားကြီးခံနေဗျပုံလေးချိတ်ထားတာကျွန်တော်မျက်စိထဲမြင်နေသေးတယ်ဒါပေမဲ့သူခမညာတိတ်မရရှာပါဘူးကျွန်တော်စောစောကပြောတဲ့ကျွန်တော်တို့ငငယ်တုန်းကကောင်းလေးတွေပေါ့ဒီကောင်တွေတိတ်ဆိုးတယ်ဒီလူညအိပ်ပြီးဆိုတော့မှတူတူတိတ်သွားတဲ့လူကသွားတယ်သူမနဲ့အိယာကမထသေးခင်အစိုးကြီးထသွားတဲ့လူကသွားတယ်ပြီးတော့အဲ့ဒီမှာပုံနဲ့ဆုမိထားတဲ့အချိုရည်တွေခိုးတောက်ကြတာပဲဒီကောင်တွေတကယ်လို့တာအဲ့ဒီတော့အင်ရှင်ပုဂ္ဂိုလ်ကြီးခမညာတရားရည်တိတ်မရရှာဘူးပေါ့ဗျာဒါပေမဲ့အဲ့ဒီတိတ်မရတဲ့မိပေကြီးတွေကနေသူလုတ်တဲ့တရားကသိဖြူဖွေးပြီးအပွင့်လဲတိတ်လာတယ်ဒီတရားကိုသူ့အိမ်ခဏလောက်ရောက်လာတဲ့လူတယောက်ကမြင်တော့အယမ်းအော်သွားတယ်ဒါမိပေတရားဆိုတာကိုမယုံနိုင်အောင်ဖြစ်နေတယ်မိပေတရားဆိုတာအယောင်မဲတတဲနီညိုရောင်လောက်ဖြစ်ရင်တောင်အင်မတန်တော်လို့ပဲမိပေကြီးကနေဖြူဖြူဖွေးဖွေးတရားဝင်ရအောင်ဘယ်သူမှမလုပ်တတ်သေးဘူးဒါနဲ့ဧည့်သည်ကတဲအိမ်ရှင်ပုဂ္ဂိုလ်ကြီးကိုကြံပေးတယ်ခင်ဗျားတလောက်ကောင်းတဲ့တရားမျိုးလုပ်တတ်ရင်ဗျာညံ့ညဆဆလုပ်ပြီးမဟုတ်သမားတွေစီသင်ပေါ်ဗျ
ဆိုတော့မှပုဂ္ဂိုလ်ကြီးကသဘောပေါက်သွားပြီးမေးပေတရားဝင်ဆိုတာကိုတီထွင်နေသူတီထွင်ကြောင်းကြော်ညာဖြစ်တယ်ပေါ့ဗျာအဲ့ဒီတင်မောမပိုင်ခွင့်တက်တန်းမကုံဆုံးခင်မှာဒီပုဂ္ဂိုလ်ကြီးကဒေါ်လာ9000လောက်ရသွားတယ်သူ့မေပေပင်အောက်ကတေးအိမ်နိုင်ရမှာတတနာနာအင်ကြီးတစ်ဆောင်ဆောက်ပြီးနေသွားနိုင်ခဲ့တယ်တကယ်ဆိုဒီပင်ကြီးသူပိုင်းလာတာနှစ်ပေါင်း40လောက်ရှိသွားပြီသူများကပြောလိုက်တော့မှပဲအိမ်မက်ကလန့်လို့တလို့ဖြစ်ပြီးဒီအပင်ကြီးဟာသူ့အတွက်ရတနာတိုက်ကြီးပါလားဆိုတာအလန့်တကြားသွားမြင်တာခင်ဗျားတို့ကျွန်တော်တို့လည်းထိုနည်း၎င်းပါပဲကို့အတွက်ရတနာတိုက်မြုပ်ထားတဲ့တစ်ပင်တစ်ပင်မှာငုတ်တုတ်ထိုင်နေကြတယ်ဒီပင်ကြီးကိုကျွန်တော်တို့ပိုင်နေကျွန်တော်တို့ကြိုက်တယ်လို့လုပ်လို့ရတယ်လုပ်တယ်ဒါပေမဲ့ဒီဟာနဲ့ဆက်တဲ့အများရဲ့လိုအပ်ချက်တစ်ခုကိုမမြင်မချင်းတော့ဒီဟာကြီးဘလောက်အဖို့တန်တယ်လဲကျွန်တော်တို့မသိနိုင်မမြင်နိုင်ဘူးအဲ့ဒါကိုမြင်ပြီးတွေ့ပြီးလုံးဝထင်မှတ်မထားတဲ့တီထွင်မှုတစ်ခုပြုလုပ်နိုင်ခဲ့ပြီဆိုရင်အဲ့ဒီအချိန်ဟာလူဘဝဟာကြည်နူးစရာရင်ခုန်စရာအကောင်းဆုံးအချိန်ခါတစ်ခုဖြစ်သွားတယ်ကျွန်တော်ဒီတိုင်းပြည်အနှံ့ပြားတွေမကဘူးအင်္ဂလန်ကပါစာတွေမကြခဏရပါတယ်ကျွန်တော်ဟောပြောခဲ့တဲ့နေရာတွေစီကိုပါကျွန်တော်တို့ကတော့ဖြင့်ဘေဟာတွေရှောက်ဖွေးတွေ့ရှိခဲ့ပါပြီတီထွင်အောင်မြင်ခဲ့ပါပြီဆိုတဲ့အကြောင်းဝမ်းမြောက်ဝမ်းသာအကြောင်းကြားလိုက်တဲ့စာတွေအဲ့ဒီတော့အောင်မြင်ကြွကြားသွားသောတီထွင်သူပုဂ္ဂိုလ်ကြီးများဆိုတာဘယ်လိုလူတွေလဲခင်ဗျားတို့စဉ်းစားကြပါအခုဆက်လက်ပြီးတော့ဆရာဖေမရေးသားထားတဲ့စိန်မြေဧကပေါင်းများစွာဆိုတဲ့စာအုပ်ထဲကငါးပါရဂူဆိုတဲ့ခေါင်းစဉ်လေးနဲ့ရေးပြထားတာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ငါးပါရဂူကျွန်တော်အတော်ကောင်းတဲ့တာရကာလေးတစ်ခုသတိရသေးတယ်ဗျာမက်ဆာချူးဆက်နေတဲ့ကအိတ်ဘရတ်ဖီးလ်မြို့မှာနေခဲ့တဲ့လူတစ်ယောက်ငကိုကဖနက်ချုပ်သမားဗျဒါပေမဲ့အလုပ်ကအဆင်မပြေဘူးဖနက်မချုပ်ရဘူးဒါနဲ့အိမ်ထဲကြီးငောင်တောင်တောင်နဲ့ထိုင်နေတော့မိမကမကြည့်နိုင်ဖြစ်လာပြီးရှင်သွားအိမ်မကြီးထိုင်မနေနဲ့အပြင်ထွက်ဆိုပြီးအတင်းမောင်းထုတ်တယ်အဲ့ဒီတော့ယောက်ျားသားများထုံးစံမိမစကားမပယ်ရှောင်ဘူးဗျာအပြင်ထွက်လာရတယ်အပြင်ထွက်ပြီးတော့မလုပ်လဲအိမ်နောက်ဖေးချန်တွေကစီပိုင်းကြီးတစ်လုံးပေါ်တက်ထိုင်လိုက်တယ်အခြေအနေကမကောင်းဘူးပေါ့ဗျာရန်သူကအိမ်ကိုအပိုင်စီးထားတယ်ကိုကစီပိုင်းတစ်လုံးပေါ်တောင်တင်းနေတဲ့အနေထားမျိုးအဲ့ဒီမှာစင်းညင်းနဲ့ထိုင်ရင်နောက်ဖေးချန်စနာကစီးသွားတဲ့စမ်းကြောင်းလေးကိုငေးကြည့်နေမိတယ်စမ်းကြောင်းလေးကဟိုစကြက်မြခင်းတွေစီကို꿰ဝိုက်ပြီးစီးသွားတယ်စမ်းကြောင်းထဲမှာထရော့ငါးလေးတစ်ကောင်ရေစံတိုင်းတစ်ဖြက်ဖြက်တက်သွားပြီးကပင်ရနောက်နားလေးမှာသွားခိုတာသူမြင်နေဒါလေးတွေကြည့်ပြီးဒီလူတင်းနီစင်ရဲ့စမ်းကြောင်းလေးကြပြတွေကလာသူလာသွားသူသွားတော့လေငါကတသွင်းသွင်းစီးမြဲပင်ဆိုတဲ့စာသားကလေးကိုတွေးနေလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူး။ဘာကြောင့်လဲဆိုတော့သူကစီပိုင်းပေါ်ကဖြက်ခနဲ့ခုန်ချပြီးစမ်းကြောင်းနဲ့ငါဆင်းဖမ်းတာကိုဒီအတိုင်းပဲလက်နဲ့ဖမ်းတာပါ။ဖမ်းလို့ရသွားတော့ဒီငါကိုဝေါ်ဆက်စတာမြို့ကစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေစီပို့ပေးလိုက်တယ်။အဲ့ဒီလူတွေစီကစာဆောင်ပြန်လာတယ်။နောက်ထပ်အဲ့ဒီလူထရက်ငါးတကောင်ဖမ်းပို့ပေးနိုင်ရင်ပတ်စံ$9ပေးပါမယ်တဲ့တကယ်တော့ဟိုလူတွေအတွက်ဒီငါကဒီလောက်တန်ဖိုးရှိနေတာမဟုတ်ဘူးသူ့အနေထားကိုတီးလို့သူ့ကိုအားပေးကူညီခြင်းတဲ့သဘောနဲ့ဂရီပေးလိုက်ကြတာအဲ့ဒီတော့ဖနက်ချုပ်သမားနဲ့သူမယားဟာငွေ$9ရမယ်အလားလာကြောင်းသွေးစီးညညွတ်သွားကြပြီးနောက်ထပ်ထရက်ငါးတကောင်ဖမ်းနိုင်ဖို့ကြိုးစားကြတယ်စံကြောင်းလေးစတင်ဖြစ်ပေါ်လာတဲ့နေရာကနေသူစီးဝင်သွားတဲ့ရေဖွေးဖွေးမြစ်ကမ်းတစ်ပြေးအထိလိုက်ရှာကြပေမဲ့ထရက်ငါးဆိုတာတကောင်တမီးမြထပ်မတွေ့ရဘူးအဲ့ဒါနဲ့စိတ်ပြက်လက်ပြက်အိမ်ပြန်လာကြတယ်အဲ့ဒီနောက်ဘုန်းကြီးစီရောက်တော့သူတို့အဖြစ်တစ်နည်းတွေဖွင့်ပြောတယ်ဘုန်းကြီးကလည်းဒီငါးတွေဘလို့ပေါက်ဖွားကြီးပြင်းလာကြတယ်လဲဆိုတာတော့မသိဘူးပေါ့ဒါပေမဲ့တခုတော့လမ်းညွှန်နိုင်ခဲ့တယ်ငါးပါတကူစကရင်ရေးခဲ့တဲ့စာအုပ်ရှာပြီးဖတ်ကြည့်ပါလားခင်ဗျားတို့အတွက်အသုံးဝင်မဲ့အချက်လက်တွေအဲ့ဒီထဲပါခြင်းပါမှာပေါ့တဲ့အဲ့ဒီမှာရှာဖတ်တော့တွေ့တာပါပဲထရောက်ငါးတို့ရဲ့တဘာဝငါးမွေးမြူပုံမွေးမြူနည်းအကုန်လုံးပါတယ်ထရောက်ငါးတကောင်တစ်နှစ်မှာဥပေါင်း$3600ဥတယ်တက်တန်းတစ်နှစ်အတွင်းမှာငါးတကောင်၄ချိန်တစ်ပေါင်းလုံးတိုးတယ်အဲ့ဒီတော့၄နှစ်အတွင်းမှာထရောက်ငါးလေးတကောင်ကနေတစ်နှစ်ကိုငါးလေးတန်မှန်မှန်ထုတ်ပေးနိုင်တဲ့ငါးအုပ်ကြီးဖြစ်တဲ့အထိတိုးပွားလာနိုင်တယ်ဒီငါးကိုဈေးကွက်မှာချရောင်းရင်တပေါင်းကို$50ဝယ်နှုန်းရနိုင်တယ်ဆိုတာသူတို့ဖတ်ရတယ်အဲ့ဒီဖတ်ရသမျှတော့သူတို့မယုံကြပါဘူးဒါပေမဲ့
တေချာထားတဲ့ပတ်စံ$9အတွက်တော့တခုခုလုပ်ဖို့အစဉ်သင့်ရှိကြတယ်အဲ့ဒါနဲ့အိမ်နောက်ဖေးနားမှာပဲစမ်းချောင်းနဲ့ဆင်းပြီးကြောင်မီးသွေးစကားကိုစမ်းချောင်းအထက်ပိုင်းကပြတင်းပေါက်ခန်းစည်းစီကိုအောက်ဖက်ပိုင်းကရင်းသဘောမျိုးပိတ်ပြီးထရောက်ငါးမွေးမြူလုပ်ကြတယ်အဲ့ဒီမှာသူ့တက်လန်းစားတာပါပဲနောက်ပိုင်းမှာဟက်ဆန်မြစ်ကမ်းဘက်ကိုသူတို့ပြောင်းကြတယ်အဲ့ဒီနောက်တော့ဖနက်ချုပ်သမားဟာအမေရိကန်ပြည်မှာငါးမွေးမြူနဲ့ပတ်သက်ရင်အလွန်ကျွမ်းကျင်တဲ့ပြောရေးဆိုခွင့်ရှိသောပုဂ္ဂိုလ်ဖြစ်လာတယ်ဝါရှင်တန်မှာရှိတဲ့အမေရိကန်ပြည်ထောင်စုငါးလုပ်ငန်းကော်မရှင်ပြီးရင်သူဟာအမြင့်ဆုံးပုဂ္ဂိုလ်ပဲအဲ့ဒီတော့ဒီကိစ္စမှာကျွန်တော်ပြောချင်တာကဒီပုဂ္ဂိုလ်တဲ့ကြီးပွားချမ်းသာဖို့အခွင့်အရေးတည်သူ့အိမ်နောက်ဖေးမှာနှစ်ပေါင်း20လုံးရှိနေခဲ့တယ်ဒါပေမဲ့သူမမြင်ခဲ့ဘူးမိမကတပြက်စီးနဲ့ရိုက်ထုတ်လို့အိမ်ပြင်ထွက်လာရတော့မှဒီရတနာတိုက်ကြီးသူသွားတွေ့တယ်ဆိုတဲ့အချက်ပါဈေးကွက်တီလိုလင်းစားသုံးသူကိုမေးပါတဲ့ဒီလိုပဲမက်ဆာချူးဆက်နယ်ဟင်ကန်မြို့မှာအဆင်မပြေတဲ့လေသမားတယောက်ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ဘူးတယ်လူကအလုတ်ကိုင်းမရှိအလုတ်မရှိတော့ဝင်ငွေမရှိဝင်ငွေမရှိတော့ဆင်းရဲထုံးစံတိုင်းမိမကရှင်အိမ်ထဲထိုင်မနေနဲ့လို့နှင်ထုတ်တယ်အဲ့ဒါနဲ့ကန်ဆက်အခြေနာသွားထိုင်ရင်ရေနူးနေတဲ့တစ်သားပြားလေးတစ်ချက်ကိုကောက်ပြီးလှီးဟဲဖြတ်ဟဲနဲ့တစ်သားကျိုးကွင်းဆက်ကလေးတစ်ခုဖြစ်အောင်လုပ်မိတယ်ညနေအိမ်ပြန်ရောက်တော့ကလေးတွေကဒါလေးကိုသူယူမယ်ငါယူမယ်နဲ့လူကြတယ်ဒါနဲ့နောက်နေ့ကျတော့နောက်တစ်ခုထပ်လုပ်ရတယ်အဲ့ဒါလို့တော့အင်းကြီးချင်းတယောက်ရောက်လာတော့သူ့လက်ရကြည့်ပြီးသဘောကျတယ်ခင်ဗျားဗျာဒီလောက်လက်ရမြောက်တာတစ်သားနဲ့ကလေးကစားစရာအယုတ်ကလေးတွေလှုပ်ပြီးရောင်းရောပေါ်လို့တိုက်တွန်းစကားဆိုတော့ဘယ်လိုအယုတ်မျိုးလုပ်ရမှမသိဘူးဗျတဲ့ကိုလူကဆိုတယ်အဲ့ဒီမှာလာမယ်နော်အရေးကြီးတဲ့ကိစ္စသူ့အိမ်ကြီးချင်းကပြောတဲ့စကားကလေးတွေအတွက်ဘာရုပ်လုပ်ရမလဲသိချင်ခမ ्या ကလေးတွေမိကြည့်ပေါ်ဗျတဲ့ဒါတောင်ကိုလူကမရသေးဘူးကျွန်တော်ကလေးတွေမေးလို့ဘာအကြောင်းထူမလဲဗျာသူတို့နဲ့တခြားကလေးတွေနဲ့တူမမမဟုတ်တာတဲ့ဒီလိုလူမျိုးတွေကျွန်တော်ကြောင်းဆရာလုပ်တော့ကအများကြီးတွေ့ဘူးတယ်ဒါပေမဲ့ပုဂ္ဂိုလ်ကနောက်နေမနဲ့ကြတော့သူ့သားလေးအိမ်မော်ကဆင်းလာတဲ့ခါမေးပါတယ်သားဘာရုပ်လိုချင်တယ်လေတဲ့ကျွန်တော်လက်တွန်းလဲလေးလိုချင်တယ်သားကဖြေတယ်ဒီလိုပဲသမီးဆင်းလာတော့သမီးကိုတစ်ခါမေးသမီးကသူ့ရုပ်ကလေးအတွက်မျက်နှာတစ်စလုံးတင်တဲ့ခုံကလေးလိုချင်တယ်အဲ့ရုပ်ကလေးအတွက်ဒီကလေးတစ်ချောင်းစီးဖို့လဲလေးတစ်စီးအဲ့ဒီလိုနဲ့ကစားစရာပစ္စည်းစရင်ကသူ့တစ်သက်လုံးလုံးလို့မကုန်နိုင်အောင်ကိုရလာတယ်ဒီပုဂ္ဂိုလ်ဟာသူ့အိမ်ထဲမှာသူ့ကလေးတွေကိုမေးပြီးသူတို့အကြိုက်ရုပ်ကလေးတွေမောင်းချတတ်တဲ့လက်နဲ့လှုပ်ပေးခဲ့ရကနောက်ပိုင်းမှာဟင်ကန်အယုတ်တွေလို့နာမည်ကြီးလာမဲ့တစ်သားကစားစရာအယုတ်လုပ်ငန်းကြီးကိုတည်ထောင်မိလာခဲ့တယ်နောက်ပိုင်းဒီပုဂ္ဂိုလ်ဟာနယူးအင်္ဂလန်အမေရိကန်ပြည်အရှေ့မြောက်ဖျားဒေသတစ်ခုလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့စဉ်းစားကြည့်ဒီပုဂ္ဂိုလ်မှာအဲ့ဒီလိုကြွယ်ဝချမ်းသာလာဖို့အတွက်အကြံကောင်းဉာဏ်ကောင်းတွေဟာသူ့အိမ်မှာသူ့ကလေးတွေနဲ့တိုင်ပင်ဆွေးနွေးရကရလာခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်လူတစ်ယောက်ကြီးပွားချမ်းသာဖို့တစုံတရာအောင်မြင်မြင်တည်ထွင်မိဖို့ဆိုတာအိမ်ထဲကအိမ်ပြင်ထွက်ဖို့တောင်လူကျင်မှလူတယ်လို့ကျွန်တော်ပြောလိုက်ချင်တာပါဒီအကြောင်းတွေပြောမယ်ဆိုရင်ကျွန်တော်တရှိတလျားကြီးပြောနိုင်ပါတယ်သို့တော့ကျွန်တော်ဒီညဒီမှာရောက်ရှိနေတဲ့လေးစားအပ်သောပုဂ္ဂိုလ်ကြီးများနဲ့ပဲဆက်ပြီးစကားပြောချင်ပါတယ်အရေးပါတဲ့ပုဂ္ဂိုလ်တွေအေယာမပုဂ္ဂိုလ်ကြီးတွေကျွန်တော်ကအဲ့ဒီလိုဆိုလိုက်တော့ခမည်းတော်ကပြောမယ်ကျွန်တော်တို့စီမှာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမရှိပါဘူးအေယာမပုဂ္ဂိုလ်တွေဆိုတာကလန်ဒန်တို့ယောမာတို့ဆန်ဖရန်စစ္စကိုတို့ကသာလာကြတာပါတခြားနေရာကသာလာတာဖီဒဲလ်ဖီယာမှာမရှိပါဘူးလို့ဆိုကြလိမ့်မယ်မဟုတ်ဘူးရှိတယ်လို့ပဲကျွန်တော်ပြောမယ်တခြားဒီရွယ်အစားမြို့ကြီးများနည်းတူဖီဒဲလ်ဖီယာမှာလည်းတိုင်းပြည်ရိုက်ရွာအတွက်အရေးပါတဲ့လေးစားအပ်သောပုဂ္ဂိုလ်ကြီးတွေမနှဲသောအရေးအတွက်နဲ့ရှိနေတာပဲအခုပြည်သက်ထဲမှာလည်းဒီပုဂ္ဂိုလ်ကြီးတွေရှိနေတာပဲအမှတ်မဲ့ကြည့်ရင်တော့သူလူငါလူရိုးရိုးတာမန်လူတွေဒါပေမဲ့အင်မတန်တန်ဖိုးကြီးပါတယ်ဘယ်အရက်ဘယ်ဒေသမှာမဆိုတိုင်းပြည်ရိုက်ရွာအတွက်တန်ဖိုးကြီးတဲ့ပုဂ္ဂိုလ်များကြီးလိုက်ရင်အဲ့ဒီလိုရိုးရိုးတာမန်အသွင်အပြင်မျိုးနဲ့သာတွေ့ရစမြဲပါပဲကျွန်တော်တို့မှာတိတ်မားနေတာတခုရှိတယ်ယာရုထန္ရရရှိတဲ့လူအာနာလက်ကင်ရှိတဲ့လူမှပုဂ္ဂိုလ်ကြီးလို့ထင်ရတယ်တိုင်းပြည်ရွာအတွက်တကယ်အရေးပါတဲ့ပုဂ္ဂိုလ်တွေကိုမမြင်ကြမသိကြဘူးဒါဖြင့်ကောင်းပြီဒီကမ္ဘာလောကအတွက်အရေးပါဆုံးပုဂ္ဂိုလ်တွေဟာဘယ်သူတွေလဲလူငယ်လူရွယ်တွေအနေနဲ့မေးစရာရှိတယ်လောကပတ်ဝန်းကျင်အတွက်တကယ်အရေးပါသော
တကယ်လေးစားအပ်သောပုဂ္ဂိုလ်ဆိုတာယာရုထန္ဒရရှိသူမျိုးကိုသာမဆိုအာနာလက်ကင်ရှိမရှိနဲ့မဆိုင်ဘူးအများကတော့အရေးကြီးသောပုဂ္ဂိုလ်ဆိုရင်ယာရုအာနာနဲ့ပဲတွဲပြီးမြင်ရတယ်ကျောင်းတွေကလည်းဒီလိုပဲသင်နေကြတာကိုဘာကြီးညာကြီးတွေဖြစ်မှတကယ်လေးစားအပ်သောပုဂ္ဂိုလ်တကယ်အဖို့တန်သောပုဂ္ဂိုလ်ဆိုတဲ့လွဲမားတဲ့အယူဆတွေဆက်မပြန့်ပွားအောင်မထိမ့်သိမ့်နိုင်ရင်နောက်တစ်နေ့ကျတော့ကျွန်တော်တို့တိုင်းပြည်ဟာပရိသေဧကရစ်တွေအုပ်ဆိုတဲ့အင်ပါယာနိုင်ငံမျိုးဖြစ်ကိုပြောင်းလဲသွားနိုင်တယ်။ကြေးကျွန်တဲ့သခင်လူရဲ့ကြီးကျယ်မြင့်မြတ်မှုဟာသူ့ရဲ့ကိုယ်စိတ်အည်သွေးများနဲ့ပဲသက်ဆိုင်တယ်။အကြောင်းအားလျော်စွာသူရရှိထားတဲ့ယာတုဂုဏ်သွင်းတွေနဲ့မဆိုင်ဘူးဆိုတာကလေးတွေကိုသင်ကြားပေးဖို့လိုတယ်။အခုနေမှာတော့လူငယ်တွေစိတ်ထဲမှာယာတုကြီးမှပုဂ္ဂိုလ်ကြီးလို့ထင်တာမျိုးတွေရှိနေအောင်မှာပေါ့။ဒါလည်းအပြစ်တင်လို့မရဘူးပေါ့။ကျွန်တော်ဒီထဲမှာမေးကြည့်မယ်။မင်းတို့အထက်ကဘယ်သူပုဂ္ဂိုလ်ကြီးဖြစ်မယ်ထင်တယ်လဲဆိုတော့လူငယ်တယောက်ကဖြေတယ်ကျွန်တော်ဖြစ်မယ်တဲ့။ဘယ်တော့ဖြစ်မလဲဆိုတော့ရွေးကောက်ပွဲနိုင်လို့နိုင်ငံရေးယာတုတစ်ခုခုရတဲ့အခါတဲ့။အဲ့ဒီလူငယ်ကိုကျွန်တော်ပြောချင်တယ်။အဲ့ဒါကြီးကျယ်တာမဟုတ်ဘူး။ဒီမွားတာတို့လက်ရှိဖွဲ့စည်းပုံအရအစိုးရဌာနတစ်ခုမှာလောက်ကင်နေခြင်းတည်ပင်ဒီမွားကြောင်းပြတဲ့အလွန်ရှင်းလင်းထင်ရှားသောအချက်ပဲ။ဘာကြောင့်လဲမောင်ရင်စဉ်းစားကြည့်တို့တိုင်းပြည်အစိုးရဟာပြည်သူအစိုးရပြည်သူများအတွက်ပြည်သူများကရွေးချယ်ခန့်အပ်သောပြည်သူအစိုးရဟာပြည်သူတွေယာရုထန္ဒရယူထားတဲ့လူတွေအတွက်မဟုတ်ဘူးဒီတိုင်းပြည်ကိုအုပ်စိုးနေတာပြည်သူလူထုအရင်တုန်းကလည်းလူထုနောက်လည်းလူထုယာရုထန္ဒရသမားတွေကလူထုရဲ့အစီကံတွေကြေးကျွန်တွေတမန်ကျမ်းစာမှာဘယ်လိုဆိုထားသလဲကြေးကျွန်သည်သခင်ထက်မကြီးကျယ်နိုင်တဲ့ပြီးတော့ဘာပြောသေးလဲပိုးလွတ်ခြင်းခံရသူသည်သူ့အားပိုးလွတ်သူထက်မကြီးကျယ်နိုင်တဲ့ဒီတိုင်းပြည်မှာလူတို့ဟာသခင်ယာရုယူထားသူတွေဟာပြည်သူလူထုထက်ကြီးကျယ်ခြင်းလို့မရဘူးသူတို့ဟာရိုးသားဖြောင့်မတ်သောလူထုကြီးကျွများသာဖြစ်ရမယ်သူတို့ဟာကျွန်တော်တို့အတွက်ကြီးကျယ်မြင့်မားသောပုဂ္ဂိုလ်ကြီးတွေမဟုတ်ဘူးအေယာမပုဂ္ဂိုလ်ကြီးတွေမဟုတ်ဘူးအဲ့ဒီတော့မောင်ရင်တို့သတိထားပါတကယ်ကြီးကျယ်မြင့်မားသောပုဂ္ဂိုလ်မှန်ရင်နိုင်ငံရေးယာရုယူလိုက်တာနဲ့တပြိုင်နက်သူ့စီကပြီးလိုက်ရတာကြီးပဲအနစ်နာခံအဆုံးရှုံးခံလိုက်ရတာကြီးပဲဒီကရမသွားဘူးဒီယာရုကြောင့်တက်မသွားဘူးအဲ့ဒီတော့မှတ်တာနိုင်ငံရေးယာရုရရှိရုံလောက်နဲ့မောင်ရင်မကြီးကျယ်နိုင်ဘူးဘယ်သူတွေကိုဂုဏ်ပြုကြမလဲနောက်လူငယ်တယောက်ကပြောသေးတယ်ကျွန်တော်တနေ့ကြာရင်ဖီတယ်ဖီယာမှာကြီးကျယ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မှာပါတဲ့ဟုတ်လားဘယ်တော့လဲဆိုတော့နောက်ထပ်စစ်ပွဲကြီးတစ်ခုဖြစ်တဲ့အခါတဲ့မက္ကဆီကိုနဲ့ဒါမှမဟုတ်အင်္ဂလန်ရုရှားဂျပန်ဒါမှမဟုတ်ကျူးဘားကိစ္စနဲ့ပတ်သက်ပြီးစပိန်နဲ့ဒါမှမဟုတ်နယူးဂျာစီနဲ့ပဲဖြစ်ဖြစ်ပြဿနာတက်တဲ့အခါအဲ့ဒီအခါကျွန်တော်အမြောက်ပြောင်းဝါကနေချမယ်လှန်စွတ်တုံးဝင်းနဲ့တဲပြီးသူတို့အလံကိုတိုင်ကဆွဲချမယ်အိမ်ပြန်တဲ့အခါကျွန်တော်ပခုံးမှာကျေပွင့်နေနဲ့ပြန်လာမယ်ပြီးတော့အစိုးရကပေးတဲ့ယာရုဌာနတွေအားလုံးယူမယ်အဲ့ဒါဆိုကျွန်တော်ကြီးကျယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီတဲ့မဟုတ်သေးဘူးမောင်ရင်အဲ့ဒါနဲ့တည်းမဖြစ်သေးဘူးအဲ့ဒါနဲ့တည်းလေတကယ်ကြီးကျယ်မြင့်မားတဲ့ပုဂ္ဂိုလ်မဖြစ်နိုင်သေးဘူးဒါပေမဲ့သူ့ကိုလည်းဒီလိုအတွေ့ခေါ်တဲ့အတွက်အပြစ်တင်လို့မဖြစ်သေးဘူးအထက်နှန်းကျောင်းမှာသူဒီလိုသဘောမျိုးတွေပဲသင်လာခဲ့ရတာကိုတက္ကသိုလ်ကောလိပ်တွေမှာတမိုင်းသင်တော့လေဒီသဘောမျိုးပဲသင်ကြတာကိုစစ်ပွဲကြီးတွေဆိုတာယာရုကြီးယူထားတဲ့လူတွေကြီးတိုက်သွားကြတယ်လို့သင်ခဲ့ရတာကိုကျွန်တော်မှတ်မိပါသေးတယ်ကျွန်တော်တို့ဟောဒီဖီတယ်ဖီယာမှာပဲစပိန်နဲ့စစ်ကြီးပြီးတော့ငိမ့်ချမ်းရေးပျော်ပွဲရှင်ပွဲအခမ်းအနားကြီးကျင်းပတဲ့အချိန်မြို့ပတ်ပြီးပွဲကြီးလမ်းကြီးလှည့်လာတော့အောင်ပွဲခံပုဂ္ဂိုလ်တွေစီးလာတဲ့မြင်းရထက်ကကျွန်တော်အိမ်ရှိတဲ့ရက်တယ်ရထားပေါ်မှာဟော့ဆင်ပါလာတာပေါ့အဲ့ဒီတော့ပြည်သက်ကအုတ်ထုပ်တွေမြောက်လက်ကင်ပွားတွေဝေရန်ဟော့ဆင်အောင်မြင်ပါစေကျမ်းမာပါစေချမ်းသာပါစေအော်ကြဟစ်ကြတယ်ကျွန်တော်လဲအော်မိခဲ့ပုံမှာပဲတကယ်လဲတိုင်းပြည်ကချီးကျူးဂုဏ်ပြုတာကိုအဲ့ဒီထဲမှာရတဲ့ပုဂ္ဂိုလ်ကိုဒါပေမဲ့ကျွန်တော်နှစ်ဖြန်ကဟိုက်စကူးကျောင်းတစ်ကျောင်းဝင်သွားပြီးမေးမယ်ဆိုတော့မယ်ရီမက်သင်းမောကိုမြုပ်တဲ့သူဘယ်သူလဲလို့မေးလို့ဟပ်စင်ပါလို့ဖြေမယ်ဆိုပါစို့ရှစ်ပုံတစ်ပုံသာမှန်တယ်ရှစ်ပုံခုနှစ်ပုံကမှားတယ်လို့ကျွန်တော်ဆိုမယ်။ဘာကြောင့်လဲမယ်ရီမက်သင်းမောကိုမြုပ်တုန်းကဟော့စင်တယောက်ထဲမှမဟုတ်ပဲလူ၈ယောက်ပါတာပဲဟာ
တခြား9ယောက်ကဟော့ဆင်လောက်ယာရုမကြည့်တော့စပိန်တွေပြစ်တဲ့ခတ်တဲ့အချိန်မှာအကာအကွယ်သိမ့်မကောင်းတဲ့နေရာတွေကခံကြရမှာဟော့ဆင်ကအရာရှိဆိုတော့မိကိုခေါင်းတိုင်နောက်ွယ်နားမှာရှိနေဖို့များတယ်အခုဒီမှာရှိနေကြတဲ့ပိတ်သက်ဆိုတာပညာဘုဒ္ဓရှိကြတဲ့လူတွေပါဒါပေမဲ့ကျွန်တော်ထင်တယ်မီဒီမက်သင်္ဘောမြို့တုန်းကဟော့ဆင်နဲ့အတူပါဝင်ခဲ့ကြတဲ့တခြားပုဂ္ဂိုလ်9ယောက်ရဲ့နာမည်ကိုပြောပါဆိုရင်ပြောနိုင်တဲ့လူတယောက်မှဒီပိသက်ထဲမှာရှိမှာမဟုတ်ဘူးအဲ့ဒါသမိုင်းတင်ပုံနေရမကြတာဘာလို့အဲ့ဒီလိုတင်ပါလဲလူတယောက်ဒီရာထုဌာနကြီးတည်ဖြစ်စေတည်ဖြစ်စေသူ့တော့သူ့နေရာမှာကြောက်ရောက်လာတဲ့တောင်းကိုကြီးပွန်စွာထမ်းဆောင်မဲဆိုရင်အဲ့ဒီလူဟာတိုင်းပြည်ကဂုဏ်ပြုတတ်တဲ့ပုဂ္ဂိုလ်ပဲရာဇပလင်ဘော်ကရှင်ပြင်းကြမှာပူဇော်သက်ကာယပြုရမှာမဟုတ်ဘူးအခုတော့ကျွန်တော်တို့သမိုင်းတင်နေပုံကဟိုကလေးအမိတယောက်သူကလေးကိုဘူးသူရပေးနေပုံမျိုးဖြစ်နေတယ်နယူးယောက်မှာအမေတယောက်သူ့သားလေးနဲ့ရှောက်လေတော့ကလေးကမေးတယ်အမေအဲ့ဒီအဆောက်အုံကြီးကဘာကြီးလဲတဲ့အမေကပြောတယ်ဘိုးချုပ်ကြီးဂရန့်ရဲ့တင်ချိုင်းကူတဲ့ဘိုးချုပ်ကြီးဂရန့်ဆိုတာဘယ်သူလဲထပ်ပြီးတော့တပုံတွေကိုနှိမ်နေတဲ့သူပေါ့တဲ့မှတ်ချက်ဘိုးချုပ်ကြီးဂရန့်သည်အမေရိကန်ပြည်တွင်းစစ်ကာလမြောက်ပိုင်းတပ်များ၏တေနာပရိဖြစ်ဥဆောင်ခဲ့ပြီးနောက်တွင်အမေရိကန်သမ္မတဖြစ်လာခဲ့သည်တမိုင်းကိုကျွန်တော်တို့ဒီလိုတင်ညမှာလားပြည်တွင်းစစ်ကာလတပုံတွေကိုတိုက်ထုတ်တုန်းကဂရန့်တယောက်တည်းအာကိုထားရင်ကျွန်တော်တို့နိုင်မလားဘယ်နိုင်ပါမလဲဒါပေမဲ့အခုဟတ်ဆန်မြကမ်းဘေးမှာဂရန့်အမှတ်တရတင်းငိုင်းကိုတစ်ခုစောက်ထားတယ်ဘာကြောင့်လဲဂရန့်ဟာအင်မတန်ကြီးကျယ်မြင့်မားတဲ့ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်လို့သူ့အတွက်တတ်လှုပ်ထားတာမဟုတ်ဘူးပြည်တွင်းစစ်တုန်းကတိုင်းပြည်အတွက်အသိပေးသွားတဲ့လူ2တန်းကိုစားပြုသူအဖြစ်ဂုဏ်ပြုထားတာအဲ့ဒီအသက်ပေးသွားသူတွေထဲမှာဂရန့်ထက်အစင်မနိမ့်နဲ့လေးစားကြည်ညိုအပ်တဲ့ပုဂ္ဂိုလ်ကြီးတွေအမြောက်များပါတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီတင်ချိုင်းကူဟာဟတ်ဆန်မြကန်းထက်မှာလေးစားကြည်ညိုပွေရာငွားဆင့်ရှိနေတာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးပိုးပြီးပြင်းရုပ်လုံးပေါ်အောင်ပြောဖို့အချက်တစ်ခုကျွန်တော်သတိရတယ်ဗျာပြောရမှာကျွန်တော်ရှစ်ပါတယ်ဒါပေမဲ့ခြံထားဖို့လည်းမသိတော့ကျွန်တော်ဒီညပြောလိုက်တော့မယ်အခုနေကျွန်တော်မျက်စိမိတ်ပြီးဟိုလွန်ခဲ့တဲ့1863ခုနှစ်စီပြန်မြင်အောင်ကြည့်လိုက်မယ်ဆိုရင်ဘက်ရှိုင်ယာဟီးကျွန်တော်ဇာတိမြို့လေးကိုကျွန်တော်အာယုံထဲမှာပြန်မြင်လို့ရပါတယ်နွားပွဲလုပ်တဲ့ကွင်းကြီးမှာလူတွေပြည့်နေတယ်အဲ့ဒီနားမှာဖျားရှိခိုးကြောင်းရှိတယ်မြို့တော်ခမ်းမရှိတယ်ခမ်းမထဲမှာလူတွေပြည့်နေတယ်ဘင်ခရတီဝိုင်းကဒီသချင်းတွေတီဆူတီးမှုန်နေတယ်ပတ်ဝန်းကျင်မှာအလံတွေတလူလွှင့်နေတယ်လူတွေကလက်ကင်ပွားတွေဝှေ့ရမ်းနေကြတယ်စစ်တီတစ်ခွဲချီတက်လာတာကိုကြိုဆိုနေကြတာရဲဘော်တွေကကွင်းကြီးတဲ့ဖြတ်ပြီးချီတက်လာတယ်ဒီတက်ခွဲကပြည်ရင်းစစ်အတွက်စစ်မှုထမ်းသက်စစ်ပြီးတဲ့နောက်ဆက်ပြီးအမှုထမ်းဖို့ဆန္ဒပြုထားတဲ့တက်ခွဲအခုဒီတက်ခွဲကိုမြို့ကဂုံပြုကြိုဆိုကြတာအဲ့ဒီတုန်းကကျွန်တော်ခြာတိတ်ဖယ်ရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီတက်ခွဲမှာကျွန်တော်ကကပရိမာနတွေအပြည့်ဝင့်ကြောဂုံယူမှုတွေအပြည့်နဲ့ပေါ့လူတကိုယ်လုံးမာနတွေဖောင်းတင်ပြီးအနဲ့အသာလေးထိုးလိုက်ရင်တောင်ဖောင်းကနေပေါက်ထွက်သွားနိုင်တဲ့အနေအထားမျိုးရဲဘော်တွေကိုဥဆောင်ပြီးတက်ခွဲထိပ်ကချီတက်လာတဲ့အချိန်ကျွန်တော်လောက်သွေးနှထင်ရောက်နေတဲ့လူဘယ်ရှိလိမ့်မလို့မြို့တော်ခမ်းမတွေဝင်လာတဲ့ရဲဘော်တွေကိုခမ်းမအလေးမှာနေရာချတယ်ကျွန်တော်ကရှေ့ဆုံးခုံတန်းမှာအဲ့ဒီနောက်မြို့အုပ်ချုပ်ရေးပိုင်းကအရာရှိကြီးတွေလူအုပ်ကြားတွေကတန်းစီပြီးဝင်လာတယ်ခမ်းမကချင်းဆိုတော့လူတွေကြက်ညက်လို့အဲ့ဒီပုံကိုယ်တွေစင်မြင့်ပေါ်မှာစဝိုင်းချမ်းပုံနေရယူတယ်သူတို့အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့မြို့တော်ဝန်ကြီးကအဲ့ဒီစဝိုင်းချမ်းရဲ့အလေကုံမှာထိုင်နေမြို့တော်ဝန်ကြီးကအသက်ကြီးပါပြီခေါင်းမှာစပင်တွေလည်းဖွေးနေပါပြီသူအရင်ကဒီလိုနိုင်ငံရေးယာတုမျိုးတစ်ခါမှမရဘူးပါဘူးသူ့စိတ်ထဲမှာသူအခုယာတုကြီးရမှာပဲသူ့ဘဝမှာတကယ့်ကိုကြီးကျယ်ပြည့်စုံသွားတယ်လို့အထင်ရှိနေရှာသူပါသူ့နေရာသူထောင်ပြီးတဲ့နောက်ပုဂ္ဂိုလ်ကြီးကမျက်မှန်ကိုအသာနေရာချပြီးအောက်ကပိဋကကိုခုံချက်တီကြီးမားစွာနဲ့ရှူစားတယ်အဲ့ဒီမှာကျွန်တော်ကိုသွားမြင်တာပဲကျွန်တော်မြင်တော့ထလာရှာပါတယ်ကျွန်တော်ကိုမြို့တော်ရာရှိကြီးတွေနဲ့အတူထိုင်ဖို့စင်မြင့်ပေါ်ကိုဖိတ်ခေါ်တယ်ဟာကျွန်တော်ကိုစင်မြင့်ပေါ်တက်ဖို့ဖိတ်တာမြို့တော်အရာရှိကြီးတွေဆိုတာကျွန်တော်ကိုစစ်ထဲမရောက်ခင်တုန်းက
ဖုတ်လေတဲ့ငပိရှိမှန်းတောင်တည်တာမဟုတ်ဘူးမူသားမပါအောင်ပြောရရင်တခါတော့ရှိဘူးပါတယ်အရာရှိကြီးတယောက်ကကျောင်းကဆရာကိုအဲ့ဒီကောင်နန္နာလေးစော်လိုက်စမ်းပါလို့ညွှန်ကြားပူးတာတော့ရှိပါတယ်ထားပါတော့အခုလိုအရေးတူအတိအမှတ်ပြုတာမျိုးမရှိခဲ့ဘူးတာကိုဆိုချင်တာပါအခုတော့စင်မြင့်ပေါ်မှာအဲ့ဒီပုဂ္ဂိုလ်များနဲ့အတူနေရာယူဖို့ဖိတ်ကြားခံရပြီကျွန်တော်စင်မြင့်ပေါ်ရောက်တယ်ဒလွယ်ကိုပေးမှချတည်တည်ချာချာလက်ပိုက်ပြီးဂုံပြုဩဘာသံတွေကိုလေးနဲ့တည်ကြည်စွာခံယူတယ်အထွတ်အထိပ်ရောက်နေတဲ့အချိန်ပေါ့ရောကြပစ္စည်းချင်းမတိုင်မီမှာဝင်ကြွားဂုံယူမှုတွေရှေ့ကလာတာထုံးစံကိုကျွန်တော်နေရာယူပြီးခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးတဲ့အချိန်မြို့တော်ဝင်ကြီးကရှေ့ဘက်စကားပြောတဲ့စင်စီအိမ်နေကြီးစွာနဲ့ထားလာတယ်ကျွန်တော်တို့အားလုံးစိတ်ထဲမှာမြို့ကိုပြန်လည်ရောက်ရှိလာတဲ့စစ်တီတော်များအတွက်ဂုံပြုကြိုးစိုးစကားကိုမြို့ရဲ့တူဒီသောအပြောအဟောသမားဖြစ်တဲ့ဓမ္မဆရာဖုန်းတော်ကြီးကဟောကြားပေးမယ့်အကြောင်းကြီးညာဖို့လိုပဲအောင်းမိနေကြတယ်ဒါပေမဲ့မဟုတ်ဘူးဗျာသူကပြောမှာတဲ့မြို့တော်ဝန်ဖြစ်လာတဲ့လေသမားအဖိုးအိုကတရားဟောမယ်ဆိုတော့ပြည်သက်အံ့အားသင့်သွားတယ်ဟာဒုက္ခပဲဒီပုဂ္ဂိုလ်ကြီးကဟောဖို့ပြောဖို့ခဲ့တာမဟုတ်ဘူးဒါပေမဲ့လူတွေအတော်များများမှားဘူးကြတဲ့ထုံးစံတိုင်းပေါ့ဗျာမြို့တော်ဝန်ဖြစ်သွားတာနဲ့ပဲသူ့ကိုယ်သူဒီလိုတရားပွဲကြီးမျိုးဟောနိုင်ရမယ်လို့အထင်အမြင်ရှိသွားတယ်အဲ့ဒါနဲ့မိကုန်းတစ်ခုသူရေးတယ်နွားစကြက်ထဲသွားပြီးခောက်တုတ်ခောက်ပြန်လျှောက်မိကုန်းစာသားတွေအော်ကျဲဟစ်ကျဲနဲ့အလွတ်ကျတော့နွားတွေလည်းလန့်ဖြန့်ပေါ်လေအခမ်းအနားပွဲကြတော့သူကအဲ့ဒီမိကုန်းစာရွက်ကြီးယူလာအင်ကြီးအိတ်ထဲကထုတ်စပွဲပေါ်ကြနနဖြန့်ပြီးမျက်မှန်ကိုပြင်ပေါ်လေတေးသေးချာချာတဲတဲကွဲကွဲမြင်ရအောင်လို့ပြီးတော့စင်မော်မှာဟောဒီလိုနောက်ဖက်ဆုတ်သွားလိုက်ရှေ့ဘက်တိုးလာလိုက်အเจ้าညာကလည်းတေးသေးချာချာကြက်ထားလေ့လာထားပြီးသားဆိုတော့တကယ်ကိုကြနနပြောချလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘဲချေဖနှောက်ပေါ်မှာအတိကအားပြုပြီးရညာချီကိုရှေ့ဘက်ခပ်ဖို့လေးထုတ်ထားပခုံးနှစ်ဖက်နောက်ကိုပြေညာဘက်လက်ကိုဟောတယ်လို့45ဒီဂရီချိုးပါဇက်ကပြောတော့မယ်တရွရွာဒါသူစကားပြောတော့မယ်အမူအရာအဲ့ဒီအတိုင်းအမှန်ကန်ပါဟိုတုန်းကကျွန်တော်ဒီအကြောင်းပြောပြတဲ့အခါတချို့တငယ်ချင်းတွေကဆိုကြတယ်မင်းဟာနည်းနည်းတော့ခြေလုံးနဲ့ထင်းနေကွာတဲ့ကျွန်တော်မချဲပါဘူးကျွန်တော်ပြောတာကလည်းတမင်သက်သက်သူ့ကိုရဲစရာဖြစ်အောင်ပြောတာမျိုးမဟုတ်ပါဘူးသူ့စီကသင်ငန်းစာယူနိုင်ကြရအောင်လို့သာပြောရတာပါမြို့သူမြို့သားအပေါင်းတို့တဲ့စတော့စလိုက်တယ်ဒါပေမဲ့သူ့အတန်လဲသူပြန်ကြပြီးရောလက်ကဟောဒီလိုတဆက်ဆက်တုံးလာတယ်ဒူးတွေရိုင်းလာတယ်တကူလုံးလှုပ်လာတယ်အဟုံးအဟမ်းနဲ့ချောင်းတွေဘာတွေလှဲ့ဟန်ပြီးအတော်ကြီးကြာတော့စာရွက်ပြန်ကြည့်တယ်မြို့သူမြို့သားအပေါင်းတို့တခါစပြန်တယ်ကျွန်တော်တို့အနေနဲ့အခုလိုစစ်မြေပြင်မှာသွေးမြေကျတိုက်ပွဲဝင်လာခဲ့ကြပြီးကိုရွာကိုအောင်မန်းစုခုပြန်လာတဲ့စစ်သည်များကိုဂုံပြုကြိုးစိုးခွင့်ရတဲ့အတွက်အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်အထူးသဖြင့်ကျွန်တော်တို့ဟောဒီရဲဝန်စွန်စားသောသူရဲကောင်းလူငယ်ကျွန်တော်ပေါ့လေဟောဒီသူရဲကောင်းလူငယ်နဲ့တွေ့ဆုံခွင့်ရတဲ့အတွက်အထူးသဖြင့်ဝမ်းမြောက်မိပါတယ်ကျွန်တော်တို့ရဲ့မျက်စိအာရုံထဲမှာဒီသူရဲကောင်းလူငယ်ကိုကျွန်တော်တို့မြင်နေတယ်ခြေဆုံးကနေဥဆောင်ပြီးရဲဘော်တွေကိုရှေ့ကနေဥဆောင်ပြီးတတိပြောင်ပြောင်နဲ့ရန်သူကိုအတင်းဝင်တိုက်ထိုးဖောက်တိုက်ခိုက်နေပုံကိုကျွန်တော်တို့မြင်နေတယ်သူသားကအယောင်တလက်နဲ့နေရောင်မှာလက်နဲ့သူ့ရဲဘော်တွေကိုအော်ဟစ်အမိန်ပေးနေတယ်တက်ခဲ့ကြစစ်မြေပြင်မှာဟာမဟုတ်ဘူးသူခမတိုက်ပွဲကြောင်ဘာမှသိရှာတာမဟုတ်ဘူးသူစစ်ပွဲကြောင်နည်းနည်းပါးပါးသိမယ်ဆိုရင်ဒီစကားမျိုးပြောမှာမဟုတ်ဘူးအန်နေရှိနေတဲ့အချိန်မျိုးမှာခြေလင်တက်ဘူးတယောက်ဟာလူတွေရှိကဘယ်တော့မှမထွက်ဘူးထွက်လဲမထွက်ရဘူးအဲ့ဒါရာဇဝတ်မှုကျွလွန်တလောင်နေပါအပြစ်ကြီးတယ်ပြည်သက်ထဲမှာရှိနေတဲ့ရဲဘော်တွေအားလုံးဒါသိကြတာပေါ့ကျွန်တော်ပဲထွက်မလဲကျွန်တော်ကနေအောင်မှာဓားရောင်တက်လက်နဲ့ရဲဘော်တွေကိုတက်ခဲ့ကြတဲ့ကျွန်တော်ဘယ်တော့မှမလုပ်ခဲ့ဘူးမဟုတ်တာရှေ့ဆုံးတက်ပြီးရှေ့ကရန်သူပြစ်တာခံနောက်ကကုလူတွေပြစ်တာမှန်ဘဲဖြစ်မလဲအဲ့ဒါအရာရှိရဲ့နေရာမဟုတ်ဘူး
အရာရှိရဲ့နေရာကတကယ်တိုက်နေတဲ့ရိုးရိုးတပ်သားတွေရဲ့နောက်နားမှာရှိတယ်စစ်မြေပြင်မှာတုန်းကတပုံတွေတောအုပ်ထဲကနေအော်ဟစ်ညာတံပေးပြီးတက်လာတဲ့အချိန်ကျွန်တော်တက်မအရာရှိတယောက်အနေနဲ့တပ်ဖွဲ့တွေကြားမြင်းနှစီးနဲ့ကစုံဆိုင်ပြေးပြီးအရာရှိတွေနောက်ပိုင်းဆုတ်ပါအရာရှိတွေနောက်ပိုင်းဆုတ်ပါလို့လိုက်អော်ရတာမကြခဏပါအရာရှိတွေအားလုံးတကယ်ရင်ဆိုင်ပစ်ခတ်တဲ့နေရာရဲ့နောက်ဘက်ကနေနေရတယ်ယာဒူးကြီးလေနောက်ဖက်ပိုရောက်လေပဲဒါသူ့လက်အောက်ကလူတွေလောက်တတ်တိမရှိလို့မဟုတ်ဘူးဥပဒေစည်းကမ်းအရာကိုသူအဲ့ဒီလိုနေရတာဘက်နဲ့ပိုချိုးလုပ်တဲ့လူကရှေ့မျက်နှာစာထွက်လာပြီးရန်သူကပြစ်လို့တည်သွားပြီးတဲ့စစ်ပွဲရှုံးသွားမှာပေါ့စစ်စင်စစ်တဲ့အစီအစဉ်တွေကအားလုံးသူကောင်းနဲ့ရှိနေတာသူမရှိရင်အားလုံးဗျံပရာဖြစ်သွားပြီပေါ့အဲ့ဒီတော့သူကတတ်နိုင်သမျှလုံခြုံမှုရှိတဲ့နေရာမှာနေရတယ်အဲ့ဒီတော့ကျွန်တော်ကနေအောင်မှာဓားရောင်တလက်နဲ့ဆိုတာဘယ်ဟုတ်မလဲပြီးတော့ပိဋကကြားထိုင်းနေတဲ့ရဲဘော်တွေထဲမှာဒီသူရဲကောင်းပုဂ္ဂိုလ်လေးစားဖို့သူတို့မှနောက်ဆုံးသိမ်းထားတဲ့တခုဒီတော်မှုချုပ်ကိုထုတ်ကြွေးပူးတဲ့သူတွေမြစ်တွေချောင်းတွေဖြတ်ကူးတဲ့အချိန်မှာဂုံးပို့ပြီးခေါ်ခဲ့ဘူးတဲ့လူတွေလည်းပါနေတာပဲတချို့ဆိုရင်အဲ့ဒီခမ်းမတဲ့ထီတောင်ပါမလားနိုင်ရှာတော့ဘူးတိုင်းပြည်အတွက်အသက်ပေးခဲ့ကြရပြီမှန်ကန်တယ်လို့သူတို့ယုံကြည်တဲ့အရာတစ်ခုအတွက်အသက်ပေးသွားတာဒါပေမဲ့အဲ့ဒီတကယ်အသက်ပေးသွားသူတကယ်စွန့်စားခဲ့ရသူတွေကိုဒီလောက်အလေးထားရကောင်းမှမသိဘူးခြာတစ်ကိုပဲတကယ်ဟီးရိုးလုပ်နေကြတယ်ဒီခြာတစ်ကဘာကြောင့်ဟီးရိုးဖြစ်ရတယ်လဲဆိုတော့ထုံးစံအတိုင်းလူတွေမှာယောဂအမားကြီးကိုဆွဲနေတာခြာတစ်ကစစ်ဖို့ရရှိဟိုလူတွေကရိုးရိုးစစ်သားတွေအကြီးမြတ်ဆုံးပုဂ္ဂိုလ်အဲ့ဒီမှာကျွန်တော်ဆင်ခြင်မိတယ်တစ်သက်လုံးမမေ့နိုင်တဲ့အသည့်မြင်တစ်ခုကျွန်တော်ရပါတယ်တကယ်ကြီးကျယ်မြင့်မြတ်မှုဆိုတာယာရုအစင်းနဲ့မဆိုင်ဘူးကိုလုတ်ကင်တဲ့အတိုင်းတာဘောင်ကလေးထဲမှာဘလောက်ကြီးကျယ်မြင့်မြတ်တဲ့အလုပ်ကိုလှုပ်လာနိုင်တယ်လဲဆိုတာနဲ့ပဲဆိုင်နေတာမန်အခြေအနေအစင်တန်းမှနေရင်ကဘလောက်ကြီးမားကျယ်ဝန်းတဲ့လုပ်ရက်ကြီးတွေကိုအထမြောက်အောင်စွမ်းဆောင်ပေးလိုက်တယ်လေဆိုတာနဲ့ပဲဆိုင်နေဆိုတာကျွန်တော်သွားမြင်နေအဲ့ဒါဒီပင်တကယ်စစ်မှန်သောကြီးကျယ်မြင့်မြတ်မှုပဲကိုပတ်ဝန်းကျင်ကလူတွေအတွက်ပူကောင်းတဲ့အိုးအိမ်တွေလမ်းပန်းတွေစာတင်ကျောင်းတွေဖျားရှိခိုးကျောင်းတွေဘာသာတရားအလုပ်တွေဖန်တီးပေးနိုင်တဲ့ပုဂ္ဂိုလ်တွေကိုကျင်ရလူမှုတိုင်းဝိုင်းတွေကဘဝတူလူသားတွေပူပြီးချမ်းသာပျော်ရွှင်ကြအောင်သူတို့ဘဝတာယာလှပအောင်ဒီကနေ့ဖန်တီးပေးနေသူတွေသည်ဘယ်နေရာဘယ်ဌာနမှာရှိသည်ဖြစ်စေဘယ်အခြေဘယ်အစဉ်တန်းမှာရှိသည်ဖြစ်စေကြီးကျယ်မြင့်မြတ်သူတွေပါပဲကိုပတ်ဝန်းကျင်ကိုကျင်လေရာလူမှုအတိုင်းဝိုင်းထဲမှာစိတ်မချမ်းမြေ့စရာဖန်တီးသူတာယာလှပမှုကင်းအောင်လှုပ်ဆောင်နေသူတွေကတော့ဘယ်အရက်ဘယ်ဒေသဘယ်ရာတို့ဘယ်ဌာနရမျိုးမှာရှိသည်ဖြစ်စေဘယ်လိုမှမကြီးကျယ်မမြင်မနိုင်တဲ့လူတွေပဲဘေလီပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ကျွန်တော်တို့ဟာနှစ်ကာလတွေနဲ့သက်ရှင်တာမဟုတ်ဘူးလုံရက်တွေနဲ့သက်ရှင်ကြတာပါနိုင်ဘော်ကကိန်းကနန်းတွေနဲ့သက်ရှင်ကြတာမဟုတ်ပါဘူးခံစားချက်တွေနဲ့သက်ရှင်ကြတာပါအသက်ရှူယုံတက်တက်ရှင်သန်ကြတာမဟုတ်ပါဘူးအတွေးတွေနဲ့သာရှင်သန်ကြတာပါကျွန်တော်တို့ရဲ့တက်တန်းကာလကိုအမှန်တရားအကျိုးအတွက်လှုပ်ရှားဆောင်ရွက်ခဲ့တဲ့နှလုံးစည်းချက်များနဲ့သာရည်တွက်ရမှာပါတဲ့နောက်ဆုံးကျွန်တော်ညီကုန်းချုပ်ပြောချင်တာကကျွန်တော်စောစောကပြောခဲ့သမျှစကားတွေအားလုံးကိုမေ့ကျင်မေ့ပြကြပါဒါပေမဲ့အခုဆက်ပြောမဲ့ဘီဘီရဲ့စကားတစ်ခုကိုတော့မှတ်ချစေချင်ပါတယ်တူတူလေးပါဒီတူတူလေးထဲမှာကျွန်တော်ပြောသမျှစကားတွေထက်များပြားတဲ့အနှစ်သာရတွေပါပါတယ်ဘီလီပြောခဲ့တာကအပြည့်အဝဆုံးစဉ်းစားတွေ့တော်သူအမြင့်မြတ်ဆုံးထိကြိုက်ခံစားသူအပြောင်မြောက်ဆုံးလှုပ်ရှားလှုပ်ကင်သူထိုသူသားလင်းအကြီးမြတ်ဆုံးအသက်ရှင်နေထိုင်သွားသူဖြစ်သည်တဲ့ဒါပါပဲခင်ဗျာဖေမြင့်ဆရာဖေမြင့်ရေးသားထားတဲ့စိတ်ဤကာပေါင်းများစွာဆိုတဲ့စာအုပ်လေးကတော့ဤမြနဲ့ပဲအဆုံးသတ်ထားပါတယ်ရှင်ဤစာအုပ်လေးကိုအဆုံးထိနားဆင်ပေးကြတဲ့အတွက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာလမ်းဖြတ်နိုင်ကြပါစေ။